ကျွန်တော်တို့စာပေပိတ်မှဆရာဦးေးမောင်ရေးဆရာပါကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာဘာသာဤတားမြစ်ချက်ကိုရှောင်ကျဉ်တဲ့အတွက်ကြောင့်စာရိတ္တကုသိုလ်ဒါကိုလုပ်ကြတယ်ဒါပေမဲ့ဝါရိတ္တလို့ခေါ်တဲ့အဲ့ဒီကုသိုလ်အားပေးခြင်းမှနေတယ်ဥပမာတဲ့ပါဏာတိပါဒဝေဒမဏိဆိုတော့သူများရဲ့အသက်ကိုတတ်ခြင်းကိုရှောင်တယ်ဒါပေမဲ့လို့သူများရဲ့အသက်ကိုကယ်ဖို့လို့အတွက်ဆေးရုံကိုကြတော့အတူငွေထည့်ဖို့ဝင်လေးကြတယ်နော်အဲ့ဒီလိုပဲသူများရဲ့ပစ္စည်းကိုခိုးယူခြင်းကိုတော့ရှောင်တယ်ဒါပေမဲ့လို့ပြည်သူပိုင်းပစ္စည်းကိုကာကွယ်ဖို့ကြဝင်လေးကြတယ်အဲ့တော့အဲ့ဒီဥစ္စာတွေထိအောင်သွားမှခုလိုပေါ့လေအားနေတဲ့သူအားပေးကူညီတတ်တဲ့သဘောဒါတွေကိုလုံးမှပို့ပြီးတော့အောင်မြင်နေပေါ့ဘာသာရေးအရာအနန္တမြင့်မြတ်ကောင်းမွန်တဲ့ဘာသာရေးဖြစ်ပါလိမ့်မယ်လူပဝိညာဉ်ဖြစ်ပါလိမ့်မယ်အဲ့ဒီလိုပြောပါတယ်အခုဒီပွဲကကျွန်တော်တို့စာရိတ္တပွဲမဟုတ်တဲ့ဝါရိတ္တပွဲဖြစ်ပါတယ်ဒါကြောင့်ဒီပွဲဟာအနုမောဒနာပြုတဲ့ပွဲလို့ပြောချင်ပါတယ်ကျွန်တော်ရှိကပုဂ္ဂိုလ်တွေလည်းပြောသွားတယ်ကျွန်တော်ဒီကြောင့်မပြောတော့ပါဘူးခေါင်းကအားလုံးပြောသွားတဲ့ချိန်မှာမြတ်သန်တင်လူကြီးနဲ့လူငယ် generation gap ဆိုတဲ့အကြောင်းတွေပါပြောသွားတော့ကျွန်တော်ကအခုပိုင်းမှာဆိုလို့ရှိရင်လူငယ်တွေကိုအများကြီးကျွန်တော်ဦးစားပေးပြီးတော့ပြောပါတယ်ဟောဆို generation gap ဆိုလိုက်တဲ့ဥစ္စာလူကြီးလူငယ်ကွာမှာကျွန်တော်တို့စီမှာနည်းနည်းနေသူကတိုက်ပြီးကြပိုးတောင်များတယ်ဟောဆိုအဟုန်မြင့်လေပြင်းလေလေဒီတိုးတက်မှုမြန်လေလေဒီ gap ကကြီးလေပေါ့ကွာမှာမြန်လေလေပေါ့အရင်တော့ကတော့ဖြစ်ရင်ဟလားဒီတစ်နှစ်နဲ့ဒီတစ်နှစ်လည်းသိမ့်မတူဘူးကျွန်တော်တို့စီမှာဥမာဆိုမမြတ်ရင်ဒီပါဒီမမြတ်ရင်ကျွန်တော်စီလာကကျွန်တော်ကလေးပေါက်တာပါအဲ့ဒီမှာလာပြီးကပြီးသွားလိုက်တဲ့သချင်းဟာအဲ့မမြတ်ရင်ကျွန်တော်ဟောပေါ့တဏှာကြီးတဲ့ချစ်ပြဆိုတဲ့သချင်းဟာနောက်နေ့တစ်နှစ်လုံးဒီသချင်းပဲခေတ်စားဟောဆိုနောက်နေ့တစ်နှစ်ရှိမှအငြိမ့်တစ်ခုကရောက်အဲ့ဒီအငြိမ့်အစ်စ်မရောက်မချင်းဒီသချင်းရဲမဲ့ဆိုကြကြည့်တော့ဒီသချင်းပဲခေတ်စားတာဒီနေ့ကျတော့မဟုတ်ဘူးသချင်းတွေကဒီနေ့ပေါ်လာတယ်ဘာစီတလားရှင်လက်ဖေးဆိုင်မှာပြီးသွားတယ်ဒါကြောင့်မလို့ပြတ်မြတ်အားဖြင့်အသူတော်ကြောက်ရဲ့စက်တန်းဟာတစ်နှစ်ခွဲပဲနော်သူ့စီးစားပြီးသွားတာပဲ၄-၅နှစ်ခံပြီဆိုလို့ချင်းအဲ့ဒီသူတော်ဟာတော်တော်လေးသွားတယ်အဲ့လောက်ကြည့်အောင် gap ကကြီးပါတယ်ဒါကြောင့်တိုးတက်လာတဲ့ကဘာကြီးဟာခုံကြောင့်ပြည့်ရလေဦးနော်အဟုန်ကိုအရင်တော့ကလှဲတိုက်လို့သေးတယ်ဆိုတာမရှိဘူးဟောဆိုလှဲလာဟာအောင်မလှဲနဲ့ဆိုကြောင်းလိုက်ပြီးတာဘယ်ကောင်းပြလှဲတိုက်လို့ဆေးရုံပေါ်ရောက်သွားတယ်မရှိဘူးအခုကျတော့မော်တော်ကားတိုက်ထားတယ်နေ့စဉ်ကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင် emergency မှာဆိုခဏခဏရှိအဲ့တော့ကျွန်တော်တို့ခုံးကသိမ့်များလာတော့ generation gap ကလည်းသိကြည်လာတယ်ကျွန်တော်ဒီကြောက်သိမ့်မပြောပါဘူးကိုမြတ်တန်းလည်းကျွန်တော်မိတ်ဆွေကိုမြတ်တန်းလည်းပြောသွားတယ်ပါဒါပေမဲ့တခုရှိတာကျွန်တော်တို့စီကကလေးတွေကတော်တော်လိမ္မာသူတို့စီနဲ့စားလို့ဘာကြောင့်လဲလို့ဆိုတော့မင်းကငယ်ပါသေးရဲ့ကွာတို့ကငယ်ရကြီးတာပါဟာကျွန်တော်တို့ကဒီတိုင်းပဲငြိမ့်နေဒီကလေးတွေတော်တယ်မင်းကငယ်ပါသေးရဲ့ကွာဆိုကျွန်တော်ကဟုတ်တယ်ကိုလည်းငယ်သေးတာကိုဒီတိုင်းမှာဟုတ်တယ်ပေါ့တို့ကငယ်ရကြီးလာတာပါကွာဟုတ်သားပဲမငယ်ပဲနဲ့ကြီးလို့မှမရဘူးငယ်ရကြီးတာပေါ့ဟုတ်လားကျွဲတောင်မှမွေးရဲဂျိုးပိုင်ပဲမွေးလို့ရမှာသဘောကတော့နော်အဲ့တော့ငယ်ရကြီးလာတာပေါ့ဟုတ်သားပဲဒါပေမဲ့သူတို့စီမှာအဲ့လိုမဟုတ်တော့ဘူးမင်းတို့ကငယ်ပါသေးတယ်ကွာဟုတ်ပါဘူးဒါပေမဲ့ဦးလေးတို့ဘယ်တော့မှပြန်မငယ်နိုင်တော့ဆိုတာသိပါလားဟုတ်တယ်မငယ်နိုင်တော့ဘူးကျွန်တော်တို့ငယ်နိုင်လို့ရလို့ချင်းအောင်သိငယ်လိုက်ချင်တာမှခုနဲ့ပါဇက်တိုက်ချိုလေးလေးကိုပြီးရှောက်ပြေးနေကြတာပေါ့ငယ်လို့မှမရနောက်ပြီးတော့ဦးလေးတို့ငယ်ရကြည့်လာတော့ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ခင်မျိုးမှာငယ်ဘူးလားဟုတ်တယ်ကျွန်တော်တို့ခေတ္တကကျွန်တော်ဆယ်ရအောင်တယ်နော်ဝါသနာပါရဲ့မိမတောင်ယူလို့ရတယ်အလုတ်ကချင်းချင်းရောက်လာအခုဥစ္စာကြည့်ပါလားပြောမနေပါဘူးတိုင်းပြီးဟုတ်လားအဲ့ဒါအချိန်ကုန်မှသို့လို့ပါဟုတ်လားအဲ့တော့လူကြီးနဲ့လူငယ်ကွာဟာရတွေရှိတယ်ဘလောက်ပဲကွာဟာရတွေရှိလူငယ်ကတော့လူကြီးကိုနားလဲအောင်ဘယ်တော့မှကြိုးစားမှာမဟုတ်လူကြီးကပဲလူငယ်ကိုနားလဲဖို့ကြိုးစားမှာကျွန်တော်တို့အဲ့ဒါကြောင့်လူကြီးတွေလူငယ်ကိုတက်နေပြန်နားလဲအောင်နောက်ပြီးတော့လူငယ်တွေလည်းကိုယ့်ဘဝကိုနားလဲအောင်ကျွန်တော်ကြိုးစားပန်းစားပြောပါတယ်ဒီလူကြီးတွေကိုကျွန်တော်အရေးမထားလို့လည်းမဟုတ်ပါဘူးအရေးထားပါတယ်လူကြီးပါလေးစားမှာပါကိုလည်းပဲလူကြီးတွေဒီထဲမှာပါတဲ့လူကြီးတွေလည်းကျွန်တော်လေးစားတာဟုတ်လားသူတို့ဒါမဲ့ကျွန်တော်လူကြီးတွေကိုဘာမှမပြောတဲ့ဥစ္စာကျွန်တော်သိတဲ့ဟာလောက်နဲ့သွားဆရာလုပ်နေလို့လည်းဖြစ်တာမဟုတ်ဘူးလားအောင်သိန်းတို့သိတဲ့ဥစ္စာအရေးပြားပေါ်အရာပြေကိုသိတာဟုတ်လားဒီကလူကြီးကမန်းလေးကလူကြီးကအသေးနှလုံးမှာကျွဲပခုံးထောင်သိထားတာဟုတ်လားကျွန်တော်ကသွားပြောနေရွှေဖလားကိုငွေနာကုတ်ရွှေနာမှာပေါ့မကောင်းမလုပ်ကောင်းဘူးပေါ့နော်နောက်ပြီးတော့လူကြီးဆိုတာက
အလိမ္မာသာမာရှိဆိုတာမှန်တယ်ဒါပေမဲ့အသက်60ရှိလို့မလိမ္မာရင်လည်းဘာသာဖတ်မှမလိမ္မာတော့ပြောနေလို့လည်းအကိုပဲအဲ့တော့ထားလိုက်တော့အဲ့တော့လူငယ်တွေကိုကျွန်တော်တရားကြောင့်ဦးစားပေးပြောတယ်ဘာကြောင့်လူငယ်တွေကိုပြောလဲဆိုတော့ကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီသူ့လက်ထဲကျွန်တော်ကအားရတော့ကြိုက်ကြိုက်မကြိုက်ကြိုက်ဒါဒီတိုင်းဖြစ်လာမှာနော်ကျွန်တော်ဒီနေ့အုပ်ချုပ်ကြတဲ့လူကြီးတွေပေါ့အခုဆက်ဆက်မှာအုပ်ချုပ်ကြတဲ့လူကြီးတွေပြီးပါအဲ့ဒီလူကြီးတွေပါတော့တခါတော့ကတို့မှပြုံးမှာအရှိကနေဝန်းထွက်သည်ဗမာပဒုက္ခိကူတော့ရောက်အာမီမှာမလွဲပါဒါတို့မှအဲ့ဒါတို့မှဗမာပြည်တဝန်းကုန်စင်တို့အိမ်မှတ်ပါတို့ရာမှတ်ပါအဲ့ဒါတို့ဗမာအဲ့လိုထိုးခဲ့တဲ့လူတွေဟာတိုင်းပြည်ရဲ့ထိပ်ကိုရောက်ခဲ့တာပဲအဲ့ဒီအချင်းကဘုဖြစ်တယ်မှန်တယ်မသိနဲ့နော်မောင်ရင်းတို့ခေလည်းပြောလိုက်အောင်လားအရှိကနေဝန်းထွက်သည်ဗမာပမင်းတို့ခေကိုရောက်အာမီမှာမလွဲပါယုံသားမှာကြိုက်ကြိုက်မကြိုက်ကြိုက်ခလေးတွေရဲ့လက်ထုတ်တိုက်ပြရတယ်ကျွန်တော်အချို့ပွဲတွေမှာလည်းပြောပါတယ်ငကွေးပွဲနားထောင်မှုလို့ရှိရင်အဲ့ဒါတွေ့လိမ့်မယ်ကျွန်တော်အိမ်ရဲ့အကြောင်းကျွန်တော်ဘဝအကြောင်းကျွန်တော်ခလေးတွေရဲ့အကြောင်းဟုတ်လားကျွန်တော်အိမ်မှာကျွန်တော်ကြိုက်တဲ့ရှင်ကျွန်တော်မိမချက်ကျွေးတယ်နောက်ကြကလေးတွေကြည့်လိုက်တယ်မာကျွန်တော်မကြိုက်ဘူးဘဝမစားချင်ဘူးတရားမစားချင်ဘူးပြောတယ်ငါရဲ့မကြိုက်ပါဘူးဆိုတယ်တော်ကြီးကပိတ်တော်နဲ့ပဲစားတော့မယ်လုပ်တယ်ကိတ်ကွာသူတို့ကြိုက်တဲ့ချဲ့ဆောင်မှာတို့ကလူကြီးပဲလိုက်စားကြတာပေါ့ရုပ်ပြကြခလေးကဒီကိုမိဘချစ်လို့လူလိုက်တယ်ဖြစ်တာတကယ်ကြမိဖို့ကြောင့်အာနာသိရင်ကျွန်တော်ပဲအကုန်လုံးပြန်တွေ့သူတို့လက်သူတို့ချီဖြစ်လာတာအရင်တော့အဲကားနဲ့မှကျွန်တော်စားဖတ်နေတယ်စားဖတ်နေလို့ခလေးတွေလားဆိုလို့ရှိရင်ကျွန်တော်မိမငေါ့ထုတ်တယ်တော့အပြင်သွားတာတကယ်တော့ခလေးကဒီစားဖတ်တာကောင်းဖတ်အောင်ပါဒီပါအောင်ဘဝတလုံးနဲ့နေကြတာဒါမှနောက်ကြတော့ကျွန်တော်သမီးအကြီးဆုံးကတက်ကလူရောက်လာသူ့တငယ်ချင်းတွေလာဟဲ့ပြူတော့ပါလားပြာတော့ပါလားဝါတော့ပါလားဘာချိုင်းပါတော့ဟုတ်လားဒီလိုခိုးလို့တွေပါဟုတ်လားဘယ်နေပါလဲသူတို့အင်ကြီးတွေလည်းဗန်ဒူလာအင်ကြီးလိုပါလို့ဟာရင်းအဲ့လိုအင်ကြီးတွေနဲ့ဝင်လာတဲ့ဆိုတော့ကျွန်တော်ဘာလို့မှမသိဘူးသူတို့အမေရထွက်ကျွန်တော်မိန်းမထွက်လာဟဲ့သမီးတို့မလားလာဝီရိထိုင်ဟဲ့သမီးညီတငယ်ချင်းတွေလာဟဲ့သမီးဝင်ထိုင်နေထိုင်ရလားကဲကိုအောင်သိန်းကတနေ့ရသွားဖတ်သမ်းမှာဆိုဒီမဲ့ကျုပ်ကစာအုပ်ကင်ပြီးကြောင်းသွားတယ်ကြည့်စမ်းအဲကအာနာသိန်းဟုတ်လားအရင်ကဆိုရင်ကျွန်တော်အိမ်မှာလာတယ်ဧည့်သည်လာတယ်လူလာတယ်ဆရာဝန်သိမရှိလားဒါပဲပေါ့ဖေဖေဧည့်သည်လာတယ်အေးထိုင်မှလို့ပြောဖေဖေဧည့်သည်လာတယ်ဒါပဲအဲ့ဒီကအရင်တုန်းကကျုပ်ဧည့်သည်ပဲလာတယ်အခုနောက်ကြတဲ့ခါကျရှင်းလားလာပြီဆရာမတော်မောသိမရှိလားခင်ဗျာဟာရှိတယ်ထိုင်နော်သမီးရေဟောဒီမှာဧည့်သည်လာတယ်ကျုပ်ကပြန်ခေါ်ပြရတယ်ရှင်းလားဒီနေ့တခြားကျုပ်ဧည့်သည်ကနဲနေလိုက်လာပြီကျုပ်ဘဝဟိုထင်းရက်ခွေးရတယ်လို့လုံးမပါလိုက်ဟုတ်လားအဲ့တော့အပြည့်အပြည့်နဲ့အဲ့မှာနောက်ဆုံးပိတ်ကြတော့ပြီးတော့ကြကိုကဘာမှမဟုတ်တော့သတိရတော့ကုံနေကုံမသတိရတော့ဥကုံသတိရဆိုအဲ့ဒါဆိုကုံမသတိရလို့အဲ့တော့နောက်14 5နှစ်ဆိုလို့ချင်းရုပ်ရဲတယ်လာမှာမဟုတ်တော့အဲ3လလောက်ကြာမှလာပါလိမ့်မယ်ဟေးဘုအောင်တင်းမရှိဘူးလားကွာဆိုလာမယ်တုံနဲ့မြန်တန်းတင်းကြီးပေါက်လာလိမ့်မယ်မြန်တန်းတင်းကြီးပေါ့မောင်ရင်လေသွားတော့မရှိဘူးဘီယာတောင်ထောင်းတောင်းနေရပါလားမသိဘူးပြောချင်တာကကြိုက်ကြိုက်မကြိုက်ကြိုက်အဲ့ဒီတော့ကျွန်တော်ကအဲ့ဒီမလိမ်မိုးမလိမ်မာခလေးတွေလက်ထဲသူတို့ကကြည်လာတော့မလိမ်မိုးမလိမ်မာခလေးတွေကြည်လာတော့မလိမ်မိုးမလိမ်မာလူကြီးပဲဖြစ်မှာပေါ့ပညာမတတ်တဲ့လူငယ်တွေကြည်လာတော့ပညာမတတ်တဲ့လူကြီးပဲဖြစ်မှာပေါ့ဟာအရေးရောင်တိုးမှာအဲ့တော့ကျွန်တော်ကအဲ့ဒါကြောင့်ကျွန်တော်ဘောကိုပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထဲကိုရောက်မှသိကြောက်တယ်တိုင်းပြည်လည်းပညာမတတ်တဲ့လူငယ်တွေရဲ့လက်ထဲရောက်မှသိကိုကြောက်တယ်အဲ့တော့လူငယ်တွေကိုလည်းချစ်တယ်ကိုယ့်ဘဝကိုကြသနာတယ်ဒါကြောင့်ကျွန်တော်တရားတွေပြောနေတာဩဒီကောင်တွေမကောင်းရင်တော့ပြန်ငါတော့ပြန်ငါဘဝတော့ဂမှုရှိလို့နဲ့နေဝင်ရတော့မှာပဲဘဝနေဝင်ရောက်မှတောင်ပြေးနောက်ပြေးလေကျုပ်ကမပြေးချင်တော့အဲ့တော့ပြေးရတာလည်းများလာတစ်သက်လုံးကလည်းစိတ်ကတော်တော်ညစ်နေပြီကျွန်တော်အဲ့ဒါကြောင့်လူငယ်တွေကိုလိမ်မာစေချင်လို့မမိုက်စေချင်လို့အမိုက်တော့ပဲဆိုတော့ဟိုဥပ္ပေါ်ပြောလို့ပဲဗျာဥပ္ပေါ်ဘူးနဲ့ဘိုးတော်ပြတော့လူမိုက်တော့မကောင်းတဲ့ကြောင့်ဘာကြောင့်ပြောတဲ့ခါကျဟဲ့ကောင်ပေါ့မင်းဒီလောက်တောင်ကြောက်တယ်ပြောနေတာလူမိုက်နဲ့ငါဘယ်လိုကြောက်ဟာကျွန်တော်မျိုးလူမိုက်ကြောက်တယ်ဟင်ငါမင်းကိုအခုချက်ချက်သတ်ပြနေတယ်နားလဲဟာကိုတော့တတ်တာစဉ်းစားအောင်ပါဟိုကောင်ကစဉ်းစားရမှာဘူးဆိုတော့အဲ့တော့ကျွန်တော်ကလူမိုက်ကိုကျွန်တော်သိကြောက်တယ်အဲ့ဒါကြောင့်မို့လို့လူငယ်တွေမိုက်သွားမှာဆိုလို့ကျွန်တော်ကပြောရတာ
အဲ့တော့ပြောတဲ့မှာကျွန်တော်အခုအတွေ့အကြုံလေးတွေပါဆက်ပြီးတော့ပြောပါမယ်သမိုင်းကြောင်းလေးတွေလည်းကျွန်တော်ပြောမယ်အခုကျွန်တော်စာပေနဲ့သမိုင်းထဲမှာတွေ့ခဲ့တဲ့လူငယ်ဒီအကြောင်းကိုကျွန်တော်ပြောမှာအဲ့တော့လူငယ်ကြီးအဲ့ဒီကနေသင်ခန်းစာယူရပေါ့နော်လောကမှာတဲ့လူလိမ္မာတို့မြည်စီမှာတပါးသူရဲ့အမှားသင်ခန်းစာကိုယူရတယ်လူမိုက်တို့မြည်စီမှာကိုယ်တိုင်မှားမှသင်ခန်းစာရတယ်ပုံရိပ်မိုက်မဲသောသူတို့ကကိုယ်တိုင်မှားပါလေနဲ့သင်ခန်းစာမြူတတ်ကြကုန်တဲ့မှားတယ်ဆိုတဲ့ဥစ္စာမှားတာပါပဲမှားတာတော့ရှိသမျှပေါ့လူတိုင်းမှားတတ်ကြလို့လေခဲတံဒီမှာခဲပြက်တတ်တာဟုတ်လားဒါတော့ပြောကြမှာမရှိပါဘူးဒါမှတချို့အမားတွေကခဲပြက်နဲ့ဖြတ်လို့မရဘူးနော်ဟုတ်လားတရုတ်ကြီးပြောလို့သူကတော့မှားတယ်မှားသွားသူကတော့ sorry ပဲငါတော့ထီးကျိုးသွားပြီလားသူကတော့ sorry ပဲငါတော့ထီးကျိုးသွားပြီလားမှားတာတော့ sorry ကိုပြီးသွားတော့ဒါမှထီးကျိုးသွားပြီဟုတ်လားအဲ့ဒီလိုဖြစ်မှာဆိုလို့ကျွန်တော်ထီးကျိုးတော့စီးပေါက်သွားတယ်ကောင်းပြီကိုလူငယ်တွေပြောချင်တာကျွန်တော်ကိုတိုင်းကညာနဲ့ပြောတာမဟုတ်ကျွန်တော်ဆရာကြီးပါဥပိမောင်တင်သူ့စကားလေးကိုကျွန်တော်ဥခိုက်ပြီးအများနဲ့သူ့စကားလေးနဲ့စပြီးပြောလို့ရှိပါတယ်အဲ့ဒါမောင်သိအတူချုပ်ပြီးကျွန်တော်ပြောသွားမှာနော်မောင်သိမင်းကြောင်းဆရာဖြစ်လာတယ်ဗမာစကားမှာဖျက်တဲ့တပည့်လက်ဆောင်တဲ့တော်တော်ကောင်းတဲ့စကားမင်းကြောင်းဆရာဖြစ်လာတယ်မင်းတပည့်တွေကိုမင်းနဲ့တော်အောင်သိတော့မင်းအရွယ်ရောက်လာလို့ရှိရင်မင်းနဲ့တော်စီရမယ်ဆိုစိတ်ကူးနဲ့သိတယ်အဲ့ဒီလိုကြိုးစားလို့တပည့်ကကိုယ့်ရဲ့တော်လာမှာအောင်မြင်ပေါက်ပြောက်သောဆရာလေးခေါ်တယ်နော်အဲ့ဒီလိုတပည့်ကဆရာတဲ့တော့နောက်တပည့်ကသူ့ဆရာတဲ့တော့စင်ကဲတော်သွားမှာ human process လို့ခေါ်တဲ့လူလောကကြီးကမြင့်သွားမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့တပည့်ကနေနောက်တပည့်ကျညဟိုတစ်ကောက်ကျဘိုးညမင်းအဝစီရောက်ဖို့ရှိတော့တာပေါ့ဒီလားတော်တော်ကောင်းတဲ့စကားနော်ကျွန်တော်တို့ကတပည့်ဆိုတာဆရာတဲ့တော်ခြင်းလဲတော်မှာပေါ့ဆိုရစ်ပြီးကျွေးတဲ့ကောင်ကြီးဟိုကအတဲ့ကျွေးပြတာအင်္ဂလိပ်လို literal thinking လို့ခေါ်တယ်သိကြောက်ဖို့ကောင်းတဲ့ကျွေးနည်းမျိုးတော်ရမယ်လို့ပြောတာအဲ့ဒီ literal thinking နဲ့ပတ်သက်လို့ကျွန်တော်စကားရှိမှုပုံလေးပဲသိစိတ်ဝင်စားစရာကောင်းတဲ့ပုံလေးပဲရှိပါတယ်ကျွန်တော်ဒီနေ့နည်းနည်းမှတ်လို့ချမ်းပြတယ်ကျွန်တော်ဒီနေ့ပြောချင်တာဒီပါအဲ့ဒီကနေဆင်ပွားပြီးလိုက်တဲ့ခါကျတော့ကျွန်တော်ဘာလုပ်လာလဲအရင်တော့ကဆိုလို့ရှိရင်ကျွန်တော်မှတပည့်ပန်းကလည်းအင်မတန်များပါတယ်ကျွန်တော်အသက်ကလည်းရလာတယ်ဒီမျိုးစစ်တဲ့ကတူကစပြီးတော့ပါတယ်ကျွန်တော်ရန်ကုန်တက္ကသိုလ်နောက်ပြီးတော့ online college စသည်အပြင်ကျောင်းနေပါတယ်မှာလည်းဒေါ်မြရောက်ခဲ့တယ်တပည့်ပန်းလည်းပေါ်ပါကြောလို့ရှိရင်ကျွန်တော်အရင်တော့ကဘယ်လိုစုပေးတယ်လဲဆိုaccident patina တိုးချမ်းခိပ်ပါမျိုးကသမိတ်သူအလိုရှိတိုင်းတောင်းတာလည်းပြီးလို့မှာပေါ့လူကြီးတွေလည်းကိုအဲ့လိုစုတော့ကိုလည်းအဲ့လိုပေးလိုက်တော့နောက်ကြတော့ကျွန်တော်ရင်နဲ့တမျိုးဖြစ်လာတယ်အဲ့ဒါအခုဆိုရင်ကျွန်တော်စုပေးတဲ့အခါမပေးလို့ရှိရင်သာဓုအခုလိုကြွရတဲ့အတွက်ကြောင့်ကိုမိကိုဖားတဲ့နောက်တစ်ဆင့်မြင့်ဘဝကိုတိဆောက်နိုင်ပါသည်တည်းကိုသားကိုသမီးကိုတဲ့နောက်ဆင့်မြောင်မြင့်တင်ပေးနေတဲ့ပခုံးဆွမ်းအားရှိသောယောက်ျားကောင်းမိန်းမမြတ်များဖြစ်ပါသေးကုန်တည်းလို့ကျွန်တော်အများကြီးပေးလိမ့်မဟုတ်ဘူးလားဒီထဲမှာကောင်းလေးကောင်းပါလိမ့်ပါမင်းတို့ရဲ့လုပ်ငန်းနှစ်ခုတည်းတစ်ကိုမိကိုဖားတဲ့တစ်ဆင့်မြောင်လို့ပါနှစ်ကိုသားကိုသမီးကိုကိုယ့်ရဲ့တစ်ဆင့်မြောင်ပြင့်တင်ပေးနိုင်တဲ့မိကောင်းဖခင်ဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးသဘောထားပါအဲ့ဒီခါမှာအမျိုးမြင့်ပါပါအဲ့ဒီလိုမဟုတ်ဘဲနဲ့ဟုတ်လားကိုဘုရားတိုက်နေကိုလက်ထက်ကျတဲနေသားသမီးကျပလက်ဖောင်းပေါ်ရောက်တယ်သွားရောပေါ့အဲ့ဒီကောင်သားသမီးကျဘာသွားလို့လဲရှေ့မှာခွက်တလုံးချပြီးတော့သီတိဓမ္မသံဃာမဟာယာနဆိုနောက်ကျောရဲလိုက်ရွမရဲလိုက်နေဟုတ်လားအဲ့ဒီတော့အဲ့ဒီသားမျိုးအမျိုးရုပ်သားကိုအမျိုးကိုရုပ်သွားသေးတော့သားမရှိဘူးမထင်နဲ့ကိုတွေ့တကူပြောလွန်ခဲ့တဲ့10နှစ်ကျော်လောက်ပါကျွန်တော်အင်္ဂလန်မှာရှိတဲ့ကျွန်တော်မိတ်ဆွေမျိုးသမီးတယောက်ရှိပါတယ်ဒေါက်ခင်ခင်ချောဆိုကြားဦးပါလိမ့်မယ် Mrs. Anna Elliot ကျွန်တော်နဲ့တော်ခင်တော့ကောင်လေးတယောက်ကိုကျွန်တော်စာရေးပြီးတော့ပြေးလိုက်တယ်သူအောင်တယ်ဗောသူ့ကိုကူညီလိုက်ပါဗောဒီကောင်လေးကအသက်က25လောက်ရှိပါလိမ့်မယ်ဒါပေမဲ့အရက်ကတော့ကျွန်တော်တဲ့ကောင်လို့တော့မပြောဒီကောင်နဲ့စကားပြောရင်မော့ပြောရတယ်လေဘေးညောင်းပြောရတယ်ကောင်ကအဲ့တော့သူကဘာလဲဆိုဗမာဘာသာစကားကိုလေ့လာတဲ့အခါမှာဘုန်းကြီးစကားရှင်မြင်းစကားနတ်စကားပေါ့စပယ်ကျေစကားတွေဥပမာရိုးကျွန်တော်စကားနဲ့မတူဘုန်းကြီးဆိုရင်ဘုန်းပေးတယ်ပေါ့ဒါကျင်းတယ်ပေါ့ရှင်မြင်းဆိုလို့ရှိရင်စက်တော့ခေါ်တယ်သားတော့ခေါ်တယ်ဒီလိုသုံးတာအဲ့ဒီဥစ္စာတွေကလေ့လာတော့ကျွန်တော်လည်းကူညီပေးပါတယ်ဒါနဲ့ပြီးတော့ဒီနေ့ကျတော့သူကဘာပြောလဲဆိုတော့ဒီကောင်က
ဆရာကြီးတဲ့သူကဆရာကြီးလို့ဆရာကြီးတဲ့သူပေါ့လေဗမာတွေသိတဲ့အခါမှာနောက်ဆုံးဘယ်လိုတကြိုလဲအဲ့ဒီထုံတန်းစင်လာကိုသိကျင်နေတော့ကိုင်းကွာလိုက်တော့ဆိုကျွန်တော်လည်းကျွန်တော်တင်ငယ်ကုန်းခေါ်ပါအဲ့ဒါသိတာတင်ငယ်ကုန်းကအရှင်းဆုံးပဲလေအဲ့ဒါတင်ငယ်ကုန်းတကြိုတဲ့ဟာတွေပြမယ်ဆိုတော့ခေါ်ပါခေါ်တော့ကျွန်တော်တင်ငယ်ကုန်းကအခုဒီဘက်ရောက်မှတော်တော်ရှင်းသွားတယ်အဲ့ဒီအရင်တုန်းကတော့ကျွန်တော်တင်ငယ်ဂူတွေရောမာတွေရောလူတွေလည်းဟိုမှာဘိုးလေးနဲ့ဒီကဖြာဆုံးတယ်ခုနကလေးတွေကမင်းရောထားလို့အနံ့သက်ကစားမကောင်းရှုပ်ရှက်ခတ်နေတဲ့နေရာကြီးပေါ့လေနောက်ပြီးရှေ့မျက်နှာသာတန်းမှာဆိုရင်လည်းအဲ့ဒီမှာရှုပ်ရှက်ခတ်တာပဲခါတဲ့ဒီအတုပခေါင်းတွေငှားတာတွေပဲလေပေါ့လေဒီသူ့ပေါင်းတို့ဘာလို့တဲ့ခေါင်းရောင်းခေါင်းဝယ်ငှားတာအတုပရင်ငှားတာတွေရင်မျိုးပေါ့ဗျာဒီခေါင်းတွေပါလေဆိုလို့ရှိရင်လည်းတခါတည်းသိကြတယ်ဘေးမျိုးအမျိုးမျိုးနဲ့တခါတည်းရောင်စုံတွေပါလေဖဲပြားတွေပါလေတက်ပြီးတော့ဒီမြင်တဲ့လူဘေးကျင်စိတ်ပေါက်လာတော့သူတို့လည်းအမျိုးမျိုးဆွဲဆောင်ရတာပေါ့အဲ့လိုလုပ်တာအဲ့ဒီဟာတွေရောင်းတဲ့ထဲမှာကျွန်တော်ကရှောက်ပြီးသွားရင်ကလည်းဘယ်ဆိုင်ဝဲရမလဲဆိုအောင်းပြီးတော့အဲ့ဒီမှာမိမတယောက်ကအသားညူ35 40လောက်ရှိတယ်လုံးကြီးပေါက်လာဒီလက်ကောက်တွေကလည်းဒီကဝတ်ထားတယ်ဝင်းတယ်အဲ့ဒါကျွန်တော်တိုက်တာပါဆိုဟိုကောင်လေးခေါ်တယ်ဝင်သွားတော့ဟိုမိမကလည်းပဲကျွန်တော်တို့ဝင်လာတော့ဟိုကောင်တယောက်ကလည်းမျက်နှာဖြူပေါ့အရိုက်ရှိနဲ့ခန့်ခဲ့ကျွန်တော်လည်းဆိုတော့ယောက်သားဒါအတုပကိစ္စဒါမဟုတ်ဘူးဆိုတော့သူရိပ်ပြီးရင်းကသူကလည်းမတ်တက်ထပြီးတော့ဘာပြောမှမလို့ပြောတယ်သူတို့ကလည်းသူဘာပြောလဲမှမတော့ကြောက်ချင်းနောက်ကြကဲတော့ထိုင်သွားလို့ဆိုတိုင်းပဲကျွန်တော်ကသူ့အတုပတယူတဲ့ထုံတန်းစင်လာဒီမိမကိုမေးသူပြောတဲ့ဆိုတာပြန်ပြောကျွန်တော်ကိုယ်တိုင်ကလည်းဒီဝန်သားနုဥပြန်ရေးတဲ့သာဝတိတွေပါဖတ်ဖို့တော့ကျွန်တော်လည်းအဲ့ဒါပြောပါပြောနေရင်ကလည်းဘယ်လိုဖြစ်တယ်ဆိုဂျုံမုံကကျွန်တော်က secret လေးတော့ဒီကအဲ့ထဲမှာအဲ့တော့ဒူရအစိမ်း secret ဘူးလေရှိကျွန်တော်တောက်မယ်လို့ဆိုတော့ထုတ်လိုက်တဲ့ခါကျ secret ဘူးကွန်ရှိတော့ပုံမိမလည်းပဲဒူရကိုတလိပ်ပိတလိချတောက်ပါလို့တော့ခေါ်မပြောဘူးကျုပ်ကလည်းကရမ်းကချင်လာပြီတောက်ချင်လာပြီသူကလည်းမတည်ဘူးပြီးတော့ရင်လေးညံ့မြတ်တစ်ခွက်ပြီးတစ်ခွက်ငှဲ့ပြီးတွဲနေတာကျုပ်တို့တောက်ပါတော့ခေါ်မပြောဘူးနောက်မှကျွန်တော်လည်းမနေနိုင်တော့ဂိုင်းများလို့ခင်ဗျာဒီခမကြီးစိတ်လေးတောက်တာကျုပ်လည်းကရမ်းကချင်လာပြီပြီးသားမှလည်းစိတ်လေးတော့ဟာရပါတယ်ကိုကြီးနောက်မှအမှန်ကတော့သူတို့တဲကြီးတဲ့ဟာမျိုးလူတိုင်းစားကြမှာစားတာဒါကြောင့်သူကမပေးတာပါအဲ့ဒါကျွန်တော်လည်းစီးခဲ့တော့ရင်လေးလို့ပြလို့တပိတ်ချမ်းဘဲကြောင့်လေးကလည်းထပ်ခပ်ပြထပ်ဖြည့်သူကျွန်တော်လည်းရင်းနှီးငှက်တော့ကိုကောင်းနဲ့တောက်ပါကိုကောင်းနဲ့ချဒီလိုအဲ့ဒီတောင်းကနေကျွန်တော်ဗာမေးလိုက်တော့ဒီမဲ့ခင်ဗျားကိုကျွန်တော်တခုမေးချင်တယ်သိမဆိုးနဲ့တော့မဆိုးအောင်မေးပါဘူးလေခင်ဗျားဒီအလုံကခင်ဗျားမျိုးလားဆိုဟာမဟုတ်ဘူးတဲ့ဒါကျမစီးပွားရေးတယ်ကျမခရမ်းလာတယ်ကျမမျိုးမဟုတ်ဒီကျောင်းရောက်နေတဲ့ဟာကြီးအကုန်လုံးဘယ်သူမှမျိုးမဟုတ်ဒါစီးပွားရေးပဲဟာဟုတ်လားဒါပေမဲ့ဟိုတင်းကျိုင်းကုန်းနဲ့နေတာတွေတော့သူတို့နေစရာမရှိလို့လာနေတာဘာမျိုးနဲ့မဟုတ်ဘယ်ရလာမှလည်းဒီလိုပဲနေကြတယ်ဘာမှမဟုတ်ဘူးပြူတာဟုတ်လားဒါပေမဲ့မျိုးရလေမသိဘူးဘယ်ရောက်ကုန်လို့လဲဒီရလူတွေတော့တယောက်မှမရှိတော့တာအမှန်ပဲတဲ့ဟုတ်လားမသိဘူးလို့ကျုပ်ကဒီတဲ့ဥစ္စာသူတို့ဆင်းရဲဒီလိုနေရတယ်သူတို့အဲ့မျိုးမှကျုပ်ကအောက်မိနေတာဆိုမိမပါပြောတယ်အဲ့တော့ကျန်တော့ဇရိတ်ကတိတ်ပြက်တယ်ဗျာခမရဘေးမျိုးကနေစပြောကြိုက်တာအကုန်ရတယ်မကောင်းမှုခင်ဗျအကုန်ရှိတယ်ညနေခင်ဗျ9 နာရီ 6 နာရီလောက်နဲ့အဲ့ညာဖြတ်မသွားနဲ့ခင်ဗျရိုက်လူနေတာအောက်ပြီးတော့နာရီတို့ပါပါပါတယ်တွဲထားပြီးတော့အောက်ပြီးကျွန်တော်တခါ6 နာရီလောက်အဲ့ရဖြတ်ပြီးတော့တငယ်ချင်းတယောက်ဝေလူဝင်တိုက်တန်းမှနေလူပြန်တဲ့ဥစ္စာဟိုကောင်ကဟာကောင်းတယ်ခင်ဗျကျောင်းကတန်းပြလာကျွန်တော်အိတ်ကလေးကပါတော့ဟုတ်တယ်လေကျောင်းကဟာဘယ်ရလာတယ်ခင်ဗျမသိဘူးလို့ဟိုရဖြတ်လာဟာထိတ်ရကြမလို့စမနဲ့ကောင်လေးဟာကံကောင်းလို့ဘာမှမဖြစ်တာခင်ဗျရိုက်လူတာနေစဉ်လူရှိတယ်တော့တဲ့ခင်ဗျကံကောင်းလို့လွတ်လာတာလက်ကနိုင်လက်စွပ်ပါသွားတာအရင်မြူခင်ဗျသိုံရောက်တော့ဘယ်နဲ့လုံးလဲထိတ်လန့်ကြပြောတာအဲ့လောက်ဆိုးတဲ့တရားအဲ့ဒီမှာကျွန်တော်နဲ့သူနဲ့စကားပြောတာနေ့လေနိုင်ပဲတစ်ချက်လောက်ပေါ့အဲ့ဒါပြောရင်ကလေဘာပြောလဲဆိုဒီထဲမှာမျိုးမရှိတော့ဘာညာစကားဆက်ပဲဆိုအကိုကြီးစိတ်ဝင်စားလို့ရှိရင်ည9 နာရီပဲ10 နာရီလောက်လာခဲ့ပါလားတောင်းသူကတင်းချိုင်းကိုဖန့်ချိန်တယ်6 နာရီလောက်တော့မသွားအောင်မဟုတ်ဆိုတော့သူက9 နာရီပဲ10 နာရီဖန့်ချိန်တယ်ကျုပ်ကဘာမလာဘူးမဟုတ်ပြလို့ခင်ဗျာဘယ်နဲ့ကျုပ်အဲ့ဒါကြီးလာရင်မဟုတ်လို့ခင်ဗျာမဟုတ်ပါဘူးကိုကြီးကိုပြကျင်တယ်ရှိတော့အောင်မယ်သူကပြကျင်တာလာသေးတယ်သူကလည်းဟုတ်လား9 နာရီပဲ10 နာရီမှာပြကျင်တယ်ရှိတော့ကဲနေသားမပြောစမ်းပါလို့ခင်ဗျာဘာပြကျင်တာပြောစမ်းပါဗျာကျုပ်ကလာမကြည့်နိုင်လို့ပြောတာတော့မဟုတ်ဘူးလေကျမကောင်းပြီဆိုတဲ့ကာကြီးကားငင်နဲ့စားပြတောက်ပြတယ်လာပို့လိုက်ကျမပြကျင်ဟာကျွန်တော်စိတ်ဝင်စားနေစမ်းပါတော့မေးလိုက်တဲ့အခါကျမှဘယ်လိုဖြစ်လာတော့ရန်ကုန်မြို့ပေါ်မှာရှိတယ်တကယ်ကိုအထက်တန်းဆန်းတော့ high society ဟာတယ်နော်ဖြစ်ကျင်တဲ့ဖြစ်ပေးဖေးတွေပါတွေထုတ်ဒီဘိန်းတွေပါတွေချအကုန်လုံးလုံးရင်းကနေဒီကောင်းတဲ့ဒါလည်းလုပ်ရမယ်ဆိုလို့ရှိရင်ဘာမှရှောင်တော့တာမဟုတ်ဘူးဘယ်နေရာခေါ်လိုက်အဲ့ဒီနေရာမလုပ်ကြတာလုပ်တော့ဒါပထမအရေးမကြီးအိမ်ကဟိုကပြောက်တရားပြောလို့မရဆိုလို့မရအဲ့လိုဖြင်းကနေနောက်ဆုံးပိတ်ကြတော့ဘာဖြစ်လာလဲဆိုဒီကောင်ကကိုရီရုံးကဆိုလာတာလက်ပြိုစီပေါ့ဖြစ်လာတဲ့အခါကျတော့အိမ်မှာဒုက္ခရောက်ဒီကောင်ကိုအိမ်ရှိမထွက်နဲ့နောက်ခွေးမှထားသူ့ကိုပကံတိကြထားသူကလည်းအိမ်ရှိမထွက်ဘူး
သူ့ကိုအဲ့ဒါတွေလာလို့မေးရင်လည်းပဲပုံသွားသလိုယူသွားလို့လုပ်ထားရအဲ့လိုဖြစ်တော့ဒါငါအမရဲ့သားလေးတူလေးပါလားဆိုတူလည်းမနှောင်းပါဘူးဟိုကလည်းဘယ်အနမ်းခံနိုင်လဲဘယ်လောက်ပဲချစ်နေတာချာအဲ့ဒါမှမအေးကသားရဲ့သေးကူပါဆိုတော့ကုမယ်ဒါပေမဲ့လို့သူကထောက်ကြမှာမကူရင်ဖြစ်ဘယ်သွားမလဲတောင်ဝိုင်းမော်လမြိုင်သွားပို့လိုက်တဲ့ခါကျဒီကနေသားဆက်သက်သက်အကုန်ပို့ပေးတယ်ဒါမှဟိုကလည်းပဲဒီယောဂမျိုးကအကျဉ်းတောင်လေးခက်ဆန်ဆန်လေးထက်တာဒီထဲမှာနေရတာပြင်ထွက်ရတာသူတို့ဒီထဲမှာသေးတော်ရီပြည့်အစားအစာကောင်းကောင်းကျွေးတယ်အိမ်ကပို့ပေးတယ်ဒါမှသေးကိုအချိန်မှသားရတယ်မသားမနေရဆရာဝန်ကကြည့်ကြက်ပြီးတိုက်တယ်နေ့စဉ်တိုးတက်မှုကိုကြည့်တယ်ဒီလိုလုပ်ရတာဟိုကတစ်သက်လုံးလွတ်ချင်တိုင်းလွတ်လာတဲ့ကောင်ကအဲ့ဒီမှာနေရတဲ့ဥစ္စာလုံးဝမပျော်ပိုက်တော့ဆေးလည်းမချပါနဲ့မချအဲ့လိုဖြစ်တော့နောက်ဆုံးမိကြရတာအဲ့ဒီမှာတောင်ဝိုင်းကနေခမရတို့သားဒီကပြောက်တော့ထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီဆိုတော့ဘယ်ရောက်ပါလိမ့်မယ်ဆိုတော့ပသိမ်ကိုလှမ်းတန်ကျွေးမန်းလေးလှမ်းမေးဟုတ်လားလှမ်းမေးပြီးမော်လမြိုင်လှမ်းမေးနောက်ရင်နံချောင်းမေးမရှိတော့ဘူးတန်းနေမှာကျိုးစားပြီးလိုက်တော့ကြံတော့ပြန်ရောက်ကဲသူ့ကိုယ်သူလွှင့်ပြလိုက်သူ့ဘဝကိုသူလွှင့်ပြလိုက်နောက်ဆုံးမိကြသူဘသူသားဘယ်ဝသားဆိုမပြောတော့အဲ့ထက်မှာပဲပျော်ပျော်ကြီးနေသွားတယ်ဒီတိုင်းမှာဒီယောဂနဲ့နေသွားပြီသူ့ကိုကျန်တဲ့ယောဂရှင်တွေလည်းကူးမှကြောက်တယ်မလို့အတူတူဟုတ်လားအကုန်လုံးပဲဟိုအတူတူနဲ့အတူတူဆိုတာလိုပဲဟုတ်လားအဲ့ဒါလိုပဲမိမတယောက်ကအဲ့လိုပဲနှာကျိုးတော့မြင်မဲလားဆိုတော့ဟောတော့မိမတယောက်ကနာမအောင်လို့အဲ့တော့နင်ငါကြောင်လာလားဆိုငါကြောင်လာမှုနင်ကကွာဘာညာလဲဆိုတော့နောက်ဆုံးပိတ်ကြီးစီရောက်တော့ကြီးရဲ့ကြည့်တာကဲနင်လည်းနာကြနင်လည်းနာကြအကုန်အတူတူနဲ့ပြန်ကြအောင်အဲ့ဒါလိုပဲနော်ဟိုမှာအတူတူကြီးပဲဆိုတော့ဘာမှပြောက်ကြမလို့တော့အဲ့ဒီလိုနေလာနောက်ဆုံးပိတ်ကြတော့မိဘမတတ်နိုင်တော့သားသမီးညကြပြီဆိုအဲ့လိုသွားတော့ဟုတ်သားမသေးခင်တော့သားပြီးတော့တနာလို့သို့တော့အိမ်မှာတော့မထားနိုင်တော့ဂိုင်းကိုရင်တို့ဒီမှာစဉ်းစားဖို့အဲ့ဒီကောင်ကကျန်တော်သင်္ချိုင်းကုန်းနဲ့ဆေးတက်ကတူတစ်နေရကြိုက်အဲ့ဆေးတက်ကကောင်မလေးနဲ့ရမှာဒီကောင်နဲ့ဘယ်နဲ့လုံကြဂိုင်းဘယ်သူနဲ့ရမလို့အဲ့ဂူထဲမှာရှိနေအဲ့မိန်းမတွေနဲ့ပဲရမှာပေါ့သင်္ချိုင်းကုန်းအကြိုကြတဲ့မိန်းမတွေပဲရမှာရလို့မွေးလာတဲ့ကလေးကတော့အဲ့ညမှာကတ်နဲ့ TTC ကိုပို့နိုင်လားကြောင်းထားနိုင်လားအဲ့ဒီဂူထဲပဲကြောက်ပြေးပြီးကြီးပြန်မှာပေါ့ဂိုင်းဒီမျိုးရိုးတစ်ခုလုံးဘာဖြစ်သွားလဲသွားပြီဒါကြောင့်အမျိုးရုပ်သားသာမောင်ရင်တော့မဖြစ်ဘူးလို့မထင်နဲ့ဖြစ်သွားနိုင်တယ်လူတွေကသူများထီပေါက်လို့ရှိရင်ငါပေါက်နိုင်လဲလို့ထင်တယ်ဒါကြောင့်ထီစွတ်ထိုးနေကြတာဒါမဲ့သူများကတ်တိုက်ရင်ငါအတိုက်ခိုင်နိုင်တယ်လို့ဘယ်တော့မှမတွေးဘူးကောင်းတာကိုသာကိုယ့်ဘက်ကိုယူတွေးတာမကောင်းတာကြကိုမပါဘူးလို့တွေးတာဟုတ်လားခဏကပြောလို့ဆေးဆွဲပြီးတော့အပေါင်းဖော်မှားလို့ဆေးဆွဲပြီးတော့ကြံတော့ရောက်သွားနိုင်တယ်အမျိုးရုပ်သားဖြစ်သွားနိုင်တယ်လို့ဘယ်တော့မှမတွေ့မဖြစ်ဘူးမထင်နဲ့တော့အပေါင်းသင်းမှားလို့ရှိရင်တော့ဒီလောက်ဟာမပြောနဲ့တဘဝတာမပြောနဲ့အဝစီတောင်အလေလိုက်တာရှိဒီဝရနဲ့သွားပေါင်းပြီးတော့ဇတတဟာအလေလိုက်သွားတာမဟုတ်လားအဲ့ဒီဘဝမှာသောတပန်ခိုက်ရမယ်ပုဂ္ဂိုလ်ကိုရင်တို့မောင်ရင်တို့ကျွတ်လို့ပါချီပါချက်ထင်မနေနဲ့ညာအဲ့ဒီတော့ပါရမီအရင်အမကြီးတောင်မှကြွသွားတယ်အဝစီငုတ်ကြီးပေါ်ကြီးဟိုမှာသူဒါတောင်မှတော့ကိုပြန်ထွက်လာလို့ချင်းပြစ္ဆေကဗုဒ္ဓဖြစ်မှာဘုကီလုံပြီးသားနိဗ္ဗာန်ကိုအဘကလတ်ကသွားမှာဟုတ်လားအဲ့တော့အစာတတ်လို့လူတို့တောင်မှအဲ့လိုဖြစ်နေသေးလို့ချင်းမောင်တို့မဖြစ်နိုင်ဘူးလားအဲကြောင့်ကြက်ကြက်သတိထားလို့ဆိုတာငါသည်အမျိုးယုတ်သားမဖြစ်စေရဘူးငါသည်အမျိုးသမီးမဖြစ်စေရဘူးသားအများတော်ပေါက်ပါကောင်းပြီဒီပါတယ်သင်မြင်မှာအမျိုးသားမဖြစ်စေရဘူးအဲ့ဒီလိုဖြစ်တဲ့အချိန်မှာဒီကနေ့လူငယ်တွေကဘာဖြစ်လာလဲဆိုတော့ဒီနေ့ပြဿနာကြီးလူငယ်တွေရဲ့ပြဿနာကျွန်တော်ကခဏခဏမေးတယ်ပညာကြားမှာလားပိုက်ဆံကြားမှာလားပိုက်ဆံရှိတဲ့ကောင်တွေကရှေ့ရရောက်တယ်ပညာတတ်တဲ့ကောင်တွေကနောက်ကအကုန်လုံးပညာတတ်တဲ့ကောင်တွေကဘွဲရတယ်ဘွဲရတော့ဘာဖြစ်လဲဘာမှဖြစ်ဟိုဦးဝိမလာတို့ဦးစတိလာဆိုဘွဲရမှာလည်းထုံးလေးပါလေစားလို့ဟုတ်လားအဲ့တော့ဒီဘွဲကြီးကဘာလို့အောင်ပြုတ်စားလို့လည်းမရအဲ့လိုဖြစ်နေစီစားမောင်ပိုက်စားမရှိတဲ့ကောင်ကဒီလိုဖြစ်နေပါညာဆိုအဲ့ဒါတွေကပြဿနာခဏခဏဖြစ်တော့ကျွန်တော်ကလူငယ်တွေရဲ့အတွက်ကျွန်တော်စိတ်ကမကောင်းဘူးအဲ့တော့သူတို့ပြောတဲ့ဥစ္စာလဲကျွန်တော်ကညင်းဖို့လို့လည်းခက်တယ်အဲ့တော့ကျွန်တော်ပြောရတယ်မင်းတို့ပုတ်ဘူးဒါဟာအခိုက်အတန့်မှာယာယီကိုယာယီမှသိတတ်မှာကျွန်တော်ပြောရတယ်ဟုတ်လားဒီလောကကြီးမှာ
လူတွေကချမ်းသာခြင်းမှသင်္ခါရထင်တယ်မဟုတ်ဘူးဆင်းရဲခြင်းလည်းသင်္ခါရလူမြောက်အောင်မှာပေါ့လူပဲလူမြောက်အောင်ကိုလုပ်လိမ့်မယ်ဘာဖြစ်လို့ဆိုလူမို့လို့လူဟာဒီတဲ့ဘယ်တော့မှမသိမှတ်ထားပါအဲ့ဒီတော့အခိုင်အမာဖြစ်တဲ့သာဝရကိုလှုပ်ဆောင်မှာငယ်ငယ်မှပညာသင်ရတာအသက်ကြီးမှထသင်လို့သိကောင်းတာမဟုတ်ဘူးဒီကြတဲ့မိမရတော့ပြီးရောဟုတ်လားသာသမီဝင်ကပါလာပြီအဲ့တော့မင်းတို့ဒီနေ့အခွင့်အရေးရလှုပ်ဆောင်မှာအခွင့်အရေးဆိုတာတကားကိုနှခါမခောက်ဘူးတစ်ခါတော့တင်ခောက်တာကောင်းတော့မှဖွင့်ပေးလိုက်တချို့ဟာအခွင့်အရေးဟာခဏခဏလာတယ်ထင်နေတာမပြောနိုင်တဲ့ကိစ္စကြီးပေါ်လာဟာကျွန်တော်မျက်စိအောက်တင်တွေ့တဲ့ဥစ္စာတွေကျွန်တော်ပြောမှာပါဟာသံဝတ်တစ်နှစ်ကြာဘာဖြစ်လို့ခေါ်လားကြာတာရေဘူးတစ်နှစ်ကြာဘာဖြစ်လို့ကြာကောင်းတော့အာရန်တရားကောင်းသူ့တကယ်ချင်းကတတိယနှစ်သူကစက္ကန့်တတိယနှစ်ကိုစတုထနဲ့ဒီကောင်စက္ကန့်ကြီးမှကျန်းနေကြတယ်ကျွန်တော်တပည့်ပဲအဲ့ကောင်မလေးတယောက်နဲ့ကြိုက်ပြီးကျန်းနေတာဂလေရိုက်တယ်ဆိုပေးတာတိတာမဟုတ်ဒီကောင်ဟိုလိုဒီလိုနဲ့ဆိုင်သံဝတ်ကြိုက်တဲ့ဥစ္စာဘယ်နည်းကြအောင်မအေးဆေးလို့တဲ့နောက်ဆုံးမိကြဘုံတိုင်းဆိုခါတဲ့အရေးခင်းကြီးဖြစ်လိုက်တဲ့အကြောင်းတွေပိတ်ထားတာဒီကောင်ငေါင်းစင်းစင်းနဲ့စက္ကန့်ကြီးကျန်းတယ်ကျန်းပွက်လိုက်တော့သူကစက္ကန့်ကြီးဟိုကောင်ပုတ်ပြနောက်ကျသူကတက်တယ်တာတီယာဟိုကောင် fit ဟာတက်တယ်သွားလိုက်တာနောက်ဆုံးမိကြတော့ဟိုကောင်မလေးကလည်းဘွဲရသွားပြီအိမ်တော်သူ့စိတ်ချင်းတစ်ဖက်ကအဲ့ဒါသူကခုတည်းကဘွဲရမရသေးဒုက္ခကိုရောက်ဆရာရဲ့ကျွန်တော်အဲ့ဒီစားမှားလိုက်တာရှင်းလားအချိန်ကတော့အမြဲတမ်းဒီအခွင့်အရေးကိုရနေလိမ့်မယ်မထင်နဲ့ရတော့သုံးရတာဒါကြောင့်လူငယ်တွေပညာသင်သမှာဒီဥစ္စာခိကမတည်နေတဲ့အခါမှာဒီလိုပဲပညာသမားနောက်ရောက်တတ်ပါတယ်ဥစ္စာသမားရှေ့ရောက်တတ်ပါတယ်ဟုတ်လားမိုက်ယူရရှေ့ရောက်တတ်ပါတယ်လိမ္မာတဲ့ကောင်ကနောက်ရောက်တတ်ပါတယ်ဟုတ်လားဒီမှာဟုတ်လားဒါဖြစ်တယ်ဟုတ်ဒါမဟုတ်တဘာဝပါကျွန်တော်ပြောပါမယ်ဒါဒီအဲ့ဒီလောကလောကတည်းကျွန်တော်တစ်ခါစိတ်ညစ်တယ်ဗျာကျွန်တော်ကအဲ့လိုပြောလိုက်လို့ရှိရင်ကျုပ်ကတစ်ခါအစိုးရထိလို့ဘာပါလို့ညာမလို့တောင်းတယ်လို့မြောင်းတယ်လို့မဟုတ်ဘူးဒါတဘာဝကြီးနိယမကြီးကျွန်တော်ပြောတာဟုတ်လားနိယမကြီးဆိုတာခင်ဗျာတွေ့ကြည့်ပါလားကျွန်တော်တို့ခင်ဗျာမန္တလေးမှာလည်းထုံငယ်ဦးပါလေကျုံငယ်ဦးတယ်မန္တလေးမှာကျုံငယ်ဦးတယ်ဆိုတာဥပမာဆိုတော့ဟုတ်လားကရင်ဘာတွေညာတွေဖြစ်တဲ့ခေမတီချိန်ဦးပါညာဆိုလို့ရှိရင်အရာထဲမှာလည်းမိုက်တဲ့ကောင်းတွေချပဲဆိုတဲ့ကောင်းတွေအဲ့ဒီကောင်းတွေအားကိုးရတာဒါတဘာဝကြီးဒီခုဟာလည်းပဲတကယ်မတည်ငြိမ်လို့တည်ငြိမ်လာလို့ရှိရင်ပညာသမားရှေ့ရကိုရောက်လာမှာမခေါ်လို့မရဘူးအရေးကြီးလို့ဆိုတာပညာကိုသင်သမ်းမှာဥစ္စာနောက်မှရှားပါတစ်သက်လုံးရှားပါလေရပါတယ်ပညာကခုနဲ့ရှားလို့ပြောရတာအဲ့တော့ခေကြီးမတည်ငြိမ်လို့ဆိုတော့ကျွန်တော်ထိပါပြောတာမဟုတ်ဘူးအခုလည်းပဲနိုင်ငံတော်အစိုးရကိုယ်တိုင်ကလည်းပြောပါတယ်ကျွန်တော်တို့ကရရအေးချမ်းရတဲ့အစွန်းကိုလုံနေပြောင်းနေပါတယ်အားလုံးဝိုင်းဝန်းကူညီကြပါသာကူညီကြပါဆိုတဲ့ကသူ့မငြိမ်သေးလို့ကူညီခိုင်းတာဟုတ်လားဒီဘာကျွန်တော်ကအဲ့ဒီဥစ္စာကိုကျွန်တော်ထောက်ခံပြီးကျွန်တော်ပြောနေတာနိုင်ငံတော်အစိုးရကိုထောက်ခံပြီးပြောနေတာကျွန်တော်ကအမှန်ကတကယ်ကြားလို့ချင်းအကြောင်းသိလို့ချင်းကျွန်တော်အစိုးရရွှေသိက်တောင်ပေးတာပေါ့ကောလူငယ်တွေကိုပညာစူးစမ်းသင်ဖို့လို့လုပ်နေကိစ္စသူအကျိုးဆိုးကကျေးဇူးတင်မှာဘာမှတင်စရာရှိတယ်ဟုတ်လားကျွန်တော်ကျေးဇူးသူတို့ပေါ်အများကြီးရှိတယ်အဲ့တော့ကောင်းပြီအဲ့ဒီအချိန်မှာပညာနဲ့ဥစ္စာဆိုတာသင်ရတာကောင်းပြီအဲ့တော့ဘာကြောင့်လဲဆိုသမိုင်းကလူငယ်ကိုပြန်တွေ့အောင်သမိုင်းနဲ့လူငယ်ကိုပြန်တွေ့တဲ့ခါကျတော့တို့သမိုင်းကိုပြန်ဟိုးပထမအချိန်တုန်းကလည်းဘာဖြစ်လို့ကြုံဖြစ်ပြန်တွေ့ကြည့်ပါလားအင်္ဂလိပ်နဲ့မြန်မာနဲ့စစ်သုံးချိန်တိုက်တယ်ပထမဆုံးချိန်မှာနှစ်ချီကြတယ်ဒုတိယချိန်ကျလာပိုင်းနောက်ဆုံးချိန်ကျ14ရက်ထဲနဲ့ကိစ္စပြတယ်ကမန်းကရန်ကြုံဖြစ်သွားတော့ကြအောင်တော့ဘာလို့လဲဒီကနေသွားတယ်တိုက်တယ်ဘာနုလာတဲ့သိချီကောင်းတဲ့ဆိုတာဘာသိပညာတကယ်တော့တကယ်ဘာမှပြောမလဲဟုတ်တယ်သမိုင်းမှာမှတ်တတ်တယ်လို့ဆိုတာရခိုင်ကနေပြီးတော့ဟိုဘက်မုဒ္ဓမဘက်မှာသင်္ဘောတွေကတ်ကုန်ပြီမုဒ္ဓမဘက်ကိုဝင်ပြီးဆွဲတဲ့ခါကျရခိုင်ကနေပြီးတော့အဲ့ဒဂုံဆန်တော်ရဲ့သိငုတ်တရကုန်းကြီးပေါ့အဲ့ဒီထီအောင်ကိုပြန်ပြီးတော့လာလိုက်တဲ့ဥစ္စာဟာအင်္ဂလိပ်တော်မှာဗဇက်ပြဲသွားတယ်အားသိဆိုတာဟိုမှာ engage လုပ်တာဟိုမှာသူ့ကိုရင်ဆိုင်ပြီးထိတ်ထားပြီးတော့ဒီမှာဝင်တာဒီရဲ့အတိုင်းပြန်ရောက်လာတဲ့အားသိတယ်ကဘာမှာစစ်ချီတဲ့ခါထဲမှာထုတ်စစ်ထဲမှာခက်ခဲတဲ့လမ်းမရှိပန်းမရှိခီးထဲမှာသွားနိုင်တဲ့ဥစ္စာဟာဟန်ဒီဘောပြီးရင်သူဒုတိယပဲလို့တော့တချို့ကဆိုအဲ့လောက်တော်တဲ့ပုဂ္ဂိုလ်ဓနုပြမှာတိုက်တယ်ရွှေထီးတွင်းဝင်းနဲ့ရွှေထီးတွင်းဝင်းနဲ့ဆိုတာလှမ်းမြင်ရတာပေါ့ပြစ်လို့သိကောင်းတာဟုတ်ကျိုးတို့ကဒီကသူတို့လက်နဲ့အကြောင်းလည်းမသိဘူးပညာမှမသိပဲပညာမှမတတ်ဘူးအဲ့တော့ထုံးဆိုကြအုံးဆိုပွဲတော့သိရောဒါသေတာပဲဟုတ်လားအဲ့တော့ဗဇက်ကပြောလို့ရှိရင်တော့ထိုးစင်ခါဟုတ်လားသမိုင်းဆိုတာလှအောင်ရေးရတာပေါ့ထိုးစင်ခါမြန်မာတို့ဒီနေကျကြီးကျွတ်စစ်တို့ရွှေရှင်တို့တွန်းတန်တိုက်ခိုက်သွားတော့လေဟုတ်လားလက်နဲ့ချင်းမမျှတော့ကြောင့်ညက်ခံခဲ့ရလေဒါပေါ့အမှန်တော့တကယ်ရေးမယ်ဆိုရင်ပညာမတတ်တော့ကြောင့်ကွဲခဲ့လေဒါပဲရိုးရိုးလေးအဲ့ဒီလိုကိုအတက်တွေးပြန်
ဟုတ်လားတွက်ကြည့်လိမ့်ဟုတ်ကမဟုတ်လားခင်ဗျဒီရက်ခေတ်ကြီးကြသားဆိုးလာပညာနဲ့ယူသွားနေတာအကုန်လုံးကခင်ဗျပညာနဲ့သွားတာဒါကျွန်တော်အတက်ပြောလိုက်မယ်ဗျာဒါအရင်တော့ကတော့နည်းနည်းနာမည်လေးပဲတွဲပြောတယ်ဘယ်လိုမပြောတော့ဘူးတရုတ်ပြည်ခင်ဗျအရင်တော့တန်ပေါင်း900ရှိတဲ့တရုတ်ပြည်သူလူထုကြီးကဘာညာနာကြီးအောင်ဟောခဲ့တာမအော်တော့ဘာဖြစ်လို့ကိုကတန်းဘလောက်ပြေးကြမှာခင်ဗျအမိတ်ရှိပဲကျွန်တော်ခလုတ်နှိမ့်လိုက်ပါဒီလိုလာတာလက်နဲ့တရားဟုတ်လားခလုတ်နှိမ့်လိုက်ရွှီဆိုလက်နဲ့ကသွားပြီးတော့ဟိုမှာအိမ်နံပါတ်ရှားမှန်တာဟုတ်လားနောက်ပိုင်းဆိုရင်မှတ်ပုံတင်ကိုမေးလာစရာအကြောင်းရှိတယ်ခင်ဗျဒီလက်နဲ့တရားဟိုတလားတော့ကခင်ဗျပြင်သစ်ကနေတော့မိုင်4000ပြင်းနေတယ်ဒုံးရည်တစ်ခုဒုံးကြီးတစ်ခုထွင်လိုက်တယ်နျူကလ িয়াস ထိပ်ကူ6ခုပါမိုင်4000ပြင်းနေတခုတစ်ခုရဲ့ပောက်ကွဲမှုစွမ်းအားဒီမဲ့ဟီရိုရှီးမားမှာချတဲ့အနုမြူဘုံတဲ့အထတရားပြင်းတယ်ကဲကျွန်တော်တို့မှာဒီလိုဟာမျိုးတစ်လုံးနဲ့ချလိုက်ပြီထုံးဆုံးသုတ်ပေးမဲ့ဘုန်းကြီးတောင်ကြမှာမဟုတ်ပြီးရောခင်ဗျာဒီဒီပေါ့အဲ့ဒီကြားထဲမှာကျွတ်တော်တကာဓားတွေပါတယ်ဒီလိုလို့ကြားကြီးနေခင်ဗျာလုံးနေအဲ့တော့ပြောနေတာဘယ်လိုဆိုဒါကြောင့်ကျွန်တော်ကလေးတွေကိုမျက်စိပွင့်စေချင်လို့ပါမင်းတို့အနာဂတ်နိုင်ငံတော်ရဲ့ကာကွယ်ရေးသည်လို့ဟောဒီတက္ကသိုလ်စာသင်ခန်းမှာကြည့်တယ်ဆိုတော့သဘောပေါက်ပါပညာမတတ်နဲ့ကာကွယ်လို့ရတာပေါ့အကုန်လုံးပညာနဲ့စခန်းသွားတာအဲ့ဒီချိန်မှာကျွန်တော်တို့ပညာသင်ရမလားဆိုအောင်သင်ကဘာဆက်ပြောမှာမလဲနောက်ကထပ်ပြီးတော့ကြုံဖြစ်ဖို့လို့ကမန်ကရန်ကြိုးစားတယ်ဘုရားစစ်တိုက်ပြီးကြုံဖြစ်တဲ့ကိမဟုတ်ဘူးစစ်မတိုက်ဘဲနဲ့ကြုံဖြစ်တဲ့ကိစစ်တိုက်တာမို့လကားနဲ့ခုနေကျဆိုတော့လကားဒီစကားတွေကအောက်နေကြဘယ်သူမှမချဲ့ဘူးကျွန်တော်ပြောတာဟိုကဘယ်ကောင်ကမှဘယ်ကောင်ကိုသွားပြီးတော့ပြည်နယ်ကိုမသိဘူးဗမာပြည်အင်္ဂလိပ်ကသိမ်းခဲ့တယ်ဟုတ်လားဘာဖြစ်လို့ကျွန်းသိရင်နဲ့ဆိုင်စပါလိုချင်လို့ဂျပန်ကလည်းဒါလိုချင်လို့သိမ်းခဲ့တယ်အဲ့ဒီပြည်သိမ်းရတော့တိုင်းပြည်ကိုအုပ်ချုပ်ပေးဖို့ဘာလို့ကာကွယ်ဖို့ဘာတာဝန်နေရှိသေးတယ်အခုဥစ္စာဘာလိုချင်အောင်လိုချင်တဲ့ဥစ္စာရပြီးနေကိစ္စစစ်တိုက်ပြီးသိမ်းလိုက်တဲ့ခါကျဟုတ်လားကြီးစံကုန်နဲ့ပခုံးအောင်နဲ့ခြေတော်ညောင်းနဲ့နာမည်ပြည့်ဘာလို့ချင်တယ်ဗမာပြည်လှမ်းကြည့်တာကိုကဗမာပြည်ကျွန်းသိကလေးမဆိုကောင်းတယ်ဒီကောင်နေဘာမှလည်းပညာမတတ်ဘူးအလုံးလိုက်ရောင်းနေကောင်အဲ့တော့ရောမော်တော်ကားမလို့တော့ရောဟိုက်လိုက်ကားစီပေးသားစစ်ပဲနေတာဆိုပေးလိုက်မယူပါမဲ့အကြောင်းတော့ခြေလုံးဖက်နေတာဒါအဲ့စဘာလေးပဲပေါ်ဆန်းမွေးလေးမပြောနည်းတော့ယူလိုက်အောင်ပါပဲဒီကောင်နေ TV မလို့တော့ရောတလုံးပေးသားစဘာပဲတင်ပေးလိုက်ဒါဗမာလျှောက်တော့ကျွန်တော်တို့တောင်းတယ်မဦးကြီးကဖင်းနဲ့ရှင်းတစ်ခွဲကောင်းဝင်လာဝင်ပေါ်ပညာမတတ်နဲ့တော့ဒါဘယ်တတ်နိုင်လဲပညာမတတ်ခံရမှာကြီးပဲဒီတိုင်းပဲအဲ့တော့ပညာမဲ့လို့ကြုံဖြစ်ခဲ့တဲ့ကိစ္စအဲ့ဒီပညာမဲ့ပြီးကြုံဖြစ်တဲ့ခါကျတော့လွတ်လပ်ရေးကိုကျွန်တော်ပြန်ပြီးလွတ်လိုက်ကြအောင်ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဒုတိယကမ္ဘာစစ်ကြီးဖြစ်လိုက်တဲ့ခါကျတော့မဖြစ်မိမှကိုကျွန်တော်တို့မြေခွာတစ်ချက်ပေါက်ရမျိုးဝုံတောက်ဆေးရမယ်ဘာညာဆိုတဲ့ဟာဒီပေါ့အဲ့ဒီမှာလောက်ခဲ့တာနေတပိတ်1938ခုနှစ်1300ပြည်ရေတော်ကိုခေါ်တာပေါ့အဲ့ဒီမှာတပိတ်ကျုပ်ကတပိတ်မောက်ကြောင်းသားကျုပ်လည်းပဲအဲ့ဒီမှာရဲတော့ပါခဲ့တဲ့ကောင်ငါးတန်းကြောင်းသားအဲ့မှာတပိတ်တားတဲ့ဥစ္စာမှာကျုပ်ထိတ်ဆုံးကဟောဆိုကောင်းကျုံမောင်းလဲစားရတယ်ငေါင်းရုံလည်းအိုးရတယ်အဲ့မှာထိတ်ဆုံးကပါခဲ့တာကျော်ကအဲ့ဒီမှာကျွန်တော်ပြောတာအဲ့ဒီတပိတ်ဖြစ်လိုက်ပြီးတဲ့အခါဘာဖြစ်လဲဆိုတော့ကျောင်းသားတွေဟာကျွန်တော်တကယ်ပြောတာပါအခုဒီဥစ္စာဒီပြန်ပြောတဲ့အခါကျောင်းသားတွေရဲ့ရေးတော့ကိုကျွန်တော်ထိပါခြင်းမဟုတ်ဘူးဒီအဲ့ဒီခေတ်တုန်းကအသိမြင်နေပြန်ပြီးသုံးသပ်ဖို့သမိုင်းကိုသုံးသပ်တဲ့အခါမှာအာနာမရအောင်သမိုင်းကိုသုံးသပ်တဲ့အခါမှာအာနာနေလို့ရှိရင်အဲ့ဒါအနာဂတ်ကိုသစ္စာဖောက်ရရောက်တယ်ဆိုတော့ဘောပေါ့အဲ့ဒီတော့မျိုးချစ်စိတ်ဓာတ်ဘာညာလဲဆိုတော့ပညာရေးဘက်ကိုနည်းနည်းလေးလူငယ်တွေအားတိုက်မှုကြောပါတယ်နောက်ကြတော့39နောက်နိုင်ငံမှာစစ်ဖြစ်ပြီးပြင်းထန်နေပြီ40ချနေပြီရှိရဂျပန်ကစစ်ပြီး41ရန်ကုန်ရောက်လာ1940ခုဒီဇင်ဘာလ23ရက်နေ့ရန်ကုန်မှာပထမဆုံးစပုံချဒီဇင်ဘာလ25ရက်နေ့ကျတော့ခရစ်စမတ်လက်ဆောင်ဆိုတခါထပ်ချဒီတိုင်းကိုပြောချဂျပန်ကလည်းဟိုကနေကျမတို့ဂျပန်ပြည်မှာဆိုလို့ရှိရင်ချယ်ရီပန်းလေးရတယ်ဘယ်လိုပဲလဲဖြစ်ပြီးတော့မြန်မာပြည်မှာတကယ်လို့ကျမတို့ထိရမိလို့တကယ်လို့များဖရားတွေဘာတွေကပထိုးတွေနဲ့တကယ်လို့ထိမိခိုက်မိမယ်ဆိုလို့ရှိရင်ကျမတို့မျိုးတစ်ချက်နေရာမှာရှိုးတစ်ချက်အစားထိုးပါမယ်အာမလာဘုံကကြောက်ဖို့ကောင်းလိုက်တာဗျဒါတကယ်ပြောခဲ့တဲ့ဥစ္စာတွေကျွန်တော်အဲ့ဒီမှာကျတို့အဟုတ်ကြီးထင်ပြီးတော့တခါတည်းဂျပန်ကိုဘာညာပညာမတတ်ပဲဘူးဒါပဲနောက်ဆုံးမိကြတော့အဲ့ဒီမှာအာကိုပြီးချတော့နောက်ဆုံးမိဂျပန်ကလည်းဖြစ်တော့ထားပါတော့နောက်ဆုံးပဲစစ်တော်လာရေးထီအောင်ကျွန်တော်ပြောမယ်လား
45ခုနှစ်ကျမှသိပြီးတယ်အဲ့တော်တယ်မှာ41နဲ့45ခုနှစ်တော်တယ်မှာနော်ပညာလုံးဝသိကြောင်းမရှိဘူး46ခုနှစ်ကျမှကျောင်းလေးတွေကြောကြောင်ဖွင့်လာအထက်တန်းကျောင်းတွေအကုန်မဖွင့်နိုင်သေးဘူးနော်မြို့ကြီးတွေမှာသာဖွင့်နိုင်တယ်နေကထက်တန်းကျောင်းလေးတွေမဖွင့်နိုင်ဘူးအလယ်တန်းကျောင်းလောက်တွေဖြစ်လာလိုက်အဲ့ဒီလိုသွားတာအဲ့ဒီလိုသွားတော့ဘာဖြစ်သွားပညာသင်ပြတ်တာ6နှစ်ဖြစ်သွားတယ်ပညာသင်တာ6နှစ်ပြတ်တာနော်အသက်ကရမလို့ကြီးလာတာ7နှစ်သားက16နှစ်သားဖြစ်တာ73နှစ်သားက19နှစ်သားဖြစ်တာကျွန်တော်တို့ကပညာသာမတက်တာဘာတက်လာလဲသေခြင်းတက်ခြင်းမဆမ်းမှုတဲ့ဟာကြီးတက်လာစစ်ကသင်ပေးလိုက်အဲ့ဒီတော့စစ်ကစစ်ကြီးဖြစ်ပြီဆိုရင်တက်မကြီးသုံးခုထားခဲ့လိမ့်မယ်နံပါတ်1တက်မကြီးကဘာလဲဆိုတော့လင်းသေးသားသေးလို့ငိုးနေတယ်မျက်ရည်တက်မကြီးဒုတိယတက်မကြီးကခြေပြက်လက်ပြက်ဖြစ်တဲ့ဒုက္ခိတတက်ကြီးတတိယတက်ကစိတ်အတွင်းကကြံရစ်ခဲ့တဲ့လက်နဲ့တင်နဲ့ခိုးဆိုးတောင်းညမ်းနေတဲ့ဓမြတက်ဒီတက်ကြီးသုံးတာပဲစိတ်မဆိုထားလိုက်တာအဲ့ဒီတည်းမှာကျုပ်တို့တက်ကဘာလဲဆိုတော့ကျုပ်တို့ဒီမှာကြံရစ်ခဲ့တဲ့တက်ကစပယ်ရှယ်ပညာမတတ်တဲ့တက်ကြီးကြံရစ်ခဲ့တာအဲ့ဒီတော့ဒါမှလည်းကျုပ်တို့ပညာသာမတတ်တဲ့ကျွန်တော်စိတ်ထဲမှာဟီးရိုးကဘူးလဲဆိုဗမာတက်မတော်ကရဲဘော်ဖက်စစ်တော်လိုင်းကြီးကပြန်လာတော့အဲ့ဒီတက်မတော်ရဲဘော်တွေကတိတ်ကြည့်လို့တယ်ကျွန်တော်ကသူတို့ကလည်းတကယ်ကိုဟိုမှာဆိုင်ကားသမားလည်းပါတယ်ဘုန်းကြီးလူတွေလည်းပါတယ်တွေ့ရလူပေါင်းစုံဒါမှတချောင်းလေးသောစိတ်ကတိုက်ပြီးလွတ်လာဒါပဲဘာရဆိုတက်မတော်တွေဝင်လိုက်တယ်လာက9ကြိုက်ရတယ်ဆေးဝါးလေးတစ်စိတ်ရတယ်အဲ့မှာ20လောက်ကပိုးထိုးလာသမီးလုံးနဲ့ဖားတော့ပါအဲ့လိုကိုနေခဲ့ရဒါမှရဲဘော်စီတိုင်းပြည်စီရဲဘော်အတွက်မဟုတ်အဲ့ဒီအတိုင်းကိုကျင့်ကြံတာတွေ့ရမှာတခါတည်းပြည်သူအကူကြီးပေးတာအမေဒီကိစ္စတည်းမှာအကုန်လုံးကူကြီးပြီးတော့လူတိုင်းကလည်းသူတို့ကိုချစ်တယ်လက်ဖက်ဆိုင်မှာထိုင်းနေလို့ပြီးတော့တစ်ဖက်တောက်နေချင်းဘယ်လူတစ်ဖက်ကိုပေးသွားမှမသိလိုက်တစ်ဖက်ကိုရှင်းပြီးသားဖြစ်ဘသူပေးသွားမှမဟုတ်ဘူးဒါတကယ်ဖြစ်ဖြစ်ဒီနော်ကျွန်တော်ပြောတာအဲ့ဒီတော့သိချစ်ဖို့ကောင်းတဲ့တတ်မှာအဲ့တော့ကျွန်တော်အဲ့ဒီအထောက်ထားလေးတွေနဲ့ကျွန်တော်ပြောတာပါသူကအဲ့ဒီတော့ကဆိုခဲ့တဲ့ဥစ္စာတွေခင်ဗျာတခုပဲစစ်ထွက်ခဏလေးဆိုတာလေးကိုကျွန်တော်ပြောလိုက်ဦးမယ်ခင်ဗျာစစ်ထွက်တော်မယ်လုပ်တဲ့ခါကျတော့ဘိုးကျောင်းဆန်းကမင်းတို့တဲ့အနိကဆုံရသူကိုသွားတိုက်တယ်ဟုတ်လားမင်းတို့တဲ့အဲ့စစ်ထွက်မယ်စစ်မြေပြင်ကိုသွားတော့မင်းတို့တဲ့ဗာရီရမယ်ဆိုသင်မမယ်ဆင်းရမယ်ဒဏ်ရမယ်သိမယ်ဒါပဲငါလည်းမင်းတို့နဲ့လိုက်တယ်တော့ကောင်းတယ်ငါလည်းမင်းတို့နဲ့တူတူလိုက်တယ်ကိုမလုံနိုင်ရင်ဘယ်တော့မှသူများမခိုင်းနဲ့အဲ့တော့ရဲဘော်တွေကအဲ့ဒီညစစ်ထွက်ခါနီးမှာဂျူဘလီဟောမှာတခါတည်းဂီတာစိမ့်မောင်နဲ့ရန်နိုင်သေးတို့အချီချဆိုတချင်းနည်းနည်းလေးကျွန်တော်သုံးပြမယ်ရဲဘော်တွေဟာမျက်ရည်ကြတယ်နော်အဲ့ဒီချင်းကိုကြားလိုက်ရဝင်းသားလုံးလက်ခုပ်တီးလို့ရိတ်တယ်သွေးနေသာရင်ချွေးနေသာရင်စစ်တိုက်တဲ့နေရဝဲသက်စွန်ညာလေးတော့တယ်သနာလောက်ဆရာငယ်စားတော့ရဝဲအစင်းလဲခံရှာတဲ့ဇွတ်တတိကုန်းနဲ့ရဲ့ဗမာတမတော်ကြီးကိုသာဝင်နေစွန့်စားတဲ့သူတွေရဲ့ကျေးဇူးကိုမျှော်တွေးလို့ဗမာသွေးကိုနှမပေးခြင်းမှာတဲ့အဲ့တော့မှရန်သူတွေကိုအသေးနှမ်းနဲ့စေရနာရှိလုံးလိုပါကွယ်။အိုရန်သူတွေကိုအသေးနှမ်းနဲ့စေရနာရှိလုံးလိုပါကွယ်။ပို့ပြီးပြောဖို့ရဟဲ့တို့ကြီးတော်ကြီးကိုဗာငါပေးမယ်။တိုင်းမျက်ရည်မကြတော့ဘူးလား။အဲ့ဒီတော့အဲ့ဒီလိုချစ်ခဲ့တော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာဘယ်နဲ့လဲဆိုတော့အဲ့ဒီလိုဖက်စစ်တော်လာရေးထဲမှာမပါလိုက်ရတဲ့ဥစ္စာစိတ်ထဲမှာယဉ်နှင့်တယ်။အဲ့ဒီလိုသေးကောင်းသိဖြစ်ခြင်းနဲ့အရွယ်နဲ့တက်တယ်။အဲ့ဒီတော့သိဖို့သေးကောင်းဖြစ်ခြင်းလား။ဖြစ်ခြင်းတဲ့အချိန်မှာလက်နဲ့တွေကလည်းအပြည့်အကုန်လုံးကလည်းတော်လာမယ်အင်းလေးကိုဘယ်နေ့တည်းရမလဲဘယ်နေ့တည်းရမလဲအဲ့တော့ဘိုးရောက်ဆန်းကဒီအချိန်မှာလက်နဲ့ကင်မှုမလိုဘူးလို့သူကယူဆတယ်ဒါပေမဲ့ကျွန်တော်ပြည်သူရဲဘော်တပ်ဖွဲ့အဲ့ဒီပြည်သူရဲဘော်တပ်ဖွဲ့လည်းတစ်ခါအကုန်လုံးအစင်နေမယ်ဟာတဲ့အဲ့ဒီကြီးကတော့လွန်းစရာကြီးအဲ့လွတ်လိုက်ရတဲ့ကွယ်ကြီးကတပီလုံးကကွာပုံကြွားပြီးတော့ဖြစ်လာတော့ဘိုးရောက်ဆန်းကအင်္ဂလန်သွားအရေးဆိုတယ်ရမလားမရဘူးလားမသိဘူးဟုတ်လားဒီကနေပြီးတော့ဘိုးရောက်ဆန်းကလည်းမှားတယ်ဟုတ်လားဒေလီကနေပြီးတော့မှပြန်ပြီးတော့မင်းငုံပြောတဲ့စာပါတယ်အဲ့တော့ကျွန်တော်တို့တောက်ထားမယ်ဆိုဒေလီကနေပြီးတော့လှမ်းပြီးတော့မင်းငုံပြောသေးတာပြီးတော့မှသူကဆက်ပြီးထွက်သွားတာကရာချိမှာဒီကနောက်ကအဖွဲ့နဲ့ပြန်ဆုပ်ပြီးတော့ထွက်ရတာထွက်တော့တပီလုံးကလည်းတောက်ထားပေါ့ဗျာအဲ့တော့ကလွတ်လပ်ဖို့ကြံစီရင်ကွဲအကြံဝနီးနဲ့လက်နဲ့စုရမည်အမှုကိုသုံးရမည်ဥပဒေထုံးတဲ့အညီစီကံကြအာနာဖီသံတပိတ်မှောက်ရမည်အဲ့မှာတစ်ချက်နေတာကျွန်တော်တို့အကုန်လုံးတက်ကြွစွာရှိခဲ့တာတပည့်လုံးကအဲ့ဒီလိုဖြစ်ပြီးတော့နေဦးမှာနောက်ဆုံးမိတ်ကြတော့ကြိုက်မယ်ချမယ်
လူငယ်တွေစိတ်ဓာတ်များဟာဘိုးရုပ်ပေါ်မှာဒီအိမ်ရဲ့ချင်းကိုအိုးမဲသူလို့တိုက်ကြပြီရန်သူကိုသာအပေးလို့တော့တချို့ကမကြီးအိုးအဲ့ဒါတွေလွတ်လိုက်ရတော့ကြံ့ကြံ့နှောင်နေသည်ဗမာမြေပုံကိုသွေးနဲ့ရေးဖို့လိုပါပြီမတရားလဲတို့မခံပျောက်ကြားတတ်ဖွဲရန်ကြီးအဲ့လိုဘိုးကြောင့်ဆန်းကဟိုလို့အောင်မြင်မလားအောင်မြင်လို့ရှိရင်ဒီမှာညောင်ရီမှာပန်းထိုးမယ်မအောင်မြင်တောင်ကြီးမှာရန်ဦးတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီလိုဖြစ်နေတော့မှနောက်ဆုံးမိတ်ကြတော့ဘိုးကြောင့်ဆန်းကတနစ်ကင်းလုံးဝလွတ်လိုက်ရသည်စစ်တိုက်ပြန်မလို့တိုက်ယူပြန်မလို့လုံးဝလွတ်လိုက်ရသည်ပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ကဟာသနက်ကြီးကိုင်းပြီးတော့တေးကောင်းဖြစ်နေကျွန်တော်တို့ကောင်ကြဘာလို့လဲမောင်းကလည်းတင်ထားပြီးသားဖြစ်အဲ့ဒီလိုဖြစ်နေတော့မှမတက်ရဘူးဆိုတော့ဒီချိန်မှတခါလေးဘာဖြစ်လာလဲဆိုတော့တိုက်မယူဘဲနဲ့လွတ်လိုက်ဆိုမရဘူးတိုက်ကြီးမှလွတ်လိုက်ဆိုရတယ်ရွှေရီစိမ်မဲ့ရမယ်ဒါဟာနေကျပရိယဘာညာနဲ့အဲ့ဒီလိုဖြစ်ကနေပြီးတော့တိုင်းပြည်လွတ်လိုက်ရုံနဲ့ပစ္စည်းမဲ့တို့လွတ်လိုက်ရင်မဟုတ်ဘူးဆိုရင်ကနေအဖွဲတွေကွဲလိုက်တာတခါတည်းကွန်မြူနစ်အဖြူကတော့ခိုးလိုက်အနီကတော့ခိုးလိုက်အဲ့တော့နောက်ကကရင်ကလည်းရောအောင်ခတ်ပါသွားလိုက်ကချင်ကလည်းထွက်လာတယ်ဟိုတက်ကဝင်တဲ့ first party တိုင်းရင်တက်ကတော့ခိုးသွားတယ်ဒီမျိုးစစ်ဖြစ်သွားတယ်ကူတဲ့ထိတိုင်းမပြီးတော့ဘာကြောင့်လဲဆိုကျွန်တော်တို့လွတ်လိုက်ရပညာမတက်တဲ့လူငယ်တွေရဲ့လက်ထက်ရောက်ခဲ့တဲ့လွတ်လိုက်ရည်ကြီးဒါရောက်တော့နော်အဲ့တော့လွတ်လိုက်ရရလူငယ်တွေကပညာမတက်ဘူးဟုတ်တယ်ကျွန်တော်တော့မတက်ခဲ့ဘူးကျွန်တော်နောက်မှကြောင်ကရမ်းနဲ့ကျွန်တော်ခင်ဗျဟိုကတော့တဲထောင်ဖောက်ခဲ့စဉ်ကဆိုပြီးပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်ထောင်ထဲရောက်တော့မှကျွန်တော်ပညာသင်ရတာကံကောင်းလို့ထောင်ကြသွားတာကျွန်တော်အဲ့ဒါလည်းတကယ်ပြောတာနော်မောင်ရဲတို့ပြောမယ်နော်နေရာတကာထဲမှာကံဆိုးလို့ကြီးမထင်နဲ့တခါလေကိုကမြင်နိုင်တာမဟုတ်ဘူးနည်းနည်းလေးကြားဖောက်ပြောလိုက်တော့ဟိုတခါတော့ကလေတိုင်းပုံမြင်လေးပဲတခါတော့ကတရုတ်ကိုကြီးတယောက်ရှိတော့သူကမြင်းမွေးတာမြင်းမွေးတဲ့အခါကျတော့ဒီနေ့တော့သူ့မှာလည်းသားလေးတယောက်လည်းရှိတယ်မြင်းမွေးတော့မြင်းတကောင်ကပျောက်သွားမြင်းလေးက6မိနစ်တကောင်ပျောက်သွားတဲ့ခါကျဟာအဖိုးကြီးမှာမြင်းပျောက်လို့ကန်ဆိုးလိုက်တာသူ့ခင်ဗျတနာပါတယ်ကန်ဆိုးတယ်ဆိုဘိုးကြီးခင်ဗျကန်ဆိုးတယ်ဗျာစိတ်မကောင်းဟဲ့ဟုတ်ဘာဖြစ်လို့ခင်ဗျကန်ဆိုးတယ်ခင်ဗျမြင်းတကောင်ပျောက်သွားတယ်ဆိုမြင်းပျောက်တာဟုတ်ပါတယ်ဘာဖြစ်လို့ဟုတ်လေကန်ဆိုးတာမြင်းပျောက်တာကန်ဆိုးလို့ခင်ဗျဘာကြောက်ပြောနိုင်လို့ဆိုဘွားစာကြီးသူဘူးမှမပြောတော့နောက်တနေ့၄၅၆ရက်လောက်ရှိတဲ့ခါကျမြင်းဆိုတာအပေါ်ကင်းတဲ့သွားတော့ဆိုပြန်လာတော့မြင်းတဲ့ကောင်မှာပါလာနှစ်ကောင်ဖြစ်နောက်ထပ်တိုးလာဟာဘုန်းကြီးနဲ့ကန်ကောင်းရခင်ဗျဘာဖြစ်လို့ခင်ဗျမြင်းတဲ့ကောင်တော့တိုးလာဆိုကန်ကောင်းလို့ပေါ့အေးမြင်းတဲ့ကောင်တိုးတာနဲ့ခင်ဗျကန်ကောင်းတယ်လို့ဘာကြောက်ပြောနိုင်လဲဆိုမပြောတော့နောက်ကျအဲ့ပေါ်လာပါလာတဲ့မြင်းရိုင်းကိုတခါကောင်လေးတယောက်ကသူ့သားလေးကဒီကောင်လေးကတက်ပြီးတော့ဖွာပြီးပြီးတော့စီးကောင်းကျင်တာကောင်လေးကလိမ့်ကြတာခြေတော့ဟာသားလေးတယောက်ကြီးအပူကြီးကန်ဆိုးကြတယ်ဒီဘောဆိုတော့ခင်ဗျကန်ဆိုတာခင်ဗျသားချီကျိုးဆိုတာအေးချီကျိုးတာနဲ့ခင်ဗျကန်ဆိုတာဘယ်လိုပြောလဲဆိုအဲ့ဒါနေနဲ့နောက်ကျတော့အဲ့တော့ကတရုတ်ပြည်မှာဒီစစ်ပရိသေတွေပုံစိုးတဲ့ခေတ်ဆိုဟိုဘက်နေနေဒီဘက်နေစစ်ဖြစ်တော့ခါရဘက်နဲ့ဆိုတိုင်းပြည်ထဲမှာရှိတဲ့ရဲအောင်သားမှာရှိတဲ့လူငယ်တွေကအကုန်မလိုက်မနေရဆိုခေါ်တဲ့အကုန်ပါပါတယ်တခါတည်းအဲ့ဒီကောင်လေးကခြေတော်လေးဆက်တော့ဘာလို့ပဲနေဖြစ်လို့ကျန်းတယ်ဟာအဖိုးကြီးကန်ကောင်းလိုက်တာဆိုတာအဲ့တော့ကျွန်တော်ပြောနေတာကန်ကောင်းတဲ့ကန်ဆိုတဲ့ဆိုပြောလို့ရတာမဟုတ်ဘူးနားထောင်တော့ပြောရကနေရီးမွဲရနေတယ်ပြောသွားကြတယ်အဲ့ကျွန်တော်အဲ့ထောင်ထဲရောက်သွားလို့ကျွန်တော်အဲ့မှာအင်္ဂလိပ်စာသင်တယ်အဲ့ဒါကျွန်တော်သင်တန်းအောင်ပြီးတော့ကိုတက်လို့ဘာညာဆိုတော့တောက်တဲ့တော့ဖြစ်လာတယ်ဟုတ်လားကျွန်တော်ပြောမယ်နော်အဲ့ဒီထောင်ကြတဲ့ဥစ္စာတာမန်အဖြစ်တွေ့ကြဘေးတွေတွေ့ကြည့်လို့ရှိရင်ဇာတာနေလို့ပြောမှာဒါမှဘလောက်ပဲဇာတာနေလေအဲ့ဒီအခွင့်အရေးကိုဖန်ဆုပ်တိုက်လို့ရှိရင်ခမရအတွက်အကျိုးရှိဖို့အမြဲတမ်းအသင့်သာစောင့်တာလောကကြီးမှာအသင့်သာဖြစ်နေပါစေအဲ့ဒါဟာအဲ့ဒီလူဟာဘဝကြီးပွားတာပဲသွားပြီဆိုနေသွားရောပြီးတော့ငါတော့ကန်ဆူတာပဲလို့အောင်အဲ့ဒီကောင်ထိုးသွားပြီလားအောက်ပြီတော့အဲ့ဒီဥစ္စာရင်ကိုဆန်ရတယ်လောကကြီးမှာရှုံးလို့ထွက်ပြေးတစ်သက်လုံးပြေးတော့တစ်သက်လုံးပြေးပြီးတော့ဘယ်တော့မှမရတော့အောင်မြင်မှုဘယ်တော့မှမရထွက်ပြေးတဲ့ကောင်ဘယ်တော့မှနိုင်ရုံမရှိရင်ဆိုင်တဲ့ကောင်ပဲနိုင်တာနော်အဲကြောင့်ကျွန်တော်လူငယ်တွေအဲ့လိုအခွင့်အရေးမျိုးတွေပဲဂျုံတဲ့အခါအဲ့လိုဒုက္ခရောက်တဲ့အခါသိမပြတ်ဖို့ကျွန်တော်သိပြောတယ်ဒီမယ်နော်လို့မင်းတို့လောကကြီးမှာလို့တတ္တိမရှိတဲ့ကောင်ဘယ်တော့မှမအောင်မြင်ဘူးလို့လောကကြီးတစ်ခုလုံးကတတ္တိရှိတဲ့ကောင်တွေဖန်တီးထားတဲ့လောကကြီးကြတယ်ဟုတ်လားတတ္တိမရှိတဲ့ကောင်ကိုရုပ်ရှင်ဘိုက်စကုံထဲတောင်ဩဘာမတီးဘူးဩဘာမပေးဘူးရုပ်ရှင်ထဲမှာတော့မှလက်ခုပ်တီးတာမသိဘူးလားတတ္တိကောင်းပြီးတော့တကယ်ရင်ဆိုင်တဲ့ကောင်ကိုလက်ခုပ်တီးတာအဲ့ဒါဒီလောကကြီးမှာအဲ့မာလားပြောလာတာပဲမာတဲ့ကောင်ရှိတယ်ကဲပြောတဲ့ကောင်နောက်ဆုံးဘာမှမတန်ဒီသစ္စာပေါ်မှာတန်ညွန်တစ်ချောင်းကိုဓာတ်ရင်းဆိုကြိုက်ပလိုက်တဲ့ဥစ္စာတန်ညွန်ဝင်းသွားတော့ပေါ့သစ္စာကပြောတော့တန်ညွန်အတွက်နေရာဖယ်ပေးလိုက်ရတာပေါ့အဲ့ဒီတန်ညွန်ကိုပဲကြောက်တုံးပေါ်သွားရေးပဲဓာတ်ရင်းဆိုပွေထွက်သွားတာပေါ့ကြောက်တုံးက sorry သူကပိုးမာ
အဲ့တော့ကောင်းပြီခဏကလွတ်လိုက်ရေးပါဟုတ်လားပညာမတက်ဖဲနဲ့လူတွေရောက်တယ်လူငယ်တွေကပညာမတက်ခဲ့ဘူးလို့ပြောခဲ့တယ်ကောင်းပြီလူကြီးတွေရောဘယ်လောက်ပညာတက်တော့တွေ့ကြအောင်အဲဝင်းကြီးတွေကိုပြောမှနော်သူကသူပြောတယ်လားအဲ့ဒီဝင်းကြီးတွေထဲမှာတော့မှတော်တဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တိုက်ပြည်မှာလွတ်လပ်ရေးရအောင်လုပ်တတ်တယ်တိုက်တတ်တယ်တော်လှန်တတ်တယ်အကုန်လုံးလုပ်တတ်တယ်မအုပ်ချုပ်တတ်ဒီကျွန်တော်တို့ကတိုင်းပြည်ရဲ့အုပ်ချုပ်ရေးတည်ဆောက်မှုကိုမလုပ်တတ်တော်တော်ကြည်ဝဲတယ်နော်ကျွန်တော်ဝင်းကြီးသခင်ချင်းမောင်ဆိုရောက်ပါလိမ့်အဲ့ဒီဝင်းကြီးသခင်ချင်းမောင်ပြုတ်ပြီးလို့တော်ကြတဲ့ခါကျနှစ်ပေါင်းတော်ကြတော့ကျွန်တော်ကတက္ကသိုလ်မှာအဲ့ဆရာဖြစ်နေအဲ့မှာသူနဲ့တွေ့တော့ခင်းမင်သွားကြတယ်ကျွန်တော်နဲ့တော်လေးရင်းနှီးပါဝင်းကြီးကဝင်းကြီးမဟုတ်တော့ပါဘူးအဲ့ဝင်းကြီးတွေပြုတ်သွားပြီဆိုကျွန်တော်နဲ့ရင်းနှီးလေးရှိနော်မပြုတ်သေးခင်တော့ကျွန်တော်အနာတော်မကတ်နိုင်ဘူးနော်သူကဒီနေ့မှမပြောလို့ဆိုသူကစကားပြောရင်ညောင်းနာနဲ့ပဲအတန်ပြသူအောင်သိရင်နဲ့ကျုပ်ကအဲ့တုန်းကလည်းဝင်ကြီးတာဖြစ်လာအာမလုတ်တတ်တဲ့အကောင်တွေမဟုတ်ဘူးနိုင်ငံရေးသာလုတ်တတ်တာပဲဝင်ကြီးပြက်လုတ်ဆန်းဆိုဝင်ကြီးဆိုတာကြီးလေရတယ်ကောင်းကောင်းကနားလေတာမဟုတ်ဘူးအဲ့ဒါနဲ့သူတို့အဲ့ဒီမှာတိုင်းပြည်ကလည်းပိုက်ဆံကလည်းသိပ်ပေါ်တယ်ဗျာတဲ့ဟုတ်အဲ့ဒီကသိပ်ပေါ်ခဲ့တာနော်ကိုရီးယားစစ်ပွဲဖြစ်တယ်တော့ဆန်သေးတွေပါသိပ်ကောင်းတယ်ဗမာပြည်ကစီးပွားရေးသိပ်ချမ်းသာခဲ့ဘူးလေနော်ဒီ FE လို့ခေါ်တဲ့ဟိုနိုင်ငံခြားသုံးငွေတကယ့်ကိုချမ်းသာခဲ့တာခင်ဗျာကိုယ်ပိုင်ကဘယ်ပစ္စည်းမှရင်နိုင်ငံကြောင့်အချိန်ကြီးခင်ဗျာဗမာငွေနဲ့မှာလို့ရတယ်သူလျှောက်လိုက်အော်ဒါဘယ်တော့မှကန့်ကွက်နေလိမ့်မရှိဘူးပြောဘာညာလို့ဘာမှမှားရနေမှာဘာပစ္စည်းမဆိုမှာလို့ရတယ်အဲ့လောက်ချမ်းသာခဲ့တာချမ်းသာခဲ့တော့ဘောဘန်ဘောကမ္ဘာဘဏ်မှာထားတာအဲ့ဒါနဲ့ပြန်တယ်တနည်းတော့ကျုံးကကျွတ်တို့ဝင်းကြီးတွေတို့ကောင်းနေနိုင်ငံခြားလည်းမရောက်သေးဘူးသွားကြအောင်ကျွတ်တို့ဝင်းကြီးဖွဲ့စုပြီးသွားကြတော့အဲ့ဒါနဲ့စိတ်သာလည်းရောက်တော့အဲ့မှာကမ္ဘာဘဏ်ဥက္ကဋ္ဌကြီးအဲ့ဒီရောက်နေရှယ်မင်းကြီးရောက်တော့ကျွန်တော်တို့ထမင်းဖိတ်ကြည့်တယ်ထမင်းဖိတ်ကြည့်တဲ့ခါကျထမင်းဘွက်မှာသွားပါသွားတာကျွတ်တို့ဗမာပြည်မြေပုံကိုသူကကြည့်ပြီးပြောတာမင်းတို့တိုင်းပြည်ကိုလည်းငါကြည့်လိုက်တော့မြေပုံထဲမှာလည်းသေးသေးလေးအဲ့ဒါလေးလည်းမင်းတို့ဒီမှာပိုက်ဆံနေတယ်အပ်ထားတယ်မနေဘူးသိအပ်ထားတယ်မောတယ်အဲ့ဒါနဲ့အများကြီးတယ်ဟုတ်တယ်အများကြီးတယ်အဲ့တော့မှသူကပြောဟေးမင်းတို့ပိုက်ဆံကအဲ့လိုလုပ်ဖို့မဟုတ်ဘူး300အဲ့ဒါကိုယူပြီးတော့မင်းတို့တိုင်းပြည်တိုးတက်အောင်စီမံကိန်းကြီးတွေပဲကြီးဆွဲပါလားဆိုကိုအောင်သိအဲ့တော့မှကျုပ်ကပိုက်ဆံဆိုတော့300မှာပါလားလို့သိတာလေတကယ်ပြောတာတော့သူကိုယ်တိုင်ပြောတာကျွန်တော်ဒီလိမ့်ပြောတာမဟုတ်ဘူးဒီဒါဝတ္ထုမဟုတ်ဘူးတကယ်ဖြစ်ဖြစ်အဲ့ဒီတော့မှကျုပ်တို့ကဟာစီမံကိန်းချမှာအဲ့ဒီတော့မှပြည်တော်သားစီမံကိန်းကြီးပေါ်တာဟောအဲ့ဒီပြည်တော်သားစီမံကိန်းကြီးကတကယ်အောင်မြင်လို့ရှိရင်သိကောင်းတဲ့စီမံကိန်းဒါမဲ့ကျွန်တော်တို့ကသဘောထားလည်းသေးသေးတယ်ပညာလည်းမတက်ဘူးတော့ဖတ်စပ်ပလာကြီးနဲ့ချမ်းကွဲပေါ့အဲ့ဒီမှာလည်းစီမံကိန်းကြီးပြတ်သွားတော့အဲ့ဒီကနေကိစ္စအနေစားတော့လည်းကိစ္စချောတိုက်ပြည်လည်းမတက်လိုက်ရတော့တက်တော့မလို့ဆိုရင်ဆန့်ငယ်ကြမ်းနေဒါအဲ့ဒါနဲ့ပြီးတော့သူကဆက်ပြောတယ်အဲ့ဒါနဲ့ဒီနေ့ကျတော့အဲ့အစ္စရေးဝန်ကြီးဘန်ဂူရီယန်ကဗမာပြည်လာတော့ကျတော့ဘန်ဂူရီယန်ကလည်းဟယ်လီကော်ပတာနဲ့လဲပြီးတော့ပကံဖျားတွေပဲပြပြီးတဲ့ခါကျပကံဖျားတွေပဲဖူးပြီးတော့ပြပြီးတဲ့ခါကျတော့သူကလည်းဒီပကံနဲ့ပြတယ်ကြောက်ဘာမှလည်းပြပြတယ်သူတို့ကလူလာဧည့်သည်လာပကံမိုက်ခေါ်ပြတယ်ကိုကဘာလို့ဆိုကိုခိကဘာမှအသုံးကြတဲ့ခိပဲလန့်ပြောရဟုတ်လားဒါကျွန်တော်တို့ကဒါကြောင့်မလို့ဒိုဘိုးဘွားမွေးစီမိုးချီမြန်နိုးပြီဆိုတာအဲ့ဒါဒိုဘိုးဘွားအမွေးပဲချစ်လို့ရတယ်ကိုယ့်လက်ထက်ကဘာမှမလုပ်နိုင်အဲ့လိုဖြစ်နေအဲ့တော့အဲ့ဒီမှာသွားပြီးပြပြီးတဲ့ခါကျဟယ်လီကော်ပတာနဲ့လှည့်ပြီးတော့သူကပုပ်ပါတောင်ကိုစိတ်ညှို့နေပုပ်ပါတောင်ကိုဘယ်တော့ချစ်စရာကောင်းချင်ရှုခင်းနေပြတဲ့ခါကျမှအောက်မှာဆိုင်းရည်တွေပဲသိနေမှာလားဟိုချောင်းတွေပဲသိနေဟာဘယ်လိုလဲဟယ်လီကော်ပတာနဲ့အော်တာဟာမင်းတို့ဒီမဲ့ရေတွေသိလို့ပါလားဟုတ်တယ်သိလို့အဲ့ရေဘယ်ရောက်သွားသိသွားအဲ့တော့သိသွားတယ်တော့ဘယ်ကိုရီးယားကရေမတ်တီးပြီးအော်တာဟာတို့ဒီမှာအဲ့လောက်ရေရှိရင်တမျိုးဖြစ်သွားမယ်လို့ပြောတယ်သူတို့ကသဲခန္ဓာတိုင်းပြည်တခါတော့ဒီအောက်မှာပလတ်စတစ်ခန်းပြီးတော့မှအဲ့ဒီပေါ်မှာမြေသားထုတ်ပြီးတော့စိုက်နေတဲ့တိုင်းပြည်ကန်ကြီးစားဒီမြင်းကြီးနဲ့စိုက်ရတဲ့ခါကျရတဲ့နည်းနဲ့လုပ်မယ်ဆိုအိုးတဲ့ဘာနဲ့ထည့်ပြီးတော့မြေသားနဲ့လုပ်လို့ရတဲ့ဒီတစ်ခွပန်းတွေဘာတွေညာတွေကိုမျိုးဆက်လိုက်တဲ့ဥစ္စာဒီဘာဖြစ်သွားလဲကဘာမှာနိုင်ငံခြားကိုတစ်ခွပန်းပို့ပြီးတော့တစ်ပန်းပို့ပြီးတော့ဝင်ငွေအများဆုံးတိုင်းပြည်ဖြစ်သွားတယ်အဲ့ဒီဝင်ငွေကကိုမနေဘူးကြာသူတို့စီမှာဘာလို့ဆိုပညာရှိတာကျတို့ကဒီမဲ့ဘာမှမရှိတဲ့တော့ဘာမှပြောမနေနဲ့အဲ့တော့ကျွန်တော်ဒါကြောင့်မလို့တခါကြစိတ်ထဲမကောင်းလို့ပြောတာပါကျွန်တော်ဟိုသင်္ကန်းကျောင်းဟောပြောပွဲမှာကျုပ်ကတခါပြောခဲ့တယ်အဲ့ဒါသင်္ကန်းကျောင်းမှာရေခဲတစ်ပေါက်လောက်တော့ဆိုငါးမှုသုံးမဒီကျဒီလိုရှိမှဟုတ်လားထားပါတော့ခင်ဗျားတို့ကရေခဲတစ်ပေါက်ပါညာနေပဲကျုပ်ကတန်တဲ့စကားပြောမှာရေခဲကိုရေခဲတစ်ထန်းကိုတမတ်
အခုစာရေးပေးလိုက်မယ်သွားယူဟောဒီမှာယခုသာပါသူအားရေခဲဆရံပေးလိုက်ပါကြက်တင်ဝင်တစ်ချက်ပဲရရှိပြီးအောင်သိမရလို့ရှိရင်ပါပိတ်ရဘယ်သွားယူရမလဲဆိုတော့မြောက်ဝရိုးစုံရေခဲတရံကိုတမတ်နဲ့မြောက်ဝရိုးစုံသွားယူပေါ့အဲ့တော့ဒီဟာကိုဘယ်သူယူမလဲအယူမှမဟုတ်ဘူးနဲ့မြောက်ဝရိုးစုံကရေခဲဘယ်သူယူမလဲအဲ့တော့မြောက်ဝရိုးစုံကရေခဲဒီကျွန်တော်တို့ကဘာမှတန်ဖိုးမရှိလို့ဖင်ခုထိုင်တဲ့ရေနံကလည်းမတူတတ်ရင်ဘာမှအဓိပ္ပာယ်မရှိဘူးအဲ့ဒီကျွန်တော်တို့အဲပြန်စားတာနဲ့အောမနေတယ်မလုတ်တိုင်ဘာမှအဓိပ္ပာယ်မရှိအဲ့ဒီဥစ္စာနော်ကျွန်တော်မင်းလားဒီအဲ့တော့ပြန်စားတာရှိတယ်ဆိုလိုက်တဲ့ဥစ္စာတခါလေးကျမလုတ်တတ်လို့ရှိရင်အဲ့ဒါအော်နာကွာကျွန်တော်စိတ်မကောင်းဘူးကျွန်တော်အဲ့ဒီဖိုးကောင်းတဲ့ကတော့သူတို့စီမှာဘာမှမရှိတဲ့တဲ့သိခေါ်ကောင်ထပွဲကဲသဲကနာကိုပန်းပွင့်အောင်လုပ်ပြတယ်အဲ့ဒီဥစ္စာပြောလိုက်အောင်မယ်ဒါနဲ့ပဲပြတယ်အဲ့သခင်ချင်းမောင်ဆိုကျိုးတော့အဲ့ဒါ is not five ပါရဂူဒီပေါ့ဗျာဟို five expert ဆိုတာပါမြေကစိုက်နေတူမြေစမ်းတဲ့ပါရဂူဒီဩဇာပါရဂူဆိုတော့သူတို့နှစ်ယောက်ကိုငှားဘာကြောင့်လဲဆိုတော့ဘတ်ထုမှာတက်မြို့ကြီးဖွင့်လိုက်တော့အဲ့ဒီဘတ်ထုမှာစိုးပြေးသားအောင်အပင်နေစိုက်ဘယ်လိုပင်မျိုးစိုက်မလဲဆိုတော့အဲ့ဒီမှာ five test လုပ်လို့တဲ့ expert နှစ်ယောက်ကိုငှားလိုက်တဲ့ခါကျတော့တယောက်ကိုဒေါ်လာဘယ်လောက်မှပေးတော်တော်ပေးရတယ်ဒေါ်လာဘယ်လောက်နဲ့နှစ်နှစ်စာချုပ်ငှားဟိုကောင်းနေအဲ့မှာသွားနေ6လလဲရှိရောဟိုကောင်းနေသူတို့ပြန်တော့မယ်ဟာမင်းတို့စာချုပ်မရှိသေးဘူးဒီမဲ့စာချုပ်မှာဒီလိုဆိုတာဘာလို့ပြန်မှလဲမပြန်ဘူးဘာကြောင့်ဟာပြန်တော့မယ်တဲ့ဟာမပြန်ဘူးမင်းတို့စာချုပ်မရှိသေးဘူးဘာလို့ပြန်မှလဲမဟုတ်ဘူးတဲ့တို့6လနေပြီရဲ့မင်းတို့တဲ့ပိုက်ဆံကိုနဲ့တို့လဲလကားပဲတဲ့ဘာဖြစ်လို့လကားပဲဒီမဲ့စိုက်သမျှအပင်အကုန်ထပေါက်တာငါဘာစမ်းပေးနေအဲ့တော့ကျုပ်တို့ကကိုယ့်အမိကိုတောင်မှသူများစမ်းပေးမှသိတယ်ကောင်းနေဗျာဟာသူပြောပါခင်ဗျာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီလိုဘာဆိုင်ပေါက်တဲ့အကောင်ဒီမှာကြည်စမ်းသဲကန္နာပန်းထပွင့်နေကျုပ်တို့ဒီမှာမလုပ်နိုင်ဘူးကဲရှိပြီးသားသစ်ပင်တောင်မျိုးတုံးသွားတယ်လေလောက်တော်တော့ခင်ဗျာရှိပြီးသားသစ်တွေခိုးရောက်ခုတ်ပြီးရောင်းလိုက်တာချင်းတွင်းညာဟိုးညာခုတ်ရောင်းလိုက်တဲ့စားတခါတော့မိုးကိုခေါင်းလိုက်သစ်တွေဈေးကောင်းတယ်ဆိုချမဟုတ်ဒီကူးခေတ်ပြောတာမဟုတ်ဘူးကျပြောတာကိုအရင်ရှေ့ခေတ်တုန်းကပြောတာဗမာပြည်အထက်မှာပြည်ခင်ဗျာကျွန်တော်ပြောမယ်ကျွန်းဖြစ်တဲ့အထက်ထဲမှာအဲ့ဒီဟာဒစိတ်တိုင်းပါတယ်လို့ဆိုတယ်နော်ကိုမြတ်သားတော်ဟုတ်တလုံးကအဲ့ဒါလေးကြောင့်ရေးလိုက်သေးတယ်အဲ့ဒါကြောင့်မလို့ဘာလို့ကျွန်းဖြစ်လဲဆိုတော့အထက်မှာမြတ်အသားရည်စားသိရှာပါဒါကြောင့်မလို့ကြီးကချင်းကြီးရဲ့မြေတစားတွေထဲမှာတွေ့ကြည့်သမှာတူငယ်လေးပြန်ဖတ်ကြည့်သမှာအထက်ညာမှာတဲ့ကျွေးလဲတုံသမုံးလဲကိုခံကြုံလဲဖြူခရုလဲရှင်းတို့ဖြစ်ချင်းကြောက်ပါအောက်မှာသင်းငါသွားလို့ရတဲ့ကောင်ပြန်ရေးတယ်မြေတစားကျွေးဦးလဲတုံကစားမရှိဘူးပြောင်းရှိထားပါဦးပြောင်းဆိုတဲ့ဥစ္စာတော့မှကျန်းလာပြီဒါမှပြောင်းစားကျင်တတ်တယ်ပြောင်းဆိုတဲ့ဥစ္စာခင်ဗျားတို့သိတဲ့အတိုင်းအစားချမ်းထဲမှာပါတယ်အရေးမကြီးဘူးစားတယ်ပြောင်းကျန်းတဲ့ဥစ္စာခင်ဗျားတို့ကြားဥပါလိမ့်မယ်ယူရန်ဘာတော့အဝိစိုးအထွက်ဆိုးတာပြောင်းဟာယူရန်ကဲဆိုပင်ကိုကနှွဲ့နှောင်းစားလိုက်ရင်အာကောင်ပဲ့ဖိချဲ့တယ်ပြောင်းတာခင်ဗျားတို့ကြားမှာအဲ့ဒီပြောင်းတော့စားကြမရှိဘူးအဲ့ဒါကြောင့်မို့ကျွေးဦးကိုတူးစားနောက်ဆုံးကျကျွေးဦးလဲတုံတယ်သမုံလဲကုန်သမုံပူကြီးခံကြုံလဲဖြူခရုလဲရှင်းတို့ဖြစ်ချင်းကြောင့်အဲ့လောက်ပြောင်းတော့ငတ်ခဲ့တာဘာတော့အဲ့တော့အောက်ကြီးသွားတယ်အထက်မှာပြီးဒုက္ခရောက်တယ်အဲ့ဒါပါတယ်ထားလိုက်ပါတော့ကျွန်တော်ပြောနေတာကို့မြေကို့တရားစားတဲ့ကိုကောင်းမသုံးနိုင်လို့ရှိရင်အဲ့လိုဖြစ်တတ်တယ်ရှိပြီးသားဥစ္စာတော့ပြအောင်လုပ်တတ်တယ်ဒါဘာလို့ဆိုပညာမရှိလို့အဲ့တော့ပညာမရှိဒီတိုင်းဖြစ်မှာကြီးအဲ့တော့တခင်ချင်းမောင်ပြောတာရှိသေးတယ်နောက်တစ်ခုကသူကဟိုအဲ့တော့ဆောက်လို့စီမံကိန်းကြီးအခုဖားစပလာတိုက်ခန်းကြီးတွေပဲကြီးမင်းမနိုင်တိုက်ခန်းကြီးသူဆောက်ခဲ့သူစီမံကိန်းကြီးသူဝင်းကြီးဘွားမှာဆောက်ခဲ့တာအဲ့ဒီမှာသူကချမယ်ထောက်မယ်ဗမာပြည်ကိုအသိထီထောက်မှာအဆောက်လို့ချမယ်ဆိုတော့ဟောရကျုပ်ကတည်းကတွဲမယ်ဆိုတဲ့ခါဘတ်ဂျက်ကိုပေးစမ်းဆိုပိုက်ဆံကိုနေ့ညောင်တောင်းထားချရတဲ့ခါကျတော့နေ့တူဝဲကြိုးပြီးလေးဘုံတစ်ဘုံမကုန်သေးဘူးဟာလုံးဆောင်မောင်းနောက်ဆုံးမိတ်ကျတော့ဒီဘတ်ဂျက်အောက်တယ်ဆိုတာဗျာငွေတွေပိုးနေပြီဒီကမလုပ်နိုင်ချင်ပြရအဲ့တော့ကိုကအတိုင်းအတာမတောင်းတတ်တဲ့ဥစ္စာဘာလို့လဲဘတ်ဂျက်အောက်တယ်ဆိုနည်းနည်းညနာပူရှက်เสียကောင်းတော့ပေါ့ဗျာအဲ့တော့3လဆိုချတာမကုန်ဘူး3လို့ကုန်ဘူးနောက်ဆုံးမိတ်ကျနှစ်လဲကုန်ဘူးအဲ့မှာဘတ်ဂျက်ကပြန်ရောက်တော့အဲ့တော့ကမ္ဘာစင်းငိုင်ကြီးစင်းစီကြီးလာပြီးတော့စစ်ရတယ်တဲ့သူပြောပြတာအဲ့တော့ဘတ်ဂျက်ကြီးရစီလို့မလို့လာပြီးစစ်တဲ့ခါကျဟိုလူကစစ်တဲ့ခါကျနေဦးမင်းဘတ်ဂျက်ကငွေတွေသိပ်ပိုးနေဟုတ်တယ်ပိုးတယ်မင်းဘယ်လိုတောင်းလို့ဆိုကျွန်တော်ဒီလိုပဲဒီနေ့တော်တော်များများလုပ်မယ်ဆိုပိုးတောင်းလိုက်တယ်ဟာမဟုတ်ဘူးမင်းငါပြောမယ်လို့ပြောတယ်ဒီဥစ္စာငါ
ဘလောက်သုံးနိုင်လဲမရှိတဲ့လူအင်အားမရှိတဲ့ပစ္စည်းအင်အားလုံနိုင်စွမ်းအားတဲ့ပို့ပြီးငွေသုံးလို့ရမလားလို့ပြောတယ်မင်းလူကတရားပဲရှိတယ်ဆိုအဲ့တရားပဲဒုက္ခပဲပေးနိုင်မှာပေါ့မင်းလူလည်းပိုးမရှိဘူးပစ္စည်းလည်းအများကြီးပိုးမရှိဘူးအဲ့ဒီလိုမရှိဘဲနဲ့မင်းဘယ်နဲ့လုပ်ပြီးတော့ပိုးတောင်းလို့ရမှာလုံကစားနည်းနည်းပဲတိုးချင်နေမှာအများကြီးတိုးချင်ရင်လူရှိရမယ်ပြောပြီးတော့မစဉ်းစားကြည့်အဲ့တော့နောက်ကြရင်မင်းတောင်းရင်လို့ရှိရင်လွန်ခဲ့တဲ့3နှစ်ကသုံးခဲ့တဲ့ budget ကိုကြည့်ပြီးတော့မှအဲ့ဒါကိုပြန်ပြန် average ပြန်ရှာပေါ့ရှားပြီးတော့မှအဲ့ဒီတဲ့ပြန်ပြန်ယူပြီးတော့မှနည်းနည်းတော့ပို့ပြီးတောင်းလို့ရှင်တောင်းတယ်အဲ့ဒါမှမင်း budget ရမှာပေါ့နှုတ်ဝင်မြင်းနှစ်တိုင်း budget အောက်နေမှာပဲတကယ်ချင်းမောင်ကပြောလိုက်တဲ့မှတ်ချက်ကကျုပ်ရိပ်ရီများတောင်ထွက်ပြီးတဲ့အဲ့ဒါဘုရားအောင်သိရင်အဲ့ဒီတော့မှကျုပ်တို့လည်းဩ budget ဆိုတာသုံးနဲ့သားမယ်ဆိုတာသိတာကျွန်တော်ရည်ရတာဟာဒါတကယ်ဖြစ်တယ်ပေါ်သေးသေးမထင်နဲ့ဒါသမိုင်းကြောင်းကြီးမောင်ရင်တို့သမိုင်းကြောင်းကြီးကိုပြောနေရတာအဲ့တော့ကဲအဲ့တော့သခင်ချင်းမောင်အဲ့လိုဖြစ်ခဲ့တယ်ဆိုတော့ကျန်တဲ့လူတွေရောဘယ်လိုများနေမလဲဆိုတော့မှားနာကြည့်တော့ကဲဒါကြောင့်ကျုပ်ကပညာမတတ်တဲ့လူတွေရဲ့လက်ထက်ရောက်ခဲ့တဲ့ဗမာပြည်ကြီးလို့ကျုပ်ကပြောတာကျွန်တော်ပညာကျွန်တော်ခင်ဗျားတို့ကဘာတော့မီးသချင်းရှိပါမီးသချင်းကမီးသချင်းမဟုတ်ဘူးခင်ဗျားရန်သူမီးကိုတကယ်ပဲသတိပြုတာမူလာတော့သချင်းကတမျိုးအဲ့ဒါကိုသမြောင်ကတ်ထားတာဗမာပြည်ကြီးမှာအစေတန်းနူးလို့အငြိမ်ချမ်းမှုတွေဖြစ်ပေါ်နေတာဟာသေချာသွားဆန်းစစ်လိုက်ရင်ပညာကြီးကနေလို့သာပါတီတွေကွဲပြားအလွယ်လွယ်မှဖြစ်ပေါ်နေတာဟာပညာမရှိလို့စိတ်နေမမြင်ညာတာဝမ်းနဲ့ယခုခေတ်ကြီးမှာတွေ့နေရတာကလေးသငယ်များမှာဗတ်စကားစပယ်ရာသတင်းစာလျှောက်သီးသေးပြရေခဲကြောင့်နဲ့မြေပဲလော်ပါတကြော်ကြော်အော်ကရောက်နေရရှာရသမျှအမြတ်ကလေးများနဲ့ရောင်ရဲတင်နေပျော်ရွှင်စွာပညာမရှိလို့ခုလိုဖြစ်ရတာမူလသရှင်ကအဲ့တော့နောက်ထပ်ပြီးတော့ပညာထပ်မဲ့လို့မောင်ရင်တို့ကပညာမသိရင်ဘူးဆိုရင်တော့ဖြစ်ရင်ကိုတို့တိုင်းပြည်သွားအောင်ပါပညာနဲ့ပဲလုပ်ပါတိုင်းပြည်ကိုမြင့်တင်သမှာပညာနဲ့မြင့်တင်သမှာကျန်တဲ့နည်းနဲ့သွားလုပ်နေမရဘူးအခုဥစ္စာဗမာပြည်လည်းကျွန်တော်ပြောရမယ်ဟုတ်တော့ကကျွန်တော်ကမာမတ်ဆိုတဲ့တွဲဘက်အထကအကြောင်းလေးကိုဟောပြောပေးသမှာဆိုတော့ကျောင်းသားမိဘဘာညာပေါ့အသူကြီးစာပေဟောပြောပေးသမှာကျွန်တော်တကူတော်ပေါ့ဖိတ်ကျွန်တော်သွားဟောရဟောခဲ့တော့ကျွန်တော်ပြောခဲ့တာလေခင်ဗျားတို့ကလည်းပြန်ပြောလိုက်မှာစဉ်းစားကြည့်ကြပါဒီမှာလို့ခင်ဗျားတို့ရွာကိုလာကြည့်တယ်ကျွန်တော်ရွာတရားကိုဝင်လိုက်လို့ရှိရင်ကျောင်းရှိသလားကြည့်တယ်ကျောင်းရှိတယ်ဆိုရင်ကျွန်တော်အဲ့ရွာအတွက်အနာကကောင်းတယ်လို့မှန်းတယ်ကောင်းပြီပြီးလို့ရှိရင်အဲ့ဒီကျောင်းအဝင်းအကျင်းဘယ်လောက်ကြီးလဲကြည့်လိုက်တယ်အဝင်းအကျင်းများများကြီးပြီးပြီးတော့လှုပ်ထားလို့ရှိရင်ရပြီးတိုက်တယ်လို့ဆိုနောက်တစ်ဆင့်အားတက်တယ်ကောင်းတယ်အဲ့ဒါပြီးလို့ရှိရင်ကျောင်းဝဲအတွင်းမှာသက်သက်ရဘယ်လောက်ရှိလဲတစ်ပင်ပန်းမဲ့စိုက်တာပြိုးတာဥယျာဉ်လေးတွေအစားထားလပါဘယ်လောက်လုပ်ကလေးဆိုကြည့်လိုက်ရင်ကျွန်တော်ဆရာမတွေကိုချီးကျူးတယ်ကျောင်းအတွက်အားတက်တယ်အဲ့ဒီနောက်ထပ်ကျုပ်အိမ်သားကိုလှမ်းကြည့်လိုက်ရပြီဆိုလို့ရှိရင်အဲ့ဒီရွာရဲ့ရည်ကြီးမှုအဆင့်ကိုကျုပ်တကယ်ဖြတ်နေတယ်ကျွန်တော်အဲ့လိုပြောပြခဲ့ပြီးတော့ကျွန်တော်ပြောတာခင်ဗျားတို့ရွာကျုပ်ဝင်တာလေဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ကပိုက်ဆံနဲ့တက်နိုင်တဲ့လူကကိုသားကိုသမီးကိုမြို့ကိုလှုပ်ပြီးတော့ပညာသင်ခိုင်းတယ်ကိုထမင်းတစ်လုံးလျှော့စားတယ်နော်တချို့ကြတော့ပိုက်ဆံလည်းရှိပဲကိုယ်ရဲ့လက်ဖက်လည်းမရှိသို့မဟုတ်ချို့တဲ့လို့မို့လို့မြို့မပို့နိုင်တဲ့ခါကျဂိုင်းဘယ်နဲ့လုပ်မလဲကလေးတွေဆယ်တန်းလေးတော့အောင်သိခြင်းနဲ့ပညာလေးတော့ခင်မြောင်တက်သိခြင်းနဲ့အဲ့တော့မလုပ်မလဲတို့တွဲပဲကြောင်းလေးတော့အောင်ဆရာလေးတွေငှားအောင်ပိုက်ဆံစုကြပိုက်ဆံစုပြီးတော့ငှားတယ်ငှားပြီးတော့ပညာတတ်တဲ့ဘွဲရတဲ့ကလေးတွေကိုခေါ်ပြီးစာသင်ခိုင်းတယ်အဲ့ဒီတော့အဲ့ကလေးတွေကိုတစ်လ2000နဲ့စုပေးရတယ်နေစရာအိမ်ပေးရတယ်အစိုးရခန့်တဲ့ SAD ကတစ်လမှာ1250လောက်ပဲသူတို့က2000ရတယ်ကြည်စမ်းလို့ပိုက်ဆံပိုးပေးပြီးတော့ခေါ်ပြီးတော့ခဏလုပ်ကျုပ်သိဝင်လာတယ်ခမရတဲ့လောက်ကကျတို့ဗမာပြည်အစိုးရအဆက်ဆက်လိမ္မာခဲ့လို့ရှိရင်ဘယ်တော့မှတက်ကြည့်ဒီလိုမဖြစ်ဘူးလို့ပြောတယ်တွေ့ကြည့်ခင်ဗျကျွန်တော်ခုပြောခုရင်တာတယ်ခုပြောခုဒေါသဖြစ်တယ်ဟောလို့ပို့ချစ်ပြီးတော့ဘာကြောင့်လဲပိုက်ဆံတလောက်ပေါ်ခဲ့တဲ့ဥစ္စာတော်တဲ့ကျောင်းသားတို့ယာထောင်းကြည့်ပြီးတော့ပြင်ရတော့လွတ်ပါလားကို့အငတ်ခံပြီးလွတ်လိုက်ပါလားကို့သားသမီးတို့ချစ်ရင်တိုင်းပြည်အနာဂတ်ကိုတကယ်ချစ်ရင်မလွတ်ဘူးအဲ့တော့တော့လူတွေလို့ဟုတ်လားကိုလျှော့စားပြီးတော့တခါတည်းနိုင်ငံညာတော်ပြီကြော်ပြီမော်ပြီဆိုတဲ့ဆရာတွေကိုပါရဂူတွေကိုငှားလိုက်ပါလားကို့ပါမောက်က2000ရလို့ရှိရင်သူတို့1000ပေးရတော့ဘာဖြစ်လဲ10နှစ်ပေါ့ဒီမှာပညာတတ်တွေယာချိပြီးကြိုင်းခဲ့တယ်လောက်သလားကောင်းကောင်းပြောလိုက်မယ်နော်နာမည်မပြောသေးနဲ့ဝင်းကြီးတယောက်ရဲ့လက်ထက်မှာဆိုလို့ချင်းကျောင်းသားပညာတော်တွေနိုင်ငံညာပေးတာကိုကလို့တော့မှာအဲ့ဒီကျောင်းသားတို့ပညာတော်တွေတရားလောက်ကိုဟောဒီတိုင်းခောက်ထားကြလို့ဒီတိုင်းထိုင်နေမှာတွေ့ကဲ
ရင်နာဖို့မကောင်းလားအဲ့ဒါသူတို့ပြောတာတက်ကတူကဘာမောက်ခတယောက်ကြတဲ့ခါကျတော့ဟိုကနေတောင်းတယ်ပညာတော်စင်လွတ်ဖို့ရှိပါလားမလွတ်လို့ပါကြီးပဲသူပင်စင်းသွားမှတိုင်းချင်တော့အဲ့ဖိုင်နဲ့မှဒီတိုင်းကြည့်ကဲဥပေမောင်တင်ပြောတာမျိုးဟုတ်သေးလားကဲတော်သိပြဖို့ကောင်းတယ်ဟုတ်တယ်ကိုတိုင်းကိုပြီးမို့လို့သာနှစ်ပြီးချစ်နေရတာတခါတည်းကကိုတိုင်းကိုပြီးကိုငယ်လေးဖျောင်းနဲ့ပေါက်ပြီးပြီးရောဒါမဲ့ဟုတ်လို့မချစ်လို့ကလည်းဖြစ်တာမဟုတ်လားကိုလို့တခါလေပေါ့ကိုပါကိုလည်းမကြိုက်ဘူးမကြိုက်မှမကြည့်ညို့ပဲလို့မှိတ်ပေါင်းနေတာဒီမြေကောက်ပေါင်းဆိုတော့ခွာလို့ရတယ်ကိုကြခွာလို့လည်းမရဒီတိုင်းမှိတ်ပေါင်းနေတာအဲ့ဒီကကိုတိုင်းကိုပြီးကိုကဲဆိုချစ်တာကိုကျွန်တော်ကကိုကဲဆိုချစ်တော့မှိတ်ပေါင်းရပါဘယ်တတ်နိုင်လဲဒါမှမဟုတ်တာလည်းဖြစ်နေဥစ္စာပြောမှာအထူးသဖြင့်ကလူငယ်တွေမင်းတို့လည်းဖြစ်ကြအဲ့ဒါမျိုးမဖြစ်ဘူးဒါသူတို့သင်္ကန်းစာရွာမှာခုနကပြောတဲ့သင်္ကန်းစာတော့သင်္ကန်းစာဆိုအဲ့ဒီခုနကပြောကိုယ်တိုင်မှားမှသင်္ကန်းစာပြီးတဲ့ခါတော့ဟိုလားကိုယ်တိုင်မှားတယ်ဆိုကိုယ်တိုင်မှားပါလေနဲ့တော့သင်္ကန်းစာမူတဲ့ဥစ္စာမျိုးဖြစ်မသူလို့ပြောတာကောင်းတော့ကောင်းတယ်ဘာကောင်းဆိုရှက်ဖို့ကောင်းတယ်ဆိုအဲ့ဒါမျိုးဟုတ်လားအဲ့တော့ဆက်ပြောလိုက်အောင်အဲ့တော့ဟောကျွန်တော်တို့ရှင်းကြည့်ဖို့ပြောမှာတိဋ္ဌိရှင်နိုင်ငံမှာဒီစိန်ကပူရသင်္ကပူရပေါ့စိန်ကတော့သင်္ကဆိုချင်းသိသီဟပေါ့ပူရကမျိုးချင်းသိဥကောင်းနဲ့တူတဲ့မျိုးစင်ကာပူကဲတိုင်းပြည်ကဘယ်လောက်ရှိလို့ခင်ဗျာဒီမန္တလေးခရိုင်လောက်လည်းမရှိတိုင်းမန္တလေးခရိုင်လောက်ရှိတော့ဘောအလုံးစုံခရိုင်ပေါ့တိုင်းပြောင်မရှိပါဘူးပေါက်စာလေးဘာပစ္စည်းမှမထွက်ဘာတရားဇာတမှမထွက်ဘူးဘာရေနံလည်းမထွက်ဘာမှမထွက်ဘူးအဲ့တော့သူတို့စဉ်းစားကြည့်တော့ဒိုတိုင်းမြန်မာဘာထွက်တော့ဆိုမှန်မှန်ကြီးထွက်တာလူပဲထွက်သူကအဲ့တော့လူပဲထွက်နေလို့ရှိဒါဖြင့်လူကိုအကောင်းစားလူဖြစ်အောင်လုပ်မယ်လူသားလည်းအကြီးအမြင့်ဆို human resources ပေါ့ကျွန်တော်တို့ natural resources မရှိဘူးအဲ့တော့ human resources လူတွေကိုအကောင်းစားလုပ်မှချတယ်ခေါင်းကကျော်ရင်းပြောတဲ့တောင်ပါပြီ computerization လို့ပဲဆိုတာလွန်ခဲ့တဲ့15နှစ်ကတည်းကချတယ်တို့ကအရင်ဒီပညာရေးမှာနှုတ်နိုင်လို့ကနဲကိုနေခဲ့ရဲဆက်ဆက်တော့မှနေရာမျိုးပြန်လေးဆိုတော့ရဲဆက်ဆက်လို့ရမှာလူမထူထောင်မနဲ့ဒီပြဘာထူထောင်နေမှာလူကအရေးကြီးဆုံးပြောကြတယ်ကလူသီတာပဓာနာဆိုပါဇက်ကသာဩနာအဲ့ဒီမှာလူဟုတ်လားလူအရင်းမြစ်အဲ့တော့စင်ကာပူကလူအရင်းမြစ်နဲ့ထူထောင်တယ်အခုသူတို့စီမံကိန်းရဲ့တဝက်ပဲရှိသေးတယ်ကျွန်တော်ဗမာပြည်တဲ့စာပေါင်းများစွာကျော်သွားပြီကြောက်ကြတနေ့ကယူရီးယားကောင်မလေးကြောက်လာတယ်တွေ့ရပြီကိုမြတ်တန်းရင်သူကယူရီးယားမှာဒီရှိတယ်ပါတော့အင်ဒိုချိုင်းနာပေါ်လေးမှာရှိတဲ့နိုင်ငံတွေရဲ့ရည်ကျင်းမှုလေရေးအဖွဲ့ပေါ့အဲ့ဒီကသူကဒီကောင်မလေးကရင်တော့ရုပ်ရှင်မင်းသမီးကြီးပေါ့ခုတော့လည်းကြီးသွားတယ်မင်းသမီးကြီးဖြစ်သွားတာပေါ့ခုတော့ဒါရီပါရီလုံနေကြသူကဘာပြောလဲဆိုတော့ဒီကိုရောက်တော့ကိုတဲ့မင်းဘယ်လိုနေတော့ဘာညာကျွန်တော်မေးကြတော့ရင်းနေနေပါစကားပြောကြတာသူတို့အမေခေတ်ကိုပြန်ရောက်နေတယ်ပြောလိုက်တယ်စိတ်ထဲမှာဘယ်လိုအောင်းလိုက်ရမလားရီလိုက်ရမှာအောင်းရီလို့လဲမှာကျွန်တော်ဘယ်လိုဖြစ်သွားမှာ तू ကရိုးလေးပြောတာပါကျမတို့အမေခေတ်အတွင်းကဟာမျိုးလိုပဲတဲ့ကျွန်တော်တိုင်းပြည်ကိုပြောသွားတယ်ကဲဘာကြောင့်လဲဆိုတော့လူအရင်းမြစ်မှသိမှမသိပဲလူအရင်းမြစ်ကမှစိုက်ကြတယ်အဲ့တော့ကောင်းပြီခုအဲ့ခုအဲ့ဒီဒီနေ့ကနာအဲ့ဒီဖြစ်တဲ့ဒီနာခဏခဏပြောပါတယ်ပြီးတော့သူကဒီမှာဒီလိုဘာမှမနေချင်မှာလို့အဲ့ဒီကဘုဘာဖြစ်နေမှာလုံးဝမသိဒါပေမဲ့သူလူကြီးပညာရေးသူကြီးကဘုရားတယ်နော်တစ်ချက်ယူလာပြီအဲ့ဒီသူကလည်းနောက်တော့တိုင်းကြတော့ဘုရားနာပြောတာလည်းအန်ရောက်သိရတယ်ဆိုတာသူဝိသအဲ့ဒီအန်ရောက်အားတယ်တကယ်ကြီးအောင်ဆိုတာဘုံအောင်အဲ့ဒီလိုဖြစ်ဖို့ဖြစ်တာဒီနော်မာတော့မှာWhich was the guy? You did it. Would you let him come? I don't know. Leave him alone. Well, I he said, he never. I don't know. I can't see you. I leave him alone. You never go to the other. No. She doesn't need it. There are nothing.အဲ့တော့သူဒီထုပြီးတော့မှပြဘူတာသူစိတ်မမောတော့ဘူးနောက်ကျသူစူးစမ်းပန်းစားလို့တော့ခြေထောက်နဲ့လမ်းလျှောက်နိုင်တာတော့မော်တော်ကားမောင်းတယ်လို့ရှိရင်လေမြန်မောင်းဖို့ဘာမှမခက်တော့ဘာလို့ဆိုခြေထောက်ကမော်တော်ကားအလုပ်များတယ်လေမြန်မှာခြေထောက်ကမော်တော်ကားတော့အလုပ်များဆိုတော့အဲ့မှာမော်တော်ကားမောင်းပြန်ရတဲ့ခါကျတော့သူကဒီပြန်ပြီးတော့တက်ထဲမှာပြန်ပြီးတော့အဲ့သူ့နေရာကိုသူပြန်ပေးဖို့လို့ခွင့်တောင်းတဲ့ခါကျတော့ဟိုကဒီသေးနဲ့ပြည့်တဲ့ခါကျခြေထောက်နှစ်ဖက်မှာပါတဲ့ကောင်အတုနဲ့ကောင်ကိုလေမြန်ထဲမှာခဏ
သိရင်နဲ့မထည့်ဘူးဆိုမရနိုင်တော့အဲ့ဒီမှာအိမ်ပြန်လာပြီချုံဝဲချပြီးငိုတာသူဇနီးကပြန်ရေးထားတယ်တနာဖို့ကောင်းတာသူသိတယ်မယ်သူဇနီးကဘေးကနေသူ့ကိုကြည့်ပြီးတနာတော့ငိုရတာအဲ့ဒါနဲ့နေတော့တစ်ချက်ပြတ်သွားပြန်သွားတာပြီးသွားပြီပေါ့နေတိတန်သိကြီးဖြစ်ပါလေရောလေဒုတိယကဘာသိကြီးဖြစ်တော့အဲ့ဒီမှာကျတော့တခါတည်းတပြေးပြေးနဲ့တခါလေတန်းသူကလူတွေကလိုးလာတဲ့ခါကျအဲ့မှာ pilot ခုန pilot ဆိုလေ fighter မောင်းတဲ့ကောင်ကြီးပေါ့အဲ့ဒီသေကောင်လေသေးတွေလိုးလာတဲ့ခါကျချက်ချင်းတင်လို့ရတာမဟုတ်လာကွာဆိုလို့ဟောလှဲမောင်းတာမှမဟုတ်ဘူးနဲ့ဟုတ်လားချက်ချင်းတင်လို့ရတာမဟုတ်ဒါကြောင့်တယောက်ကိုအကြာကြီးမွေးယူလာတာသူကအဲ့တော့မှဒီကောင်ပဲမောင်းနိုင်မှာဆိုသူကစမ်းကြည့်မယ်ဆိုတော့သူကကားကိုလှက်ပတ်ပြီးမောင်းတယ်အဲ့တော့ဟို commander လူတွေကကြည့်တယ်ဒီကောင်တော့ရမပုံလို့ရှိတယ်ပေါ့မင်းအဲ့ဒါနဲ့ကန်ပြန်ကွာဆိုတော့သူ့ကိုမောင်းလို့မပေးဘူးလေတက်တစ်ခုစကွတ်တန်ခေါ်တော့ပါဒီမိတီလာလိုပါလို့အဲ့မှာရှိတဲ့လေရင်စုလေးကိုအုပ်ချုပ်ဖို့ပေးလိုက်တဲ့ခါအဲ့ကောင်ကသွားတော့ဟိုတက်ကနေအသစ်ဖွဲ့တဲ့တက်တော့ဟိုတက်ကပေးလိုက်ဒီတက်ကပေးလိုက်မီးကျုံမောင်းပြစ်တယ်သူတို့မကြိုက်တဲ့ကောင်တွေပေးတယ်နမုံချန်တော့ပေါ့ဒါမကြိုက်တဲ့နွားရောင်းလိုက်ကိုတက်ကမကြိုက်တဲ့ကောင်ကိုပို့ရတာအဲ့ဒီပို့လိုက်တဲ့ခါကျရောက်လာဒီကောင်နဲ့လည်းအကုန်လုံးတောင်မကျိုးတဲ့ကောင်တွေကြီးပဲသူကကြည့်စံတဲ့ဖယိုဖေးအဲ့လိုနေတော့ဒီနေ့ကျတော့ဒီကောင်တွေကိုဒီလိုအုပ်ချုပ်တော့ရမှာမဟုတ်ဘူးသူပြီးတော့အဲ့ဒီမှာလေးများတဲ့တင်းကိုထုတ်ခဲ့စမ်းဆိုဖက်တယ်ဟိုကလေးများထုတ်လာလေးများထုတ်ခိုင်းတော့ဘေးကကောင်နဲ့ကြည့်တယ်ကျန်တဲ့ကောင်တွေကခြေတော့ပမာတဲ့ကောင်ကတော့ဘာလို့မှမသိဘူးပေါ့သူကအဲ့ဒီမှာဘောလုံးများကန်နေအောင်မလားမသိဘူးပေါ့အဲ့ဒါနဲ့ဒီကောင်အဲ့မှာလေးများတက်ပြီးတော့မှတခါဟောဆိုတာမောင်ကြီးအချိန်ယူတော့ဟောဆိုထုတ်တာတခါကိုလစ်ထုတ်တာထောက်တက်ချအဲ့တော့ဟိုကောင်နေနေတော့မဆိုးပေါ့အဲ့မှာကြည့်အဲ့မှာလူပြီးခေါမပဲဒီလိုပက်လက်ချဝင်တာတွေပါဒီမှောက်ပြန်နေနောက်ပြီးတော့မှနောက်ဆုံးမိတ်တစ်ခုလုံးပြတယ်ဒီ low flight rolling ခေါ်တယ်အနေမှာပေါ့ခါလေးများမို့ဒီဝဲဥတဲ့လေကောင်ချသိကြောက်ဖို့ကောင်းအဲ့ဒါဒိုင်းဆိုပြုတ်ကြပေးရတယ်သူကသေးချင်းသေးလို့စွန့်ပြီးတော့ကိုချဒီကောင်မူရတာတော့ကျွမ်းကျင်တဲ့ကောင်အောင်မြင်တယ်အဲ့ဒီဟိုကောင်တဲ့ခါမနေနိုင်ဘူးလက်ခုပ်ပြီးပြီးလက်ပြီးတော့ပြန်ပြီးဆင်းလာဟိုအဲ့မှာရပ်ပြီးတော့သူကခတ်တီထွက်လာတဲ့ခါကျသူကသိတယ်သူ့နောက်စီကနေတမ်းမြန်းရသူသိတယ်ဒီကောင်နဲ့ကျွန်တော်စောင့်ကြည့်နေလို့ဆိုသိတယ်အဲ့ဒါပြီးကြတော့မှနောက်အဲ့ဒီဒိုင်းင်းဟောပေါ့သမင်းစားကန်သွားဆိုသူအပေါက်ကနေစောင့်ဟိုကောင်နဲ့လာတယ်သွားပြန်သွားမယ်ဘုသောတားပေါ့ဒီလက်ကိုင်မပါဘဲနဲ့မလာခင်စိတ်ကံကိုချင်းချင်းကန်သွားနောက်ဆုံးပြီးဒီကောင်တွေသူ့လူသေးလာတက်ကြီးကိုနိုင်နေသွားကိုအုပ်ချုပ်သွားတာဖြစ်ပုံလို့ပြောအဲ့ဒီမှာတစ်ဖက်မှာကျတော့ဂျာမန်လေပဲနဲ့ပြင်သစ်တိုက်ပြီးမှအဲ့တော့ပြင်သစ်ကဂျာမန်အောက်မှာရှိတယ်အဲ့ဒီမှာသွားတိုက်ပြီးလေမြန်ချင်းကိုထိုင်ပြီးတိုက်ပြီးလိုက်တာဒိုင်းဆိုရှိရ dashboard လိုဟာမျိုးခြိုက်ဝင်လိုက်တာခြေထောက်ကြီးညံ့တယ်သူကလေမြန်ကမီးလောင်နေအဲ့မှာခုံချလို့မရဘူးအောက်ကခြေထောက်ကျဟိုမှာရှိရနဲ့ညံ့နေတော့မတတ်နိုင်တော့သူကထွက်လို့ရလည်းမရဒီတိုင်း ejector နဲ့ထိုးမယ်နောက်ဆုံးမိကြတော့အဲ့သူ့ခြေထောက်ကြီးအတူကိုဖြုတ်ပြီးဘုံတိုင်းဆိုထုတ်တယ်ကြာခြေထောက်ကြီးတစ်ချောင်းအတူကြီးရတော့ဟိုထဲကျန်နေကြတော့အဲ့ဒီမှာလည်းကလေကြီးနဲ့ကြာတော့ဒီကအောက်ကဂျာမန်စစ်ပလိတ်တွေတခါအကုန်လုံးမော်တော်ဆိုင်ကယ်နဲ့သူကြတဲ့နေရာလိုက်အနားကိုကြက်တယ်ဒီကောင်က3လစ်သူကပဲသူ့ကိုသူပဲထိနေတယ်အောက်ပက်လက်လန်းကြပါကြိုက်တဲ့ခါကျကြည့်လိုက်ဟိုကခြေထောက်နဲ့ချောင်းမပေါ့ဟာဒီကောင်ပဲနေပါလေအဲ့ဒါနဲ့ပွေ့ပြီးယူလာခဲ့တာဖမ်းလာကြအဲ့ဒါနဲ့နောက်သူ့ကိုထားတော့သူကပြန်ပြီးတောင်းတာပေါ့ဗျာခြေထောက်ပေးပါဆိုပေးရတာပေါ့3မောင်းပြီးတော့အဲ့ခြေထောက်ကလေးနဲ့လမ်းလျှောက်ကျင်တယ်ဥစ္စာအဲ့ဒီမှာခင်ဗျအဲ့ဒီအချုပ်ဆန်းကနေထွက်ပြေးတာ3 ငါတီးပြတတိယခါမှာလွတ်တော့မလို့အဲ့ဒီမှာဒီကောင်တော့မဖြစ်တော့ဘူးဆိုတော့ဒီကောင်ခြေထောက်မပါလို့သာဆိုတော့တော်တော်ခက်တဲ့ကောင်ဆိုအဲ့ဒီမှာရှိတဲ့ခြေအောင်ရဲတဲ့ကြီးတစ်ခုရဲ့အထက်ဆုံးခန်းထဲမှာဖမ်းချုပ်ထားတယ်စစ်ပြီးမှလူချင်းလဲကြတယ်တိုင်းခြေထောက်မပါတဲ့ကောင်မောင်ရင်တို့ဒီကလေးတွေနဲ့ဆိုင်မောင်တို့ဘလောက်ကန်တော့နော်မင်းမမျက်စိမပါလို့ရှိရင်အလိုချင်ဆုံးဟာမျက်စိဖြစ်မှာမင်းမနားမကြားလို့ရှိရင်အလိုချင်ဆုံးဟာနားဖြစ်မှာနော်မင်းမခြေတော်နဲ့ချောင်းမရှိတော့ဆိုအလိုချင်ဆုံးခြေတော်ဖြစ်မှာအဲ့ဒါတွေအကုန်လုံးမင်းတို့စီမှာရှိအကုန်လုံးရှိဘုရားသခင်ကပြီးပါတယ်ပြီးရတယ်နဲ့မလို့ရတော့ကြောက်ပါဒီလိုမှသာကမဟာယန္တာဆိုတော့လည်းအဲ့လိုတင်းရတာလောကကြီးမှာဒီမဲ့အောက်တန်းကြဖို့ကတော့အဋိဌာန်ချနေဖို့မလိုဘူးငါတနေ့အောက်တန်းကြရမယ်မလိုပါဘူးဒီတိုင်းကြတော့ပါအဲ့ဒါကြိတ်မောင်းနေဖို့မလိုဘူးကောင်းပြီအဲ့ဒါပြီးတဲ့နောက်မှာနောက်တစ်ခုဆက်ချင်တာကိုးစားနော်ပညာနော်ပညာပြီးရင်နောက်တစ်ခုဘာလိုသေးလဲဆိုတော့ပြောကြလို့ကိုယ့်ခေတ်ကိုကောင်းကျင်နော်ကောင်းကျင်တဲ့လူတွေအတွက်ပြောတာနော်မကောင်းကျင်လည်းကိစ္စမရှိရတယ်နော်အခုဖြစ်နေပြဿနာပါဆိုကိုချင်းတရားပြဿနာကိုချင်းတရားပြဿနာလည်းပဲဒီတခိုးတွေကြီးပွားနေဖြစ်နေတော့အဲ့ဒီဟာဟ
လက်ကုတ်မတီးနဲ့တကယ်ဒါတွေကဒီလှုံ့ဆော်နေတာမဟုတ်ဘူးတကယ်ဖြစ်နေတာယူပြောတာဝင်းသားပြမဟုတ်ဘူးဂုံယူပြချင်းမနေနဲ့ဟန်ကြိုက်တာကွာဆိုရုပ်နေတယ်တဲဟောကိုအပြစ်တပုံးချတာမဟုတ်ဘူးဟုတ်လားဟုတ်ဖြစ်နေတာပြီးခဲ့တဲ့အရေးခင်းကြီးဖြစ်လိုက်တော့နဝတဆိုတာရန်ကုန်မြို့ကြီးပေါ့တခါတော့ကိုမျက်နှာပြလိုက်လို့လှသွားကြီးတခါတော့ကတ္တရာလမ်းကြီးတွေပါဒီမှာတခါနိုင်လောင်ကတ္တရာကြီးခင်းပလက်ဖောင်းတွေချက်ပြီးလို့တော့ဟာဒီမဲ့အောင်သိန်းတော့ဒီကားစီးနိုင်တဲ့ကောင်မှမဟုတ်ပဲဒီလိုလျှောက်သွားတော့ပလက်ဖောင်းလှုပ်တာတွေမြင်နေရတာပေါ့လှုပ်တာမြင်တော့ပလက်ဖောင်းတွေလှုပ်တယ်မြန်လဲမြန်လဲဟာမိတွေပါထိုးထက်ပြကိုချကန်ထိုက်လှုပ်နေခါကျပလက်ဖောင်းမှာမြောင်းကူးလေးတွေကျတော့အောက်ကဝါကဖိခင်းပြီးတော့ဘွားခင်းအော်တခုဒီလိုအောက်ကနေတခုတော့အခမ်းပါမှလှုပ်ရတာပဲလေလို့အောင်းမိတာပေါ့အဲ့ဒါနောက်ကျတော့ပလက်ဖောင်းပြီးသွားပြီသိမ့်လိုက်ပြီလို့မလို့ပလက်ဖောင်းမှာရှောက်လဲရှောက်ပါ15ရက်လောက်ရှိတော့အဲ့မြောင်းကူးကကြိုးကြကြည့်လိုက်တော့ထဲထဲဘာမှမပေါ့ကဲတိတိုင်းဟာဒီလိုပဲလုပ်ထားပါပဲပြီးလိုက်ပြီးတော့ကျန်တဲ့ပလက်ဖောင်းအစတည်းကျွေးကြည့်လိုက်တာသက်ရေစုပ်ပြီးပို့ထားခဲ့တဲ့ကိစ္စဟုတ်လားဒါမှနောက်ကျအဲ့ဒီမှာကျွန်တော်နဲ့သိတဲ့လူပြောတယ်အဲ့ဒီပလက်ဖောင်းလုပ်တဲ့ကောင်ကတိုက်ဆောက်တယ်ကိုင်းအဲ့ဒီလက်ခတ်တဲ့ကောင်ကတနေရာမှာသွားတိုက်တလုံးဆောက်တယ်ကြည်စမ်းဒီမှာတော့ပလက်ဖောင်းအမိကျက်မိသားခေါင်းကြောင်သားဖြစ်သွားတာအဲ့ဒီတော့နောက်ကလူငယ်တွေကဟာဒီလိုလုပ်တဲ့ကောင်တွေကြီးပွားတယ်ကွာဟောဒါဖြစ်လာတာနော်ကြောက်စရာသိကောင်းတယ်နော်အဲ့တော့ပါသိချင်ပြန်စဉ်းစားကြည့်တော့သိချင်တကယ်တွေ့ကြည့်ဒီနေရာမှာယုတ်တိပြီးတယ်ပေါ့ logic ရဲ့ကြောက်စရာကောင်းမှုပြောမယ် logic ရဲ့လှည့်ပြားမှု logic မနိုင်လို့ရှိရင်လှည့်ပြားမှုတွေမှာပါသွားတဲ့အတွေးမှားသွားတယ်ပြောမဟုတ်တာလုပ်တဲ့ကောင်ကြီးပွားတယ်ကောင်းပြီအဲ့ဒီကောက်ချက်ကိုမဟုတ်တာလုပ်တဲ့ကောင်တွေဟာကြီးပွားတယ်ဆိုတာမှန်တာလုပ်ပြီးကြီးပွားတယ်လို့တော့မရှိဘူးလားလမ်းတစ်လမ်းထဲမှာကြည့်စမ်းကြဒီလမ်းထဲမှာကြီးပွားတယ်လို့ဘယ်နှယောက်ရှိတယ်ဒီလောက်ရှိတယ်အဲ့ဒီမှာမဟုတ်တယောက်လုပ်ပြီးကြီးပွားတဲ့ကောင်ဘယ်တယောက်လဲလို့ရေးကြည့်အကုန်မဟုတ်ဘူးနော် percentage အရေးပြအဖြစ်နေပါတော့ဘယ်မဲ့လဲမဟုတ်တာလုပ်တဲ့ကောင်ကြီးပွားတဲ့ဥစ္စာမဟုတ်တာလုပ်ပြီးကြီးပွားတဲ့ကောင်ကအမြင်ကိုကတ်တာအမြင်ကတ်တော့သူတို့ကြီးမြင်နေတဲ့ခါကျကြံတဲ့လူတွေမေ့လိုက်တာဖြည်းဖြည်းအဲ့တော့မဟုတ်တာလုပ်တဲ့ကောင်တွေကြီးပွားတယ်မဟုတ်တာလုပ်တဲ့ကောင်တွေကြီးပွားတယ်ဆိုတာသူတို့ကြီးပွားတာကိုကြည့်ရင်ကနေကိုကအားကြလို့ဖြစ်တယ်အဲ့တော့မလုပ်တာလုပ်တဲ့ကောင်ကြီးပွားတယ်ပြန်ပြီးတော့ logic ကပြန်ကောက်လိုက်တဲ့ခါကျကြီးပွားခြင်းမဟုတ်တာလုပ်ရကြောက်ဖို့ကောင်းတယ်အဲ့ဒီအကုန်ပြတ်သွားတယ်တိုင်းပြည်လုံးပြတ်သွားတယ်ဒါကြောင့်လူငယ်တွေနော်ကိုချင်းတရားသိတိထားပါအခုဘာကြောင့်လဲလို့ဆိုတော့စကားဝင်စီးပွားရေးနဲ့အတူတူလူသုံးပစ္စည်းတွေကဒလဟောဝင်လာတော့သူ့သုံးတော့ကိုယ်လည်းသုံးနေကိုယ်သုံးတော့သူလည်းသုံးနေဆိုကောင်းလေးတွေလည်းသုံးနေမဟုတ်တာလို့မင်းလေးလည်းသုံးနေတဲ့ခါကျမဟုတ်တာလို့ကျွန်တော်ပြောရဆိုဒီခါလေးကျဘုရားအောင်ဆန်းနေတာဒီခါကျသွားပြတော့သူ့တော့မှတစ်ခါခမားကြီးပြဆိုရန်တွေ့ပဲချင်တယ်ဘာလဲဆိုသူပါဇက်ပုတ်ကြီးနဲ့ပြောခဲ့တယ်မှတ်မိသေးတယ်ခင်ဗျာတို့မာမီးကဘာနိုင်ငံကြီးဖြစ်သွားမယ်ဆိုတာကြည်စမ်းသူပါဇက်ပုတ်ကြီးနဲ့ပြောသွားတာခင်ဗျာပြောလို့မလို့ဖြစ်ကုန်ပြီလို့သွားကိုပြောလိုက်ချင်တာပြောတာထိတ်ပြောမလို့အဲ့တော့ကိုချင်းတရားတက်တဲ့ခုကျွန်တော်ပြောမှာဒါတော့ကြောက်ကြကောင်းတယ်ကြက်စီထားနော်ကောင်းလေးကြီးကောင်းမလေးကျွန်တော်တပည့်တယောက်ကျွန်တော်စာသင်ပေးရေးစာသင်ပေးတယ်ဒီကောင်ကကုမ္ပဏီတခုတော်ချမ်းသာတယ်သိချမ်းသာပြောနေတခုတည်းကျွန်တော်ပြောတယ်အစိုးရဆီကနေအထောက်အကူငှားလိုက်တယ်မကြသေးဘူးဒါပိုင်းပေါ့တစ်လောက်ဒေါ်လာ3000နဲ့ငှားနှစ်30စာချုပ်ထားဒါဒီတခုတည်းကျွန်တော်ဒီမြင့်လုံငန်းတွေကျုပ်မသိဘူးနော်အဲ့မှာကျွန်တော်သွားတယ်တနေ့မှရောက်တဲ့ခါကျတော့ဘာပြောလဲဆိုကျွန်တော်ဒီကောင်နဲ့စကားပြောနေလို့ရှိတယ်ကောင်လေးခလေးပြပေါ့ဝင်ဒရိုင်ဘာနဲ့ကြည့်ပါတယ်မင်းနဲ့ဘယ်သူပေါ့ဒီကောင်လေးကြည့်အောင်သူတို့ကိုတဲ့ပစ္စည်းတွေပါအကုန်လုံးရှိတယ်အိမ်တယောက်လိုက်ပို့တာအဲ့တဲ့တခုမှမကြံစည်နဲ့တော့အိမ်နဲ့ရရောက်ဖို့တော့ကြားလာတယ်ဟုတ်ကဲ့ပြေးသွားတော့ဒါပဲဘောနဲ့ဆက်ပါကျွန်တော်ပဲသူကကျွန်တော်ဗားလေဗားရေးတဲ့ဒီလိုပဲတဲ့သူကနေသိပြတဲ့ခါလို့လဲဘာဖြစ်လို့တော့ပါလဲနှစ်ယောက်ထုတ်လိုက်ရတယ်ကြီးတဲ့ကျွန်တော်ခုထုတ်ရတာ9ယောက်ရှိပါတယ်ကျွန်တော်4ယောက်ကိုဝန်နေပေးထားရတယ်ဟုတ်လားလို့ဘာဖြစ်လို့လဲဆိုတော့ဒီရိုက်ပြစ်ဒီပေါ့ဗားရေးခိုးတာတွေပေါ့ဘယ်လိုခိုးတာလဲဆိုတော့အဲ့ဒီအရင်တရက်က2ရက်လောက်ကနိုင်ငံသားဧည့်သည်အခန့်စားပွဲကြီးလုပ်တယ်အဲ့တော့စာတေးတော့ပွဲတွေကမျိုးမျိုးပေါ့သူကိုယ်ဆန်ပြီးသွားတော့အဲ့ဒီပွဲတွေကိုမှားတဲ့ဥစ္စာအဲ့ဒီမှားတဲ့ကြက်တဲ့ငွေရဲ့ပုံမှာတပွဲကို9ကျပ်တဲ့2ကျပ်3ကျပ်တင်းပြီးတော့သူကသိရှင်းဒါကျွန်တော်တဲ့ဟာကျွန်တော်စီးပွားရေးလုပ်ကျွန်တော်ရိပ်မိတယ်သူမစဉ်းစားဘူးကောင်းလား
ကျွန်တော်တယ်လီဖုန်းတစ်ချက်နဲ့ကောက်ကက်လှည့်ပြီးကောင်းတစ်ကောင်နှစ်ကောင်ထုတ်လိုက်ဒါအကုန်မပြန်ပေါ်တာပဲအဲ့ဒါပြင်းနေကိုပြန်တွေ့တာကျွန်တော်အရင်ကဒီကောင်ကိုသတိပေးပြီးအဲ့ဒီဥစ္စာကိုထပ်လုပ်တာကျွန်တော်ပြောတယ်တဲ့မင်းတို့ငွေကြေးပြဿနာအကူကြီးတွေ့ပြောငါ့ကိုအကူလိုသဘောထားပြောတယ်မရဘူးတဲ့ကျွန်တော်ဘယ်နဲ့လုပ်မလဲမျိုးလို့မင်းသူဘလောက်ပါပါတယ်ထင်လို့ဆိုသိအများကြီးတော့မဟုတ်ဘူးတဲ့2500 3000တော့ရမှာတော့တဲ့ဒါတော့ပါများတော့မများဘူးပေါ့ပါရဲ့ဒါမှကျွန်တော်ထားလို့မဟုတ်ကျန်တဲ့လူတွေပဲလို့ကျွန်တော်ထိတယ်သူတို့အများအားဖွင့်လို့ထားအဲ့တော့မတတ်နိုင်ဘူးပြုတ်လိုက်ရတာအဲ့တော့ဟာရေကျွန်တော်ဗမာလူမျိုးတွေညံလဲကောင်းမှတွက်လက်တွက်ဒါမှမယုံကြည်အောင်ခိုးခြင်းနဲ့စိတ်တော့တော့ပါတယ်အထူးသဖြင့်ဌာနကထွက်လာတဲ့လူမျိုးစိတ်သားမယုံအောင်ကဲဒါသူပြောတာဟာသူပြောတာဒါကျွန်တော်ပြောတာနော်တကယ်သူပြောတဲ့အတိုင်းမှာကျရိုးရိုးလေးပါကျွန်တော်ဘယ်သူမှကြည့်ရအောင်ပြောတာမဟုတ်ကျွန်တော်နဝတ္တရဝတ္တဘာကာကြီးခေါ်ရနေကျွန်တော်ဘာမှမဆိုင်ကျွန်တော်တကယ်ပြောတာဟုတ်လားဟုတ်ကျွန်တော်တကယ်ပြောတာဒီကျွန်တော်အဲ့ဒီစိတ်ကတစ်စက်မှမပေါ့ကျွန်တော်တကယ်ပြောတာဖြစ်နေတဲ့ဥစ္စာယူသိရမယ်ဆိုကျွန်တော်ပြောတာကိုယ့်ပေါင်ကိုလှမ်းထောင်းလို့ထောင်းနေရတာမထောင်းလို့မဖြစ်ဘူးအဲ့ဒါတွေဖြစ်တယ်အဲ့ဒါဖြင့်ဒါနဲ့နောက်ကြမိန်းကလေးတွေလည်းဒီလိုပဲဟောဒီစမောင်ကမိန်းကလေးတွေကဘယ်လိုလုပ်ဆိုပြီးတဲ့ခါကျကျွန်တော်တိုးတစ်ခုရှိဒီကုံစုံလို့အဲ့တော့အဲ့ဆိုမှထားတယ်အရောက်သေးမှလေပြောသမီးတို့ညီတို့ဘယ်လိုပဲသိချကျွန်တော်ကိုတူမလေးတွေနှမလေးတွေကျွန်တော်ဖြည့်ရှင်းမယ်သိချပြောတယ်ပြောနေငါလည်းမပြောဘူးဘာပြောသေးလဲဆိုတော့ဥမာတဲ့မိန်းကလေးနှစ်ယောက်တယောက်ကိုတော့ဝန်နေပြီးတယ်နောက်တစ်ယောက်တော့ထုတ်ပလိုက်ရတယ်ပြောစမ်းမအောင်လို့ဘာဖြစ်လို့ဆိုတော့မိန်းကလေးတယောက်ကဥမာဆိုညခုံမွေးဆွဲတာတို့ဘာလို့ဒီလိုပစ္စည်းမျိုးပေါ့ဗျာသူကတစ်ချောင်းချင်းယူလို့ရှိရင်30ဒါပေမဲ့တရားစီယူလို့ရှိရင်100နဲ့ပြီ120အဲ့ဒါဒီကောင်မလေးကရောက်သေးမှလည်းဘာလို့လဲဆိုတော့တစ်ချောင်းချင်းရောင်းရတယ်ဒါပေမဲ့အဲ့ဒါကိုဖြုတ်ပြီးတော့တရားစီရောင်းရတဲ့ပုံမျိုးနဲ့ပြင်းတယ်ဒါမိတာပေါ့20ဆိုတော့နောက်မလုပ်နဲ့နောက်တစ်ခါဆိုရင်တော့ဒီမတရားဘူးပြောရတယ်နောက်တစ်ယောက်ကြတော့ဘူးတဲ့ကျွန်တော်ဖြုတ်လိုက်ဘာဖြစ်လို့လဲဆိုတော့သူကတဲ့အဲ့ဒီပစ္စည်းမှရှိတဲ့ label ကိုဈေးနှုန်းပြောင်းတက်ပြီဆိုတာဆိုကြပါစို့100ဆိုတော့130သူလုပ်လိုက်တယ်30သူလိုက်တယ်ဒါကြောင့်ကျွန်တော်သိခံနိုင်တော့ဟုတ်ဆိုကျွန်တော်တို့ကအပြိုင်ဆိုင်ရောက်နေရတာ130ဆိုလဲဒီဝယ်တဲ့လူကဟာဒီဆိုင်ကအများကြီးရိတ်တယ်ပြောမှာပေါ့ကျွန်တော်ကျန်တဲ့ပုံတွေကနားပြီအဲ့တော့သူ့တော့ကိုင်းဒီလားဒီတော့ကြာဒီနေ့နေတွေ့ပါကိုင်းသွားဒီဝတ်သက်ပြီးဒီပြန်တော့ချက်ချင်းကိုထုတ်လိုက်ရတယ်ကျန်တဲ့မိန်းကလေးတို့လည်းဒိတ်တာဒါတော့မလုပ်ပါနဲ့ပြောရတယ်ကိုင်းကြည့်စမ်းဘယ်မှာယုံလဲတဲ့ဟာပြောရင်ယုံညမယုံမယ်တဲ့ဒီကြက်လုံးတော့ရှိတယ်ဟိုကာဆိုင်တိုက်ပါဆောက်တဲ့တန်ချောင်းကြီးအဲ့ဒီဥစ္စာ68ပေ30ရှိတဲ့ဟာကြီးအဲ့ဒါကြီးကတော့ဒီတိုင်းထားတာပေါ့တဲ့အပြန်ထွက်လာရင်ရှာတယ်ဘာညာဆိုတာတန်မိုးတွေပဲရှစ်ဆက်ဆက်ဘာမှမတူဘူးတဲ့ဒါကြီးတွေမပြောနောက်ကြအဲ့ဒါကြီးတွေပြောင်းတယ်ဒီဟာကြီးတွေပြောင်းတော့ဟာဘယ်လိုလုပ်ပြောင်းတော့ဒါနဲ့မသိကတော့တနည်းနည်းတော့ရှိနေမယ်ဆိုနောက်ဆုံးစုံစမ်းတော့ဘာလုပ်တယ်တူတဲ့တပည့်ရောက်ဖြစ်တယ်ပေါင်သိပြီးယူသွားတယ်တိုင်းကြည့်စမ်းနောက်ကြတိုက်ကိုအမြင့်ဆောက်တယ်တဲ့နည်းနည်းလေးမြင့်လာတဲ့ခါကျတော့ဘေးဘက်မှာရှိတဲ့အကာလေးရှိတယ်ပေါ့အဲ့ဒီအကာလေးဘက်မှာသူ့လူတယောက်ဆောက်တယ်အပေါ်ကနေအဲ့ဒီပစ္စည်းကိုနှမ်းပြီးပြစ်ချတယ်ပြီးတော့မှခွဲယူမျိုးကိုသုံးနေတာအဲ့မှာအင်းဘောဟိုတယ်ကြီးလို့ဟောပြောအင်းတခုမှဆိုလို့ရှိရင်ဘာပြောရင်အားဟောလိုက်တယ်အကုန်လုံးပေါင်းပြီးတင်ကြီးတဲ့ကိုတာဟာဘယ်လိုလုပ်တော့တော့သူကနိုင်ငံခြားသားအဲ့ဒီတွေလက်ခံအဲ့တော့ကျွန်တော်မေးကြမင်းအခုသူကလည်းအခုဟိုတယ်မှာသူနိုင်ငံခြားအဲ့ဒီလက်ခံတယ်မင်းတို့ဘာဒေါ်လာနဲ့ဟုတ်တယ်ဒေါ်လာနဲ့မင်းတယောက်ဘယ်လောက်လဲလို့ဆိုတော့ကျွန်တော်တို့ကစဖွင့်လာဆိုဈေးနဲ့လျှော့ထားတယ်ဘယ်လောက်ဆိုတော့တရက်ဒေါ်လာ60တဲ့ breakfast ပေးတယ်ဘာကြောင့်ပေါ့သူစီမှာလည်းတော်များများရှိတယ်အဲ့တော့နောက်သူ့မိတ်ဆွေရဲ့အဖွဲ့တစ်ခုမှာဘာလို့လဲဆိုအဲ့ in မှာအဲ့တဲခုကဆိုတော့အဲ့တဲခုကမှာနိုင်ငံခြားသားတွေတည်တာ10ယောက်တည်တယ်2ယောက်6ဖိုင်ဒေါ်လာ50ပဲထား2ယောက်ဆို100မလို့က100ဆိုတော့ဒီကောင်တွေ3ရက်တည်လို့ရှိရင်ဒေါ်လာ300ခွဲပြီဒီလိုလုပ်လာနောက်ကျအဲ့ဟာကိုမတင်ကားလို့မဟုတ်ထည့်ထားတဲ့ကောင်လေးတယောက်ကနေပြီးတော့အဲ့လိုလုတ်တယ်လို့ထင်တယ်ဆိုတော့ဘာလုတ်တယ်ထင်တယ်နဲ့အဲ့ကောင်ကလည်းပိုင်ရှင်ကအဲ့ဒီသူရဲ့ကောင်တာဘွားကနေမျက်နှာကျက်ပုံမှာသွားတယ်အပေါက်ကလေးသေးသေးလေးပေါက်ရေတပလင်းနဲ့တနေ့လုံးစောင့်ကြခမင်းမသားဘူးအသားမသားဘူးရေတဲ့ကြီးစောင့်ကြတယ်သိရှိလဲရှိကိုစောင့်တယ်ပြီးလဲပြီးတော့နောက်အကုန်လုံးဖြုတ်ပလိုက်အကုန်လုံးကိုတတိလုံးဖြုတ်ရတာခိုင်းကျွန်တော်ဘာလုပ်အခုပြဿနာရှိသေးတယ်ဒါမှခက်တာဒီကောင်ကဒီကဖြုတ်လဲဒီပြစ်ကုမ္ပဏီမှာအလုပ်သွားရချင်ရတာဒါကျွန်တော်တို့မတတ်နိုင်ဘူးကြည့်နေရမှာဒါမှဒီနေ့ကျရင်ကျွန်တော် syndicate ဖွဲ့ရတော့ပါပေါ့အခုတော့ကျွန်တော်ကုမ္ပဏီကြီးတော့လုပ်ပြီကျွန်တော်နိစ္စရတယ်ငါစီကဖြုတ်တဲ့ကောင်ပြောလိုက်အဲ့ကောင်မလာတဲ့ဒီလိုလုပ်ရရှေ့ပဲလို့လားကိုင်းကိုချင်းတရားပြိထားကြတော့ကိုချင်းတရားပိတ်ကြောက်ဖို့ကောင်းတယ်နော်မောင်ရင်တို့ကိုချင်းတရားကောင်းပြီ
လူငယ်တွေကခက်တိကြီးငါတို့ခေတ်ကိုတူတောင်းတယ်လူကြီးတွေထဲမှာတချို့လူကြီးတွေခိုးနေအကုန်မဟုတ်ဘူးတချို့လူကြီးတွေခိုးနေကြီးပွားတယ်ငါလည်းခိုးမယ်ကြီးပွားအောင်အဲ့ဒီလူကြီးတွေကိုကြီးလိုက်ပြီးအဲ့လိုလူမျိုးကြီးတွေကြီးလိုက်အတူခိုးတော့မင်းတို့ခေတ်ကြီးလည်းခစ်စုပ်ပဲကြီးပဲဖြစ်အောင်ပါအဲ့စိတ်ချတာကြက်တတိထားပြီးတော့လုံကြမှာလုံပေါ့လုံနိုင်လုံအဲ့တော့ပြောချင်တဲ့အိဗယ်ကသာရိတ္တပတ္တိအဲ့ဒီသာရိတ္တပတ္တိထူတော်ဖို့နည်းနည်းသိခံတော့နည်းနည်းလေး serious ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးတော့နည်းနည်းသိခံပြီးနားတော့ဒီပိုင်းရောက်တဲ့ခါကျဟိုနည်းနည်းပြင်းစရာကောင်းတယ်များလေးသွားတယ်ပြောတာကျွန်တော်အဲ့သာရိတ္တထူတော်တယ်လွယ်တယ်မထင်နဲ့ဘုရားအောင်ဆန်းကြည်ညိုစရာကောင်းတယ်အဲ့ဒါပြောတာတစ်ချက်ထည့်ကျွန်တော်ပြောမယ်စိတ်အားတတ်ပြီးဘလောက်ကောင်းလဲဆိုတော့နော်သူ့ကိုယ်တိုင်ရေးတဲ့အထုပ်ပတ်ဒီအဲ့ဒီမှာကျွန်တော်လေရင်းနဲ့ကိုဖတ်ပြတာဘာရေးထားလဲဆိုဂျပန်မှာထားတယ်စစ်ပညာသင်တယ်သင်နေက2လ3လလောက်ရှိတဲ့ခါကျဂျပန်တွေကသူတို့ရဲ့ရည်ကြီးမှုသူတို့ထုံးတမ်းစင်လာဒါသဘာဝကိုလူသဘာဝရသူတို့ဟာရောက်တဲ့သားတွေဖြစ်တယ်သွေးကိုသားကိုသူတို့ဟာဒီဟာဖြောပြမှုလူအပ်လိမ့်မယ်ဆိုတော့မိမတွေနဲ့စနစ်ကြသေချာသူတို့ပို့ပြီးတယ်သူ့စိတ်တဲ့စဉ်းစားကြည့်ငါဟာဒီဥစ္စာကိုမချုပ်ပြနိုင်ဘူးလားတိုင်းပြည်တဲ့သူတွေဥစ္စာဒီလောက်ဟာမှငါကောင်ကလိုက်ရောမလားငါကောင်ကအဲ့လောက်ပုံမှသိမခံနိုင်ဘူးလားအဲ့ဒီမှာကျွန်တော်စဉ်းစားကြတယ်ငါဒီအိမ်အောင်ကြမှာငါ့ရဲ့လူမျိုးပေါ့စွန့်လို့မြည်ပြီးအတိတ်ခံပြီးကျွန်တော်ထိခဲ့တယ်ကြောက်ကြပါပါအလေးပြလောက်တယ်ကျန်တဲ့ဟိုအာဇာနည်ဘာကြီးဘေးချစ်တယ်ခင်ဗျာတော့လေးပြလောက်တယ်စဉ်းစားကြည့်တော့ကြည်တာသာရိတ္တတ္တိသိခက်တယ်ကာယတ္တိဒီလိုပြုတ်ခေါင်းနဲ့လက်စည်းထိုးနဲ့လွယ်တယ်အဲ့ဒါနည်းနည်းကြည့်ပေးရပါဗျာဒါခက်တယ်မဟုတ်ခလေးတယောက်အဲ့လိုပဲကျွန်တော်တငယ်ချင်းတယောက်ရဲ့သားလေးရံဖြစ်လို့ရှိရင်ခန်းခန်းလာတော့ဟိုကောင်သိနေတယ်အဲ့လိုဗျာရံဖြစ်ခန်းခန်းနေရဆိုဟာမင်းကွာဒါများခက်လုံးလုံးကွာအခုသိမေးရတဲ့ကိစ္စဘာခက်တယ်မလို့ဆိုအာကောင်းတယ်လေခင်ဗျာပြောတော့လွယ်လိုက်တာလေတဲ့ခင်ဗျားလည်းအဲ့လိုပဲလုပ်ကြည့်တော့မအောင်နဲ့ဘာညာနဲ့ပြောရတယ်အဲ့ရောဒီမဲ့ပြောမနေမင်းကောင်ကိုတနေ့နေ့လွှဲထားပါပြောလိုက်ဒါတဲ့ဟိုကောင်လေးလာတဲ့ခါကျမှကျွန်တော်တပည့်တယောက်ရှိပါတယ်အဲ့ခရာတေကလပ်ဖွင့်တာအဲ့မာမင်းတွေမာမင်းကြီးအဲ့ကောင်သိမေးဆန်သွားတယ်ဒီကောင်နဲ့မှလေ့ကျင့်ပေးတယ်။အဲ့မှာလည်းမြောက်ပေးလိုက်ပါဆိုတာ။ဟိုကောင်မေးမှန်သွားတော့တနေ့တင်းနေဟုတ်ကဲ့ယူစီပါတယ်ဟုတ်ကဲ့ဖြစ်သွား။သွားတော့ကျွန်တော်လည်းထားပေးတယ်ဗျာဒီလေမေးပြောက်တော့သူကသူလေ့ကျင့်တော့ကျွန်တော်လည်းဘယ်ဒါလေးကြောက်ကောင်းတဲ့ဘယ်ရှိတော့မှာ။နောက်3 4 5လလောက်လာရှိတဲ့ခါကျသွားတဲ့ခါကျတော့ဒါနဲ့လျှောက်ပြီးတော့သူကျွန်တော်တကယ်နဲ့ပြောဟာဟုတ်ကောင်းဟုတ်ပဲနဲ့မင်းဟိုကလပ်ကမှန်သွားလာပါနဲ့သူ့ဖေကိုမေးတော့ဟာသွားတယ်ဗျာသွားပြဿနာဖြစ်လို့ဗျာတဲ့အဲ့ဒါဟာဘာဖြစ်လို့တော့ဟာသွားအာကျုပ်ဒီကောင်များအိမ်ကြီးချင်းကံကောင်းလို့မှမျက်နှာမပြတ်တယ်ဒီကောင်လည်းမပြတ်တယ်ဒီကောင်လည်းကျုပ်နံပါတ်2ချက်လောက်ကျင်းလိုက်ရတယ်ဟာဘာဖြစ်လို့ဆိုအဲ့ဒါဒီကောင်ခေါ်ပြီးတော့ဟဲ့မင်းဘာဖြစ်တော့ပြောစမ်းလို့ဘောလုံးကတော့ခါတိုင်းသူနေကြဖြစ်တဲ့ကောင်ကသူ့ကိုလာပြီးတော့ချဲတယ်ပေါ့လေခုခေတ်စကားနဲ့အဲ့လိုပြောတဲ့ခါကျအဲ့တော့မင်းရမ်းဖြစ်တော့မင်းကသူပြောတဲ့စကားလုံးလေးတော့မှတ်မိတယ်သူကလည်းကျွန်တော်ကိုလည်းလုတ်လိုက်လေကြာသလားလို့သူတို့ခလီစကားပေါ့လုတ်လိုက်လေကြာသလားလို့ပြောအဲ့တော့ဘယ်နဲ့လို့ကျွန်တော်လုတ်လိုက်ဟာဘယ်လိုလွတ်ရဆိုဒီဖွားဆောင်ပြည့်ပြီးထောင့်တိုင်းဟိုကောင်ရင်မဒိုင်းနဲ့စကားဘေးရသူ့ပြောင်းဝင်ခမကံကောင်းလို့နောက်ကအုပ်မြောင်းအုပ်ဆိုင်နဲ့ကပ်ပြီးလွဲတာဟိုက်ကုန်တယ်တက်လွဲတာတုံးမနဲ့သိနေတယ်အဲ့ဒါတောင်မှဒီကောင်ကိုတဲ့ရင်မမှာကိတ်ဟောရတာအောက်တောင်းတော့မူးလို့မေးလို့ဖြစ်တော့မနေနှိပ်ရတယ်ကျုပ်လည်းဟိုလူကြီးတွေအားရတယ်ဒီကောင်နံပါတ်2ချက်လောက်ကျင်းနေရတယ်ပေါ့လေကဲသူ့ဘာသူနိုင်နေလာတယ်သူ့သားပြင်းတဲ့ကိုကပြင်းတဲ့နိုင်လာပြီပြခါကျတတ်တီကောင်းလာတာပေါ့လောကကြီးမှာကိုကနိုင်မယ်ဆိုရင်တတ်တီကောင်းတဲ့လူကြီးပဲလားအဲ့ဒီကာတတ္တိမျိုးဘယ်ကောင်မဆိုကျင့်ပေးရတယ်ခက်တာသာရိတ္တတတ္တိအဲ့ဒါမှခက်တာငါရပိုင်ခွင့်မဟုတ်တဲ့ပစ္စည်းကိုငါမယူဘူးဆိုတဲ့စိတ်မျိုးကြတော့တတ္တိမကောင်းတဲ့ကောင်မရဘူးအဲ့ဒီကာတတ္တိတဲ့သိအစာပေါင်းများစွာခက်ဟုတ်လားအဲ့ဒီဥစ္စာတောင်းနိုင်မှာဒီကျွန်တော်ဟောလာစစ်တက်ထဲမှာကျွန်တော်စစ်တက်ကလေးမှာဆရာလုပ်လာပြင်ပေါင်းများစွာရှေ့တန်းမှာတတ္တိကောင်းတယ်ဒေါ်ကိုရတဲ့ဘွဲတွေပဲတည်းရသူလားဘာညာရနောက်ပိုင်းရောက်တဲ့ခါကျမှခဏကသာရိတ္တတတ္တိမကောင်းလို့မလို့ပြုတ်သွားတာလေဒီပုံကြီးဟုတ်လားမိမစိတ်ငါဝှေ့ချင်တယ်လို့ပူဇာတာမတောက်နိုင်ဘူးကားပြုတ်သွားမှဆိုလို့မှန်တာကိုမပြောဝင်ဘူးဟောသာရိတ္တတတ္တိသိခက်တယ်အဲ့ဒါကိုထူတော့အဲ့ဒါကမှအရေးကြီးတာအဲ့ဒါမှလူပြောက်ကိုဘဝကိုကြီးမြင့်တာအဲ့ဒီသာရိတ္တတတ္တိကတို့စီမှာလည်းအဲ့ဒီသာရိတ္တတတ္တိကနင်းလာအဲ့တော့ဘယ်လောက်ပြောင်းလဲဆိုတော့
ကျွန်တော်ဆောင်းမတစ်ခုတော့ရေးဦးတယ်ရှင်မင်းကအစသတိတတ်တိကောင်းတော့ဖြစ်တာဆိုတယ်မင်းဖလောင်းကြီးလက်ထက်မှာမဟာပညာရွက်လက်ထက်တထေးတယောက်အဲ့ဒီတထေးတယောက်ကဘာဖြစ်လဲဆိုငွေမြုပ်တယ်ဗျာ2000လောက်ဗျာ2000လောက်ဗျာ6000လောက်ရှိမှမြုပ်တာမြုပ်တဲ့ဥစ္စာခိုးဖော်ပါဘယ်သူဖော်ပါမှမသိဘယ်သူဖော်ပါမှမသိတဲ့ခါကျနောက်ဆုံးမိတ်အဲ့တခုကလိုက်ကြည့်ရခါကျနီးနီးနားနားမှာဟိုဒီထဲမှာငါးရှာနေတဲ့ကောင်သူပေါ့သူတော့ဒီကောင်တွေခိုးမှာပဲသူဒီကောင်တွေဖမ်းပြီးစစ်ရိုက်တာတတိယသူ့ကောင်တွေခေါ်ပြီးရိုက်တာပေါ့ရိုက်တဲ့ခါကျဟိုကောင်ကနာတော့အကြောကြတော့သူတို့ခိုးပါတယ်ပြောတော့ခိုးပါတယ်ဆိုမှပြောတော့မှကောင်းပြီခိုးရင်တော့ရာဇဝတ်မှုစင်မင်းစီကိုပို့မယ်ဆိုတော့ဒီကောင်ခိုးတယ်လို့ပြောပါတယ်ဆိုရှင်မင်းစီကိုပို့တာပို့တဲ့ခါကျတော့ရှင်မင်းစီရောက်တဲ့ခါကျတော့ရှင်မင်းကလှမ်းကြည့်တော့ရိုက်ထားတဲ့ဒဏ်ရာတွေပဲသူကတွေ့ရိုက်ထားတဲ့ဒဏ်ရာတွေပဲတွေ့လိုက်တဲ့ခါကျတော့သူကစိတ်ထဲမှာတွေ့ဟိုရဲစစ်ချက်ကိုဒီရုပ်တရားရုံးကလက်မခံဘူးပေါ့ဟိုကဒီကောင်ရိုက်ထားလို့ပေါ်တာနဲ့တူတယ်ဆိုတော့အဲ့ဒါနဲ့မဟာပညာကျော်လည်းကြည့်တော့အဲ့ဒါဒီအမှုစစ်သားဆိုမဟာပညာကျော်ကိုတွေ့တော့မဟာပညာကျော်ကဂိုင်းဒီကောင်လေးရှုထည့်ထားလိုက်ဆိုတော့သူ့လူကြောက်ကိုခေါ်ပြီးတော့ဂိုင်းသွားအဲ့မှာမင်းတို့ဝင်သားတော့လားအချုပ်ထဲမှာဒီမြတ်မှုနဲ့ဖန်ထည့်တာအချုပ်သားတယောက်ဖြစ်နေဝင်သွားတာဒီကောင်ကနောက်ဆုံးမိကြဘုကောင်ကပြန်ပြီးတော့သိချာဒီနေ့ဆက်သူတို့ထဲမှာတွေ့တော့ရင်းနှီးပြောကြတာပေါ့ဗျာဒီခံချင်းပြောတဲ့ခါကျတော့မှပြန်ပြီးဘုကောင်ထွက်လာတယ်မဟုတ်ဘူးသူတို့မခိုးတာအမှန်ပဲဆိုဂိုင်းဒါဖြစ်ဒီကောင်တွေထုတ်တော့အာမကန်နဲ့ထားတနေရာမှာယုံကြည်တဲ့လူတယောက်မှအပ်ပြီးထားပြီးတော့မှဒီအမှုတော့ပေါ်အောင်လုပ်မယ်ဆိုပြီးတော့အနီးနာဒီလူရဲ့အနီးနာမှာရှိတဲ့ငွေပြောက်တဲ့တတိယအနီးနာမှာရှိတဲ့ကျေးရွာရက်ွက်တနေရာမှာအကုန်လုံးအကြီးကောင်းတွေခေါ်လိုက်ဟိုထောက်လိုက်တွေထားပြီးတော့မှရခင်ကနဲ့မတူဘဲနဲ့ရုပ်တရက်ချမ်းသာပြီးသားလားတောက်လားသုံးလားပြုံးလားဖြစ်နေတဲ့အိမ်တွေရှိလို့ရှိရင်အဲ့ဒီအိမ်ကိုဒီမှာအများသတင်းပို့တို့လည်းတခါအဲ့မှာဟိုကောင်တော်ကအလှူတွေပါပေးနေတာအမှန်လေးသွားပြီးစားကြတောက်ကြချက်ကြပြုတ်ကြအဲ့လိုဖြစ်တော့ဒီကောင်တော့အဲ့လိုပဲချမ်းရုပ်တရက်ချမ်းသာလာတယ်ချမ်းသာတယ်ဆိုအဲ့တော့ကောင်းပြီအဲ့ဒီမှာမဟာပညာကျော်ကသူလက်စွပ်တစ်ခုရှိတယ်အာသဗျာ1000တန်းတဲ့လက်စွပ်အဲ့ဒီဗရမ ्या လက်စွပ်အဲ့ဗရမ ्या လက်စွပ်ကိုသူ့စီကိုသွားပြဒီလက်စွပ်တွေရောက်ပြီးသမှာသူ့ကိုဝယ်ခိုင်းတာမဟုတ်ရောက်ပြီးသမှာ900နဲ့ရောက်ပြီးသမှာတော့ဟိုကောင်ကကြောက်နားမလဲအဲ့ဟိုခုနလူတဲ့ကောင်ကနားမလဲတော့နားလဲတဲ့ကောင်ကြားရတယ်ကြာ1000တန်းဟာ1000တန်းနဲ့ဆိုရင်တော့ဒါ900နဲ့ဆိုငါအချောင်ရတာသူကကြားတယ်လေသူကယူလိုက်ဟိုလူရောက်ပြီးတဲ့သဘောနဲ့ဆိုယူလိုက်တယ်ယူကမှသူခိုးထားတဲ့ငွေနဲ့ခြေလိုက်တော့ရှေ့တော့ပိုက်ဆံဒင်းကားရှိတဲ့ခင်မငွေစားအတုံးလိုက်ကိုဖြတ်သုံးရတဲ့ဖြစ်ဆိုတော့အဲ့ဒီငွေစားကိုယူတော့ဘုရားကငွေပြောက်တဲ့ထိပ်တယ်ဒီငွေစားမင်းငွေစားလားဟုတ်တယ်ဒါမှမဟုတ်အဲ့ဒါလာသန်းဘိုးကောင်ခေါ်ပြီးတော့အကုန်ပေါ်ဒီတယောက်ကအမှုပေါ်တာသုံးတော့ခုလောက်ပဲမဆိုးပါဘူးကျုပ်ကကြိုက်တာစီရင်ချက်ကိုကြိုက်တယ်ဒီဥစ္စာမှာတထေးဟာခိုးသူနှစ်ယောက်ပါပဲလို့ငားကြတဲ့လူနှစ်ယောက်ကိုကြားပြီးတော့ရိုက်တဲ့ဟာမှာအပြစ်မဲ့ပါလေတမင်ရိုက်တဲ့အတွက်ကြောင့်အပြစ်မဲ့သောသူရိုက်တဲ့အတွက်ကြောင့်သူတို့အတရားထောင်စီရောသေးနင့်နာကြည့်ပြီးနောက်ခိုးတဲ့သူကလည်းခိုးတဲ့အတွက်ကြောင့်မလို့မင်းပြင်းမင်းတန်ခံစေးတယ်ထိုက်တဲ့တော့အတန်ကိုခံပေါ့ငါးနှစ်ဆိုငါးနှစ်သူ့ဥပဒေတိုင်းခံစေးတယ်နောက်ပြီးတော့မှအဲ့ဒီမှာရှိတဲ့ရရကောင်းအကြီးကဲတို့ကြီးဤသူဒီဘယ်တော့ကြောင့်ချမ်းလာလဲဘယ်လိုလုပ်ရောက်ပြပိုက်ဆံရှိလာလဲဆိုကို့မျက်စိအောင်နဲ့ဖြစ်နေတယ်ဘယ်ကရလာလဲဆိုမစူးစမ်းတဲ့အတွက်ကြောင့်သူတို့အားလည်းရှုပ်ချတယ်အဲ့ဒီတည်းမှာအလူမာသွားစားတဲ့ကောင်တွေကတော့အဲ့ကုန်ကြတဲ့ဈေးအလူငွေကိုအကုန်လုံးပြန်ရော်သေးတယ်ချာတာစဉ်းစားကြည့်တာကျုပ်တို့ခင်ဗျခုခေတ်ဆိုလို့ရှိရင်အဲ့လိုသာရောရမှာဆိုကျုပ်ဘယ်လောက်ရောနေရမှာမလို့သွားစားမိတာပြန်တင်လိုက်တာကဲကျွန်တော်ပြောနေတာကဲသူတို့ခေတ်တုန်းကလုတ်ခဲ့တော့ကျုပ်တို့ခေတ်မှာမကြည့်ရောက်တာဘာပြောလို့မသိလဲဘာလို့ချမ်းသာလာလဲဘယ်သူများစစ်ဘူးလဲစစ်ကြည့်သမ်းပါလားဒီလိုဖြစ်ပေါ်ပြန်တော့ရတော့ကြထောင်မဆတ်မဲနေတော့လဲဝက်ကြစစ်လိုက်ရင်တော့တော်တော်ကောင်းပါလေကျုံကြီးတူးတဲ့ခါမှာသူတို့တွေမြန်ပြီးသွားအဲ့တော့ပြောချင်တာအဲ့ဒါကိုစဉ်းစားကြည့်စာရိတ္တတတ္တိထူတော်မှုသိရေးကြည့်ခဏကပြောတဲ့အဲ့ဒီလိုတတ္တိဆိုတဲ့ဥစ္စာနော်ရိုးသားမှတတ္တိကောင်းတယ်တတ္တိကောင်းမှလည်းရိုးသားလို့ရတယ်အပြန်အလှန်တော့ကိုယ်ကိုယ်တိုင်ကဝိညာဉ်တတ်နေကောင်းဒိဋ္ဌိတတ်နေတဲ့ကောင်းတတ္တိကိုကောင်းတယ်ပြောဝင်တယ်ကျုပ်ဒီပေါ်မှာကိုရပိုင်းမဟုတ်တဲ့အခွင့်အရေးမယူနဲ့ချတာပဲကျုပ်ဟောဆိုကျုပ်ယူမှမလို့အောင်သိတဲ့ပဲအ ਨੇ ဆုံးသူ့ပုံကြီးဖြစ်အ ਨੇ ဆုံးအနှိမ့်ဆုံးကောင်းပြောတာဘုံမှုတယောက်ဖြစ်နေချင်းအဲ့ဒီကောင်တစ်ခုကြောင့်ယာရုပြတ်တာမရှိတော့တော်တော်မြင့်မြင့်ကြီးတွေကိုရှိကျုပ်ဘာမှမယူဘူးအတူတစ်ချောင်းမတောင်းဘူးပြီးရောရှင်းအောင်ကျုပ်ကဆိုစာတင်နဲ့စာပင်းစာရေးစာ
ကောင်းလိုက်တဲ့သူမိန်လိုက်တဲ့သူပြောတန်းတန်းလေးစားအဲ့ဒါကြောင့်လည်းကျုပ်ဒီလိုပြောမယ်ကောင်းပါသာရိတ္တတော်မိုးကိစ္စနဲ့ပတ်သက်တယ်နောက်တစ်ခုကကလေးစိတ်ထဲမှာမပြောက်စေခြင်းနဲ့ကလေးစိတ်ကိုပြောမှာနော်အဲ့ဒါပါလေစီကန်းနဲ့တောင်းစီကန်းခင်ဗျာကလေးဟာသူတို့တကယ်စီကန်းကောင်းတယ်နော်ခင်ဗျားတို့ဆွဲတဲ့စီကန်းကိုပြောတော့သူတို့ဆွဲတဲ့စီကန်းကိုတကယ်လိုက်တာအော်ဟောကြကောင်းတယ်ခင်ဗျာကလေးတွေဂျင်ပေါက်တယ်စပါတော့စီးဝိုင်းဝိုင်းရတာစီးဝိုင်းနဲ့ဝင်ရင်ပဲလို့စီးဝိုင်းအပြင်ပဲထွက်လို့ကလေးတွေရေးထားတဲ့ဥတွေဒီဘူးကြီးတယ်ထုတ်စီးတို့တယ်ပထမဆုံးကထုံးတဲ့ဖြစ်ရင်းနဲ့ပြထုတ်စီးစီးလိုက်ရတယ်စီးပြီးလို့ရှိရင်အဲ့ဒီစီးမှဒီစီးကိုမထီရခေါင်းစီးပေါ်ဘယ်လိုမဖြတ်ဘယ်လိုမဖြတ်ဘယ်လိုဖြတ်အဲ့ဖြတ်လို့ရှိရင်ထမီးဘူးလောင်းနေတဲ့ဘယ်လိုပြောမှလည်းမသိဘယ်မိန်းကလေးကစပြောခဲ့တဲ့စကားလုံးမှမသိဘူးထမီးဘူးလောင်းနေတာဒါမှမဟုတ်ခုလက်ထိဒီဥတွေဟာအဒီဖြစ်စေအဲ့တိုင်းလိုက်တာတဲ့သူတို့ရေးတဲ့စီကံကိုသူတို့လိုက်နာတယ်ခင်ဗျနဲတဲ့တက်တီလားဘယ်တော့ချစ်ဖို့ကောင်းတဲ့ကလေးဟုတ်လားဥပမာဆိုတော့ဒီရင်ပေါက်တယ်စီးပြင်ထွက်ရင်ပဲခါနောက်တစ်ခါရင်ကိုပေါက်လိုက်တယ်ပေါက်လိုက်ပြီးတော့မှဖြတ်ဆိုမလိုက်လို့လက်ဖွားပေါ်မှာပြန်လဲအောင်လုပ်နေတယ်အဲ့ဒါဆွတ်စပတ်ဆိုတာဆွတ်စပတ်ဆိုတာသူတို့ခေါ်တာဥပမာဆိုတော့ရင်ကိုပေါက်လိုက်ပြီးတော့လက်ဖွားတော်ကပြန်လဲစေနိုင်သောသူကိုဆွတ်စပတ်ကိုခေါ်တွင်စေရမယ်ထိုးခြင်းသည်အပေါက်ခံခြင်းမရှိစေရရေးမထားပါရေးမထားပဲအတီးဖြစ်နေဒီဥတွေကဖြတ်လို့မရဘူးဘာလို့ရေးမထားတော့ဖြတ်လို့ကိုမရဟုတ်လားရေးမထားတော့ဖြတ်လို့မရရေးထားတဲ့ဥတွေကြတယ်ယခုဤအမိတ်ကြီးယခင်အမိတ်အားလုံးအပဲဖြစ်ပြီးဖြစ်စေရမယ်ဆိုပြီးရသွားပြီဖြစ်အောင်တုံတော့အဲ့တော့မရေးတဲ့ဥတွေကပိုးခံဘာလို့ဖြတ်လို့မရဘူးကလေးတွေရဲ့ဥပဒေကဘယ်သူမှရေးမထားဘူးရေးမထားမှအဲ့ဒီကလေးတွေကသူတို့ထားခဲ့တဲ့စိတ်ကံကိုဒီနေ့ထိလိုက်တာကဲမလိုက်နိုင်ကစားလို့မရဘူးဟုတ်လားအကုန်လုံးအပေါင်းအသင်းနဲ့သွားတဲ့အခါမှာစိတ်ကံလိုက်နိုင်သူကစားမှရတာဟုတ်လားတယောက်တည်းလည်းကစားနေတယ်တူတူလည်းပုံညင်တယ်ဆိုလို့မရဘူးတူကရှားမဲ့လို့မရှိတဲ့နောက်မထွက်နဲ့တော့ဟုတ်လားအများနဲ့အဲ့လိုသွားတဲ့ကိစ္စကလေးတန်းကောင်းပြီသူတို့တာဝန်ထမ်းတာကြတော့ဒီသားမိန်းကလေးရောက်ထုတ်ပြီးတို့တယ်ကြည့်စမ်းသားမှာဘယ်ကိုတင့်တယ်အောင်ဆွဲတော့ဟောလို့နေတာမြေလုံးကအဲ့ဒီလိုနေတော့မှခင်ဗျပြက်ယောက်ကတိုးဝင်ကြည့်လိုက်ပြေးဖမ်းလိုက်တဲ့ဥစ္စာတိုးလိုက်တဲ့သူကခင်ဗျအဲ့ဒီမှာထမိန်လေးပါလေးလန်ဒူးကွက်ငပုပြဖြစ်ချင်တာဖြစ်ပါစေအဲ့ဒီမှာသေပါစေပဲတကယ်တောင်မှထမ်းဆောင်နေယောက်ျားလေးတော့ဘိုးဆောင်တယ်မှာကြည့်ဆိုင်တကယ်ကိုအသေးကြီးဖမ်းတာကလေးတွေဘောလုံးမော်တယ်ကြည့်ဆိုင်တကယ်ကိုဒုပြခဏကျွန်တော်လည်းငယ်တော့ရောင်စစ်ပြပါဒီလိုပါပဲတောင်းအသေးချထားခဲ့တာအဲ့ဒီမှာခင်ဗျအဲ့ဒီကောင်ဂိုးဖမ်းတဲ့ကောင်ကညံ့လို့မို့လို့ဟာမင်းကတော့မကြောက်ကဘေးကဘယ်လိုဖမ်းမဆိုဘာညာဆိုဆွဲပြီးရှင်ဟုတ်ကောင်းပဲနဲ့ကွာဟာကွာမင်းတို့အဲ့လိုဖြစ်လို့ကဲထားကွာဟုတ်ပါကွာတောင်းအဲ့ဒါပါလေကိုချိုးရလို့ရှိရင်အဝေးပန်းခန်းတဲ့ဘောဒီလားခလေးတွေဟာနော်ကိုမားလို့ရှိရင်အဝေးပန်းခန်းတဲ့နော်ကိုခါထားတဲ့စီကံကိုလိုက်နာတယ်နော်ကျွန်တော်ကိုဆွဲထားတဲ့စီကံကိုအသေးချလိုက်နိုင်တယ်နော်ကိုစီးမြင့်ကိုကိုဆွဲတဲ့ကိုအသေးချလိုက်နိုင်တယ်ပြီးလို့ရှိရင်တခါကိုတာဝန်ကိုအပြည့်ထမ်းတယ်ကိုတာဝန်ဘက်ကချုပ်ရလို့ရှိရင်ဘေးလူရဲ့အချင်းချင်းရဲ့ဝေဖန်မှုကိုအပြည့်အဝခံတယ်အဲ့ဒီစိတ်ဓာတ်မျိုးကဒီကနေ့လူငယ်စိတ်တွေမှာကြီးစီတီရှင်သန်နေဖို့လို့စိတ်အရေးကြီးတယ်ဒါကြောင့်အဲ့ဒီခုနကပြောတဲ့ရှင်သန်အတော့ကလေးစိတ်သဘောထားသေးတာမျိုးတော့မကောင်းဘူးကလေးပေါက်စားမှာတော့မဟုတ်မရလို့ရှိရင်မခေါ်ဘူးဆိုတော့အဲ့ဒါမျိုးကဖြောက်ပြခဲ့ရတကယ်ကောင်းတဲ့ဒီအကျင့်တွေကိုရှင်းသန်စေရမယ်အဲ့တော့ဒီနေ့ကြတဲ့ခါကျလူငယ်တွေကနေပြီးအဲ့တာဝန်မကြီးတဲ့ဥစ္စာအခုဥစ္စာတာဝန်မကြီးတဲ့ဥစ္စာဘယ်လိုပြောအမှန်းကိုမသိဘူးကျွန်တော်ဒီခါလေးကျစိတ်ကသိရတဲ့ဥစ္စာပဲဆိုကဲပိုစမန်တယောက်ဟာဘာလို့ကိုသူ့လုံကဘာလို့သူ့တာဝန်ပါစာပုတ်ပေးဖို့အဲ့ဒီဥစ္စာတစ်စိကောင်းခွာရောက်ပြီးစာလွတ်နေတော့ဘယ်ကောင်းတော့ဒီတိုင်းခင်ဗျာဟိုလူမှသိများရှင်လားမသိဘူးကဲကြီးစားကြီးစားသူ့တာဝန်တယောက်မဲ့လိုက်တာတာဝန်မဲ့သိကြောက်ဖို့ကောင်းကျွန်တော်ရန်ကုန်မှာတိုးအေးသင်္ဘောကြီးပေါက်တဲ့ဥစ္စာကျွန်တော်ကိုယ်တိုင်ကြုံခဲ့တဲ့တွေ့ခဲ့တာဆိုကျွန်တော်စိတ်ရင်းနှင်းလို့ကျွန်တော်ပြောတာအဲ့ဒီတိုးအေးသင်္ဘောကြီးကမောင်းလာတော့ဒလနဲ့ကူးတဲ့သင်္ဘောဟိုကနာကာရူမာဆိုတာပါပဲသင်္ဘောကြီးဂျပန်သင်္ဘောကြီးကပင်လယ်ဦးသင်္ဘောကြီးမောင်းလာအဲ့ဒါကိုရှေ့ရဖြတ်ပြီးဒီကောင်ကမာလေးလောက်တော့မူးနာနည်းနည်းမူးနာအတင်းဖြတ်ပြီးအတင်းသူ့ရှေ့ဖြတ်ပြီးလို့လုပ်တဲ့ခါကျ
ရေเจ้าပြတဲ့ကောင်အထဲတွေအတန်80အော်တယ်တိုးအေးပြန်လဲပါတိုးအေးနဲ့အဲ့လိုကိုအော်သေးတာပြီးတော့ဒီသင်္ဘောစာ desktop မော်တော်ကားလို့ပြီးခန်းလို့ဗရိတ်ခန်းလို့ရတာအဲ့ဒီဥစ္စာဒုက္ခလို့ဆိုပိတ်တိုက်တော့လဲရတဲ့ကောင်လူ150နေရာတော့ကျွန်တော်ကတော့300လောက်ပြေးတာဒလမြို့မှာအဲ့ဒီရန်ကုန်ပြည်အဲ့ဒီနေရာတော့9ရက်လောက်ပုတ်စော်နန်းပုတ်စော်ကိုနန်းနေတာကျွန်တော်ကိုယ်ကကျွန်တော်ငဒံမသားအောင်အဲ့ချိန်မှာလူတွေဟာအဲ့လောက်ပြောင်းမှလူတွေလောင်းနေတာကျွန်တော်အဲ့မှာသင်းဆိုတဲ့ကလေးမလေးရောနောက်ဆုံးနှစ်ကအဲ့ဒါနဲ့ကျွန်တော်သွားပြီးပို့ရတယ်ဘိုးတွေကလည်းရွာလို့ကျွန်တော်မှတ်မိတယ်အဲ့ဒလမြို့မှာဒီအတူကဟိုနာတော့ဒီနာတော့စင်လေးတွေနဲ့ပြင်းထားတဲ့ဥစ္စာဒီနိုင်တဲ့ချဘယ်နာရီကဘယ်15မိနစ်10မိနစ်ပဲခွာပြီးတော့ဒီအတူကချအဲ့တော့ကျွန်တော်တပည့်လေးပိုင်းနဲ့ကျွန်တော်သွားပေါ့ဗျအဲ့မှာကလေးရလည်းဝင်ပြူထမ်းကျွန်တော်လည်းဖြီးလေးဆောင်းပြီးတော့လိုက်ရအဲ့ဒါကြည့်ရတော့ပြီးနေမှာတွက်လိုက်တော့ဘာသာတချို့ကလည်းဒီအဲ့ကလေးမလေးဆိုအားကိုးရမယ်သမီးလေးအကြီးဆုံးသူကဖိုင်နယ်ရဲ့ရောက်နေမိဘများအားကိုးခြင်းမှာပေါ့ဒါမဲ့ပြီးသွားတယ်အားကိုးတော့အဲ့ဒီလိုပဲတချို့ကြတော့အရင်ကအားကိုးနေမိဘပါပါတယ်ဟိုမှာဒုက္ခကြမ်းရတယ်မိဘမဲ့ကြီးကြည်စမ်းတာဝန်မဲ့တဲ့လူတယောက်ကြောင့်ခင်ဗျာဘယ်လောက်ဒုက္ခပါဒါကြောင့်မလို့တာဝန်မဲ့တဲ့ဂျင်မောင်းသမားတယောက်ရဲ့နောက်ကလဲရတဲ့ဥစ္စာအန်ဒီနော်တာဝန်မဲ့တဲ့သားသမီးတို့ရဲ့မိဘဖြစ်ရတာလေဒုက္ခတာဝန်မဲ့သောမိဘရဲ့သားသမီးကြတော့ပိုးကြည့်သောဒုက္ခတာဝန်မဲ့သောရက်ကွက်သားတို့ရဲ့ရောက်ဝတ္တဖြစ်ရခြင်းလေဒုက္ခဟုတ်လားတာဝန်မဲ့သောရောက်ဝတ္တတို့ရဲ့ဟုတ်လားရက်ကွက်သားဖြစ်ရတာလေဒုက္ခတာဝန်မဲ့သောတိုင်းသူပြည်သားတို့ရဲ့အတူအဖြစ်ရခြင်းလေဆင်းရဲခြင်းတာဝန်မဲ့သောအတူရဲ့တိုင်းသူပြည်ရခြင်းဖြစ်ရခြင်းလေဆင်းရဲခြင်းကျွန်တော်သိချင်ဒီမသိချင်ဒီခုလုံးမျှပြောတာပေါ့ကျွန်တော်ဟုတ်လားခုနကပြောတဲ့စီကံမလိုက်နာတဲ့လူတွေနဲ့နေရတဲ့ဥစ္စာလည်းဒုက္ခနော်စီကံမလိုက်နာတဲ့လူတွေရဲ့လိုက်နာတဲ့လူတွေရဲ့ရက်ွက်သားတို့ရဲ့ရောက်ဝတ္တဖြစ်ရတဲ့ဒုက္ခစီကံမလိုက်နာတဲ့ရောက်ဝတ္တရဲ့ရက်ွက်သားဖြစ်ရတဲ့ဒုက္ခအကုန်လုံးပါဗျာဒီလိုပဲလျှောက်တွေးကြည့်ပေါ့နေရာတကာပါပဲကျွန်တော်ပြောတာအဲ့တော့ဒါကြောင့်ကျွန်တော်ကလူငယ်တွေကိုခလေးသိမပြောက်ဖက်နဲ့တချို့နေမှာခလေးဘဝနဲ့ထားသိတယ်လို့ကျွန်တော်ပြောတာကောင်းပြီနောက်တစ်ခုပြောမှာတော့ကကျွန်တော်ကမုံရကောလိပ်မှာကျွန်တော်ဒီလိုပေါ့အမေးပြေဒီလိုလေးလုပ်ရတယ်လုပ်တော့ခလေးတယောက်ကမေးတယ်ဥစ္စာပါဆရာရှင်တဲ့ကျမတို့ဘွဲရပညာတတ်တွေဟာတဲ့ဘွဲရပညာတတ်ပါဖြစ်ပါလေနဲ့လူရမဝင်ဖြစ်နေရတယ်ဘာကြောင့်ပါလဲကျွန်တော်ဖြေခဲ့တာပြန်ပြောကြည့်တယ်ကျွန်တော်ဖြေလိုက်တယ်ကျွန်တော်ဂျင်းနဲ့လို့ပြန်ပြောတာပေါ့လေနော်မင်းလို့လူရဝင်ခြင်းလားတဲ့လူရဝင်ခြင်းလို့ရှိရင်အသုံးမကျတဲ့အကောင်မဖြစ်စေနဲ့အသုံးမကျတဲ့ကောင်ဘယ်တော့မှလူရမဝင်ဘူးဘာလဲပညာတက်ချင်တက်မယ်ဘွဲရရင်ရမယ်အသုံးမကျတဲ့အကောင်ဖြစ်နေမှလူရမဝင်ဘူးဘာလဲဆိုတော့ပတ်ဝန်းကျင်အတွက်မင်းဟာအများအားအသုံးဝင်နေအောင်နေပါတချို့ပညာမတတ်ဘူးဒါမှမဟုတ်ရက်ွက်ထဲမှာလောက်ကြကြဟိုဘက်ကခင်ဗျာထွေးတို့လဲအော်ကြားနေဗုဒ္ဓဘာသာတော်သူတော်စင်ပေါင်းတို့ခင်ဗျာကျွန်တော်များလေးစုတပ်ဖို့ရွှေတုံးစေတီတော်ပြည်အမြတ်ကြီးရွှေပြရွှေသင်္ကန်းများခါလျံတို့ဘာညာနဲ့လဲသူလည်းတနည်းနဲ့သူ့ကိုယ်သူအသုံးဝင်အောင်လုပ်တယ်ဟုတ်လားသူ့ကိုယ်သူအသုံးဝင်အောင်လုပ်တယ်အိမ်မှာကိုယ့်ကိုယ်ကိုအသုံးဝင်အောင်လုပ်ကြည့်မင်းကိုမပြန်ပြီးစဉ်းစားအိမ်မှာငါဘာအသုံးဝင်လဲစားတယ်အိတ်တယ်ကျွန်တော်အဲ့ဒါလေလို့တော့မင်းအိမ်မှာအသုံးဝင်တဲ့ကောင်ပဲအသုံးဝင်တဲ့ကောင်ဆိုမင်းကိုအသုံးမကျတဲ့ကောင်ပြောမှာပဲအိမ်ကလည်းဘာအသုံးမှမကျဘူးပြောမှာအိမ်မှာအသုံးဝင်တဲ့ကလေးကိုအိမ်ကတံမိုးထက်တာသူ့ကိုလူရသွင်းပေးတာလူရဝင်အောင်လုပ်ပေးတာအဲ့မှာသွားမင်းလွတ်လိုက်တယ်လို့ပြောအဲ့ဒါပြန်လဲဘယ်ကပြောခဲ့နော်သူလုံးဝမလုပ်တာအဲ့တော့ခဏကပြောတယ်ရက်ွက်ထဲမှာကြည့်စမ်းပါလူရဝင်တဲ့ဆိုတော့ကိုယ့်ကိုယ်အသုံးဝင်အောင်လုပ်ထားတဲ့သူတွေပြောတာတဲ့လောကကြီးမှာတဲ့အသုံးဝင်တဲ့ပစ္စည်းဆိုရင်လူရနှိမ့်ပြတာတဲ့အသုံးဝင်တဲ့ပစ္စည်းလို့ရှိရင်ပင်အခရိယာစထိုးတာလူရမရဟဲ့အသုံးဝင်လို့အသုံးဝင်တဲ့ပစ္စည်းကြရေယိုစုပ်ကြည့်မယ်လို့သွားတော့ခါတိုင်းတွတ်လိုက်တာအသုံးမဝင်တော့ပဲအဲ့တော့အသုံးဝင်လို့ရှိရင်ဘယ်ပစ္စည်းကိုမှလူရအမိုက်ရှုပ်ကပြီးမထားဘူးလို့မင်းဟာရက်ွက်ထဲမှာအသုံးဝင်တဲ့ကောင်ဖြစ်နေလို့ရှိရင်မင်းအမိုက်ပဲလို့ဘယ်တော့မှမလူရမဝင်နိုင်ဘူးမင်းကိုမဲအသုံးကြအောင်လူရအောင်လုပ်ကြည့်စမ်းပါအသုံးကြအောင်အသုံးအောင်လုပ်ကြမှာလို့ဆိုလိုက်လိုက်ပါပတ်ဝန်းကျင်အတွက်မင်းအသုံးကြတဲ့လူတယောက်ဖြစ်လို့ရှိရင်
မင်းလူရဝင်လာတယ်မင်းကိုပြစ်ထားလို့ကိုမရဘူးအားလုံးပြန်တွေ့ကြည့်ပေါ့အကုန်လုံးချုံလိုက်တာ service ပေါ့ service to the society ပေါ့လောကပတ်ဝန်းကျင်ကိုအကျိုးပြုရင်ဟောဒီနေ့ညဒီရန်ကုန်ကိုရအောင်လုပ်ပေးတဲ့ကောင်လေးတွေဟာအသုံးဝင်နေဆိုအဲ့လိုကောင်လေးတွေပြောတာကိုသားကိုမရရှာကြည့်တာတော့ကြပါဒါတော့မကြွေးမဖြစ်တော့အဲ့ဒါအသုံးဝင်အဲ့ဒီအသုံးဝင်လေးတွေလောကမှာတရားဝင်လေးတွေလောကမှာလူရဲ့တန်ဖိုးထားလေးတွေတို့ဒီတဲ့မြင့်မြတ်တဲ့လူတွေကြတော့သူတို့ကိုသူတို့အသုံးဝင်အောင်လုပ်သွားရတာစဉ်းစားကြည့်တာဘိုးကျောင်းအောင်ဆန်းကြည့်မလားသူတို့ကိုသူတို့အသုံးဝင်သွားရတာမိတွေပဲတွေဖြစ်နေအဲ့ဒီစင်းတို့ကိုကြည့်မလားဘလောက်အသုံးဝင်သွားလဲဒီနေ့အထိအမှတ်ရနေအောင်လုံးနေရတယ်ကြည်ညိုးနေရတယ်အားကိုးနေရတယ်ဒီနေ့နောက်ဆက်ပြောရတဲ့ခါကျမြောက်စွာဘုရားကျဘယ်နဲ့လို့ပြောသူ့ကိုယ်သူအသုံးဝင်အောင်လုပ်သွားလိုက်တဲ့ကိစ္စလောကကြီးမှာတို့မှာမမြင်လဲရဘူးနဲ့ထိုင်ပြီးရှိခိုးနေရတယ်ပန်းတင်နေရတယ်ဆွန်းတင်နေရတယ်ကဲအသုံးဝင်လိုက်တယ်လေကြည့်ဦးသူဟောခဲ့တဲ့ဘုရားရဲ့ဒေသနာတော်ဆိုတာပိဋကသုံးပုံသံဃာနာတင်ထားတယ်ဆိုတာလောကကြီးကိုဒီနေ့ထိတောင်းလျှောက်လို့ကဲကျွန်တော်တွေ့ကြည့်နော်ဘုရားတောင်းလျှောက်တာနဲ့အစိုးရတောင်းလျှောက်တာဘုရားတောင်းလျှောက်တာများတယ်ထင်လို့တကယ်ပြောတာဘုရားတောင်းလျှောက်တာပိုးများတာအစိုးရတောင်းလျှောက်တယ်ဆိုတာသူ့နေရာလေးတွေရဲ့ဥပဒေကိုယူသေးတယ်ဆိုတဲ့ဥစ္စာကျိုးတာဒီမသိလားဟုတ်လားဒီမိတွေဖြတ်မကူပါနဲ့လစ်တယ်ဆိုဆက်ချာဆွဲထားတယ်ဟုတ်လားမှတ်တိုင်းမှာရမဆင်းမှာမိပွဲမှာမဆင်းပါနဲ့လန့်ကြတယ်မော်တော်ဘီကေကြီးအကြည့်ကိုဆက်ဒီလိုလုပ်ပါဟောတော့သူကမမိတ်ပြီးတာဟုတ်လားဘုရားဟောတဲ့ဥပဒေကခင်ဗျရှောင်းပြီးတော့ဘုရားမသိအောင်လုပ်လို့ရတာမဟုတ်ဘူးဒါကြောင့်မို့လောကကြီးမှာခင်ဗျဘုရားဟောတဲ့ဥပဒေဆောက်ချက်တကယ်ခြေချင်းမိမိပြောသိစိတ်ဝင်စားဖို့ကောင်းတယ်ဒါကြောင့်မို့ဘုရားဟောရတယ်ဆိုရွာဦးဘုန်းကြီးအောင်ဩဇာသိကြည့်လာပြီဆိုလို့ရှိရင်တကြီးအလုံးနဲသွားတယ်ဟောတာဟုတ်တယ်လေရွာဦးဘုန်းကြီးဩဇာရှိတဲ့ကဟိုကောင်လေးဘာကြောင့်တပည့်တွေလည်းသိများသူကရှေးခေတ်မော်နာစထရီပေါ့ကျွန်တော်ဘုန်းကြီးပြည်လေးစနစ်ကအဲ့လိုသွားတာဟိုကောင်လာစားဆိုအဲ့ဒီကောင်လေးငယ်ကောင်လေးကနိုင်တဲ့အရက်တဲပြီးတောင်းတယ်စေးတဲပြီးတောင်းတယ်ဆိုအဲ့ဒီကောင်မပြောတော့ဟိုကောင်သူ့ဖေကဒီဘုန်းကြီးကြောင်းမှာသူ့တွေပဲအဲ့ဒီကောင်ခေါ်ရတဲ့စံပဆိုတော့ခေါ်ရတော့လာရှင်ပြဒါပါကြဒီတော့မင်းသူရာမေရမယ်မှတ်မိတယ်မှတ်ပါနည်းနည်းရိပ်ပြီးဘိုးရတုံးနေနင်းကောင်မင်းကောင်ဒီလောက်တော့ခံရတော့ဟမ်အသုံးရတယ်ပေါ့တော့သွားပြန်ဟာကျောင်းတဲ့သာသမီဒီလိုဖြစ်တယ်ကြားကုန်တယ်ရှစ်ဖိသွားဟိုကောင်ကဟဲ့လာလားဟမ်ဘုန်းကြီးငါငယ်တော့တခါမှမင်းကြောင့်မလို့လာသားဆိုပြင်းဆိုချအဲ့ဒီလိုနဲ့ထိမ့်လိုက်တာထိမ့်တဲ့ခါကျတကြီးကသေအိုးလဲဖမ်းနေတယ်လို့တော့ဒါကြောင့်မလို့ဘုန်းကြီးစောင့်ရှောက်တာတကြီးစောင့်ရှောက်တာလည်းပိုးပြီးတော့အခုဘုရားစောင့်ရှောက်တာကပိုးပြီးတော့ကြီးတာအစိုးရစောင့်ရှောက်တယ်ဆိုတော့ဘုရားကပြရမဟုတ်ဘူးကျွန်တော်ပြောတာကဲလောကကြီးမှာဘလောက်အသုံးဝင်သွားဘလောက်အသုံးကျသွားအဲ့တော့အသုံးဝင်လေးလေးကျွန်တော်ရှိခိုးနေရတယ်ဒါကြောင့်လူငယ်ကြီးဒီလိုလူရဝင်နေတယ်ဆိုလို့ရှိရင်အရေးကြီးဆုံးကမင်းလောကကိုဘလောက်အကျိုးပေးနေလဲဒါစဉ်းစားရမှာပညာတောင်းအောင်စဉ်းစားမှာအဲ့တော့ကျွန်တော်လည်းပဲပြောရတဲ့တော်လေးရှိသွားပါပြီအဲ့တော့ကျွန်တော်ကုန်ပြန်ချုပ်ချင်တာနော်ကျွန်တော်တို့တိုင်းပြည်မှာအရေးကြီးဆုံးထပ်ပြီးပြောပြရစီပညာမတက်လို့ပြုဖြစ်ခဲ့တယ်ပြန်စဉ်းစားပါကြက်ကြက်တဲ့သဘောပေါက်ပါပညာမတက်လို့ရှိရင်ရှေ့ဘာမှလုပ်လို့မရဘူးဆိုတဲ့သဘောပေါက်ပါကိုယ့်ဘဝလည်းတုံးသွားလိမ့်မယ်ဆိုတာသဘောပေါက်ပါပညာမတက်လို့ပညာတဲ့ဥစ္စာဆိုတော့ခဏထားသမှာလူငယ်တို့ကြည့်ပေးကြပါဒါကြောင့်လူငယ်တွေဟာပညာကိုအမျက်တနိုးကြိုးစားပြီးတော့ကိုမိကိုဖတ်တယ်နောက်တစ်မြအောင်ဒီဆောက်နိုင်တဲ့ယောက်ျားကောင်းမိန်းမကောင်းများဖြစ်ပါစေသည်ကိုသားကိုသမီးကိုကိုတဲ့နောက်တစ်မြအောင်မြင့်တင်ပေးနေတဲ့ပကုံးစွာရှိသောမိကောင်းဖခင်များဖြစ်ပါစေသည်ကိုပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်သောလောကကအသုံးဝင်သောယောက်ျားကောင်းမိန်းမများဖြစ်ပါစေကုန်သတည်းလို့ပြောရင်ကျွန်တော်ဒီကုန်းချုပ်ပါတယ်